ဆရာဆရာမတို့အားလုံးမင်္ဂလာပါဒီနေ့ညMale Development for a Professional Comprehensive Certificate Course ရဲ့Module 3 Part 3အပိုင်းကျွန်တော်တို့ဆက်မှာဖြစ်ပါတယ်Module 3 Part 3မှာကတော့ Developing a Male Plan နဲ့ပတ်သက်ပြီးတော့ကျန်တဲ့အပိုင်းလေးတွေကိုကျွန်တော်တို့ဆက်မှာဖြစ်ပါတယ်ကျွန်တော်တို့က project တစ်ခုကို implementation တကယ်တမ်း activity တွေမစခင်မှာplanning ဆွဲတဲ့အဆင့်မှာလောက်ရတဲ့အထက်မှာဆိုရင်ပြီးခဲ့တဲ့ရက်တွေမှာအဓိကdevelop လုပ်ခဲ့တဲ့ planning tools တွေဖြစ်တဲ့ PMP ပေါ့လေ Performance Management Plan ပြီးတဲ့အခါကျတော့သူ့ကိုဆက်ပြီးတော့ဆွဲတဲ့ Indicator Performance Tracking တွေပဲ IMPTT အဲ့ဒါတွေပြီးသွားလို့ရှိရင်ကျွန်တော်တို့တစ်ဆက်တည်းဒီ planning ဆင့်မှာဆက်ပြီးတော့develop လုပ်ရမှာကတော့ကျွန်တော်တို့ဒီ accountability ကိုစားပြုတဲ့ accountability ကိုဖော်ပြတဲ့ feedback and response mechanism ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ပြင်ဆင်ကြမှာဖြစ်တယ်ပြီးတော့ data flow map data တွေကိုကျွန်တော်တို့ဘယ်သူစီကနေပြီးတော့ဘယ်သူစီကိုဘယ်လို channel နဲ့ဘယ်လိုမျိုးဘယ်အချိန်မှာရမှာလဲဆိုတဲ့ပုံစံမျိုး communication plan ဘယ်သူကဘယ်သူကိုဘယ် information share မှာလဲမ share ဘူးလဲစသဖြင့်ဒီလိုမျိုး communication plan ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီ evaluation လုပ်မယ်လို့စဉ်းစားတဲ့အခါမှာ evaluation ကိုဘယ်လိုမျိုးစားကိုဘယ်ချိန်မှာဘယ်နဲ့ budget ဘယ်လောက်သုံးပြီးတော့လုပ်မှာလဲဆိုတော့ဒီဘိုင်းတွေကကျွန်တော်တို့က planning ဆင့်မှာစီစဉ်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ညမှာတော့ဖြစ်အခုကြံခဲ့တဲ့အပိုင်းတွေဖြစ်တဲ့feedback response mechanism တို့ data flow map တို့ communication plan တို့ summary evaluation table တို့စသဖြင့်ဒါတွေကိုကျွန်တော်တို့ညမှာဆွေးနွေးမှာဖြစ်ပါတယ်ဆက်စင်မတို့ဒါတည်ထားပြီးတဲ့အပိုင်းတွေလည်းပဲဖြစ်ပါတယ်เนาะဒါကျွန်တော်တို့ဒီဘိုင်းမှာတော့ပေါ်ပါလေးပဲကျွန်တော်တို့ဆက်သွားမှာဖြစ်ပါတယ်ဒီညမှာတော့เนาะโอเคဒါဆိုလို့ရှိရင်အခုဒီညမှာဒီဘိုင်းလေးတွေပါမယ်ပေါ့เนาะဒီဘိုင်းလေးတွေပါမယ်ဆိုတော့အစောစောကပြောလို့ပဲကျွန်တော်တို့အခုရောက်နေတာက Mayor Phase 2ဘိုင်းဖြစ်ပါတယ်Phase 2ဘိုင်းမှာအပေါ်ကနှစ်ခုပြီးသွားပြီပေါ့နော်နှစ်ခုပြီးသွားပြီနှစ်ပိုင်းပြီးသွားပြီကျန်တဲ့အပိုင်းလေးတွေကျွန်တော်တို့ညမှာဆက်မှာဖြစ်ပါတယ်เนาะဒီဘိုင်းမှာကျွန်တော်တို့အခုအဓိကအဖြစ်အပိုင်းလိုက်ပေါ့လေ phase alike ကိုကျွန်တော်တို့က tools တွေကို theory ပြောတယ်ပြီးလို့ရှိရင် tools တွေကို develop လုပ်တဲ့အပိုင်းလေးတွေပြောတယ်ဆိုတော့ဆရာဆရာမတို့ဒါတွေ့ကြုံမရှိသေးတဲ့ဆရာဆရာမတို့ဆိုလို့ရှိရင်လည်းပဲဒီ tools တွေကိုကင်ပြီးတော့ကိုယ်တကယ်အလုပ်ငန်းဝင်တဲ့အခါမှာဟို drive သုံးချလို့ရတာဖြစ်သွားမှာပေါ့နော်ဖြစ်သွားမှာဖြစ်တယ်ဆိုတော့ပွင့်လင်းပြောလို့ရှိရင်တချို့တော့ဒီ organization တွေမှာဆို mail system က setup မဖြစ်တာမျိုးတွေလည်းရှိပါတယ်Mason ဆက်ဖြစ်ပြီးသား organization တွေဆိုလို့ရှိရင်တော့ဒီ develop လုပ်ထားပြီးသား tools ကိုဆရာဆရာမတို့မြင်ရမှာပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်တော့ဆရာဆရာမတို့ခုမှစပြီးတော့ဆရာဆရာမတို့ဝင်တဲ့အဖွဲ့ဟာစပြီးတော့ develop လုပ်ရမှာဆိုလို့ရှိရင်ဆရာဆရာမတို့ကိုယ်တိုင်ဒီ tools တွေကိုလေသူအဆင့်လိုက်ကင်ဆွဲပြီးတော့ကိုယ်တိုင်စဆုံးလုပ်ရတာမျိုးဖြစ်သွားပါလိမ့်မယ်နော်တနည်းအားဆိုရင်ဆရာမတယောက်ဒါဆွေးနွေးတာဆိုရင်သူကိုယ်တိုင်ဒါလောက်ရတော့မှာဖြစ်သွားပြီဖြစ်သွားတဲ့အခါကျတော့ဘာမှစိုးရိမ်စရာမရှိဘူးဘာမှစိတ်ပူစရာမရှိဘူးအခုဒီမှာကျွန်တော်တို့ဆွေးနွေးရတဲ့အစီအစဉ်တွေတိုင်းပဲ follow လုပ်ပြီးတော့ကျွန်တော်တို့ဟို develop လုပ်သွားလို့ရတယ်ပေါ့နော်ဒီကျွန်တော်တို့အခုသွားနေတဲ့ဒီပုံစံတွေကတကယ်ဒီအဓိကတော့ကျွန်တော် follow လုပ်တာကနော် PM for NGO ပေါ့လေ PM for NGO ရဲ့ guideline တွေကို follow ထားပြတယ်တနည်းအားဖြင့်သူ့ရဲ့ guideline တွေဟာ evidence base တောင်းထားတာဖြစ်တယ်တကယ် experience ရှိတဲ့ expert တွေရဲ့ဒီပြုစုထားတဲ့ curriculum ပေါ့နော်အဲဒီကဘယ်လိုလာလဲဆိုတော့အဓိကတော့ US ရဲ့ဒီ practice တွေကိုပဲအများဆုံးအခြေခံထားတာမျိုးတော့တွားဖြစ်ပါလိမ့်နော်တကယ်ကျတော့ evidence base approach တွေဖြစ်တဲ့အတွက်ဆရာဆရာမတို့ဒီ tools တွေသုံးစွဲတဲ့အခါမှာလည်းပဲ confidence ရှိပေါ့လေဒီလိုမျိုးတွားလို့ရပါတယ်နော်ဒါတကယ် international လက်ခံထားတဲ့ practice တွေဖြစ်ပါတယ်ပေါ့နော်ဆရာဆရာမတို့တွားလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဟုတ်ပြီကျွန်တော်တို့ဆက်သွားပါမယ်ရှေ့မှာ experience မရှိလို့ဆိုပြီးတော့ဘာမှပြဿနာမှမရှိပါဘူးဒီရဲ့သွားမဲ့ flow တွေသွားမဲ့ tools တွေ techniques တွေကိုတေချာလေးနားလည်သွားတယ်ဆိုလို့ရှိရင်ဆရာဆရာမတို့ကိုယ်တိုင်တွေ့ကြုံရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျွန်တော်တို့ဆက်ပြီးတော့သွားလို့ရပါလိမ့်မယ်เนาะဆရာဆရာမတို့ဟုတ်ပြီကျွန်တော်တို့ဆက်သွားကြည့်အောင်အဲ့တော့ပထမဆုံးတစ်ပိုင်းပေါ့လေ feedback response mechanism ဘိုင်းကိုကျွန်တော်တို့အရင်ဆွေးနွေးကြည့်အောင်เนาะဆရာဆရာမတို့ဒါသိထားပြီးသားပဲဒီဘိုင်းက Amazon ကိုအရေးကြီးတယ်ဆိုတော့
ကျွန်တော်တို့ကဟို non profit လို့ပြောတဲ့အခါမှာ non profit ကအဓိကတော့ကျွန်တော်တို့က non profit ကိုဥတည်တာပေါ့နော်ဥတည်တာဖြစ်တယ် non profit လို့ပြောလို့ရှိရင်တာမန်ဖြစ်ကျွန်တော်တို့ကြည့်လို့ရှိရင်ဟို business နဲ့တော်တော်ပါတယ် business ကကြတော့ရှင်းတယ်သူကသူရဲ့ဒီ customer တွေလိုနေတဲ့ဒီ gap ကိုသူကဖြည့်ဖို့ပဲ service ပေးတယ်အဲ့ service ခါကိုပတ်စံယူတယ်ယူရဲပေါ့လေအဲ့တော့ customer သူကြိုက်တယ်ဆိုလို့ရှိရင်သူကကြိုက်တယ်ဆိုရင်73မှာပေါ့မကြိုက်ရင်ဆိုရင်အားသာ choice ရှိလို့ရှိရင်သူရွေးမှာပေါ့ကိုယ်စီရမွေးချားစီရွေးမှာပေါ့တကယ်တမ်းဒီဘက်မှာကျတော့အဲ့လိုမျိုးဆိုတာအထက်ကိုဒီ non profit sector မှာကျတော့ limitation ရှိနေတယ်တာမန်ပြတော့ဒီအဲ proposal တင်တဲ့အခါမှာဒါဟိုအပြိုင်တင်ကြတာမျိုးဖြစ်ပေမဲ့တကယ်တမ်း implementation လုပ်တဲ့အခါမှာဟိုအပြိုင်ရလို့ဒီလိုမျိုးပုံစံဆိုတာအထက်ကိုဒီ data မှာကိုဒီလက်တွေ့ဒါ sub လုပ်ရတဲ့ပုံစံတော့များတယ်များတဲ့အခါမှာဟိုလက်ခံတဲ့ beneficiary ဘက်ကပြန်ကြည့်လို့ရှိရင်သူတို့ကဟိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေလက်ခံရတဲ့ပုံစံမျိုးတော့ရှိသွားနိုင်တယ်ပေါ့လေအဲ့ခါကျတော့အဲ့ဒီပုံစံမျိုးမဖြစ်အောင်ကို serve လုပ်တဲ့ community ကိုကျွန်တော်တို့က accountable ခံတဲ့အဲဒီ approach နဲ့ကျွန်တော်တို့သွားဖို့တင်တယ်ဆိုတာမျိုးသေချာလေးပြောကြပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီ day 2မှာဆွေးနွေးခဲ့တယ်လို့ပဲဗောလေMEL လို့ပြောတဲ့အခါမှာ monitoring evaluation accountability လို့ပြောတဲ့အခါမှာ accountability ကကျွန်တော်တို့ကဘာနဲ့ပြမှာလဲပြန်ပြီးတော့နှွှေးကြည့်ရဆိုရင် accountability ကကျွန်တော်တို့ကဒါကိုကိုမှရှိကိုရဲ့ဒီ authority နဲ့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ power ပေါ့ decision making power ပေါ့လေဒီနှစ်ခုအသုံးချပြီးတဲ့အခါမှာဟိုရလာတဲ့ကိုနောက်ဆက်တွဲကိုရဲ့ဒီ impact တွေ result တွေကို outcome တွေကိုကိုယ်တိုင်ဒါတာဝန်ယူတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့တုံ့ပြန်ပြီးတော့ဖြေကြားရှင်းလင်းပေးတာဆောင်ရွက်ပေးတာဒါကို accountability ယူရဲလို့ကျွန်တော်တို့ကပြောတဲ့အခါကျတော့အဲ့ဒီ accountability ကိုကျွန်တော်တို့ကဘာနဲ့ဖော်မှာလဲပေါ့ဘာနဲ့ဖော်မှာလဲဆိုကျွန်တော်တို့ accountability ရှိပါတယ်ဆိုပြီးတော့အော်နေတိုင်းပြောနေတိုင်းတကယ် accountability ကပြောလို့ရတာမဟုတ်ဘူးပေါ့နော်ဒါကိုကျွန်တော်ပွင့်လင်းဆွေးနွေးပေးတာဖြစ်တယ်ဘာလို့လဲဆိုတော့တကယ်ဒီ social media တွေမှာပဲကြည့်ကြည့်ကိုယ့်ရဲ့ဒီလုပ်ငန်းခွင်မှာပဲကြည့်ကြည့်တော်တော်များက accountability ဆိုတဲ့စကားလုံးကိုပြောတာနဲ့လုပ်တာနဲ့လွဲနေတာမျိုးတွေဆရာဆရာမတို့ကြုံကောင်းကြုံနိုင်တယ်အဲ့ဒါကတကယ်ဖြစ်နေတာပေါ့နော်တကယ်ဖြစ်နေတာငါ accountability ရှိနေငါတာဝန်ခံတယ်ကွာဆိုပြီးတော့သဘောတရားရကိုလုပ်ခဲ့တဲ့ impact ကိုက decision ချခဲ့တယ်ကိုလုပ်ခဲ့တဲ့ impact တွေကနောင်ဒါ2 နှစ် 3 နှစ်ကြာတဲ့အခါကျတော့ပေါ်လာပြီငါဒါကို accountability ယူရကွာဆိုပြီးတော့တခြားဟိုဘာမှဆုံးမပိုင်ခွင့်မရှိတဲ့ဒီဝန်ထမ်းတွေကိုဖြုတ်ချလိုက်တာမျိုးဒါငါ accountability ရှိတဲ့ငါခံပြီးလုပ်တယ်ကွာဒါမျိုးတွေတလွဲတွေပေါ့လေနော်ဆိုတော့အဲ့ဒါမျိုးတွေကနေရာတော်များမှာဆက်စမတို့ကြုံကောင်းကြုံနိုင်တယ်တကယ်တမ်းကျတော့ accountability ဆိုတာကကိုဆုံးဖြတ်ခဲ့တဲ့အလုပ်ကိုရဲ့ authority နဲ့ကိုဆုံးဖြတ်ခဲ့တဲ့အလုပ်ပေါ်မှာကိုကတာဝန်ယူပေးတာဖြစ်တယ်ကိုဆုံးဖြတ်ခဲ့တဲ့အလုပ်ကို authority ရှိနဲ့လုပ်ခဲ့တဲ့အလုပ်ကိုသူတစ်ပါးကိုသူကဟိုအပြစ်ပေးလိုက်ကြအောင်အကောင်တွေခံတာမဟုတ်ဘူးပေါ့လေအဲ့ဒါမျိုးကဆက်ဆံမလို့ဒါတော်တော်လေးကိုgiving ဆိုင်ရမယ့်ကိစ္စလေးဖြစ်တယ်လို့မြင်ပါတယ်ပေါ့နော်ပြောတာရင်းနဲ့လုပ်တာရင်းနဲ့ဒီလိုမျိုးဟိုဒီနေ့အချိန်ခါလေဒါဆက်ဆံမလို့လည်းသိတာပဲဆိုတော့ဒီကိစ္စဟာအမှန်တန်ရေးကြည့်ပါတယ်ပေါ့နော်ဒီပိုင်းကိုသေချာထိန်းနိုင်ရဆိုလို့ရှိရင်ကိုယ်ဝင်ကျင်မှာထိန်းနိုင်တယ်ဆိုလို့ရှိရင်ကိုယ်ဝင်ကျင်ကောင်းတာပဲကျွန်တော်တို့လွယ်ပြောလို့ရှိရင်ကိုယ်ဝန်းကျင်ကိုကောင်းအောင်ညီညွတ်မျှတအောင်ထိန်းနိုင်ကိုယ်ဝန်းကျင်ကောင်းတာပဲဆိုတော့ဟိုလောကပါဠိတရားလို့ပဲပြောပါလေဒါကြီးကြီးပြောရင်လောကပါဠိတရားပဲပြောကိုယ်ဝန်းကျင်လေးကိုကောင်းအောင်ထိန်းနိုင်ညီညွတ်မျှတအောင်ထိန်းနိုင်ကိုယ်ဝန်းကျင်ကောင်းတာပဲအဲ့ဒါနည်းနည်းကျယ်ပြန့်သွားရင်နည်းကျယ်ပြန့်ကောင်းတာပဲဆိုတော့အဲ့လိုသွားပေးဖို့ဆိုတဲ့နေရာမှာဒီ accountability ကိုဖော်ပြဖို့ဆိုတဲ့နည်းလမ်းတစ်ခုကဒီ feedback and response mechanism ခိုင်ခိုင်မာတည်ဆောက်တာပဲဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုပဲကျွန်တော်တို့အဓိကဆွေးနွေးမှာဖြစ်ပါတယ်စာထဲမှာစာတွေလျှောက်ရေးရတော့ feedback response mechanism တွေဖြစ်နေတာပေါ့တကယ်ကျတော့ကိုလုပ်တဲ့အလုပ်ကိုကောင်းကောင်းမွန်တာဝန်ယူပြန်လည်ဖြေချပေးတာကိုပြောတာပေါ့နော်အဲ့ဒါပါပဲဆက်စင်ပါတော့နော်ဆိုတော့ဒီလို feedback and response mechanism ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတကယ်ကျတော့ကိုလုပ်တဲ့အလုပ်တွေကောင်းကောင်းမွန်ပြန်လည်တာဝန်ယူပြီးတော့ဖြေချဆောင်ရွက်ပေးတယ်ကိုလုပ်မှာတာဝန်ယူရဲဆိုလို့ရှိရင်ဟိုပဲဒါတာဝန်ယူရဲလို့ဒါကျွန်တော်တို့ပြောလို့ရပါတယ်เนาะဆက်စင်ပါတော့ဒါရိုးရိုးရှင်းလေးပါပဲဆိုတော့နည်းနည်းလေးကျွန်တော်တို့ပေါ့ပါပဲเนาะဒီနေ့ကတော့နည်းနည်းလေးကျွန်တော်တို့ဒီ
feedback response mechanism လေးအကြောင်းလေးကိုနည်းနည်းလေးကြည့်ကြည့်ပါမယ်ဒီမှာဆိုရင်တော့သူက open ဖြစ်တဲ့ရိုးရှင်းတဲ့ပွင့်လင်းမြင်သာမှုရှိတဲ့ procedure ဖြစ်ပါတယ်လို့သူကဒါပြောတယ်ပေါ့လေ AAFTP ဒီအဖွဲ့ကဒါပြောတာသူပြောရတယ်ကိုရှင်းတယ် human resource mechanism ဘာရှုပ်တွေမှမဟုတ်ဘူးဒါမြင်သာထင်သာလည်းဖြစ်တယ် transparent သူကိုလှုပ်ဆောင်မှုတွေကရှင်းလင်းပွင့်မြင်သာမှုရှိတယ်ရိုးရှင်းတယ်အဲ့လိုရိုးရှင်းတာပေါ့လေအဲ့လိုရိုးရှင်းတဲ့အလုပ်လေးတွေပဲတကယ်တမ်းကျတော့အဲ့လိုမျိုးပေါ့လေကိုစလုပ်နေတဲ့ community ကဘယ်လိုမျိုး complaint တွေတက်လာပြီဆိုလို့ရှိရင်ကိုကအဲ့ဒီ complaint တွေကိုပဲရိုးရိုးရှင်းရှင်းပဲလက်ခံပြီးတော့ပြန်ပြီးတော့တုံ့ပြန်ဖြေရှင်းပေးတာအဲ့လိုတုံ့ပြန်ဖြေရှင်းနေရမှာတော့ရမယ့်အဓိကအကြောင်းဒီနည်းလမ်းတစ်ခုကတော့ safe and confidential method ကိုသုံးပြီးတော့သွားရမယ်ဆိုတာပေါ့လေသူကဟိုငါတို့ကဟို feedback response mechanism ကိုလှုပ်ထားပြီးတယ်ကွာဆိုပြီးတော့ကြီးညာရတဲ့အချိန်မှာတိုင်ကြားတဲ့သူcomplaint တက်တဲ့သူအတွက်ကစိတ်မဖြစ်နေဘူးဆိုရင်လည်းဒါကအဆင်မပြေဘူးသူကမတိုင်ရတော့ဘူးเนาะခါကျသူတိုင်လိုက်သူပြုတ်သွားလိုက်သူတိုင်လိုက်သူကဟိုပြစ်ခံလိုက်သူတိုင်လိုက်သူ့ကိုဖမ်းသွားလိုက်အဲ့ဒါဆိုအဆင်မပြေဘူးမပြေဘူးပေါ့နော်မပြေဘူးဆိုတဲ့အခါကျတော့အဲ့ဒီအချိန်ဒီမှာအရေးကြီးတဲ့နေရာဒီမှာအနေရောင်နဲ့ပြရတာ safe and combination method ဆိုအဲ့ဒါရှိတယ်ပေါ့နော်ရှိတယ်ဆိုတော့အဲ့ဒီပုံစံမျိုးလေးကတော့ဒါတော့ရမယ်ပေါ့လေနော်ဒါဆိုရိုးရှင်းလေးကျွန်တော်တို့ပြန်ပြောလို့ရှိရင် feedback response mechanism ကိုတာဝန်ယူတဲ့ကိုလှုပ် design ချတဲ့အလုပ်တွေရဲ့နောက်ဆက်တွဲတွေအားလုံးကိုကတာဝန်ခံတာတာဝန်ခံနေရမှာအဲ့လိုတာဝန်ခံနေနဲ့နောက်ဆက်တွဲကိစ္စတွေကိုတာဝန်ယူတုံ့ပြန်ဖြေရှင်းတာဖြေရှင်းနေရမှာဒါပေါ့နော် response လုပ်တာနောက်တစ်ခါကျတော့အဲ့လိုမျိုးအကြောင်းတစ်ခုနဲ့လိုမျိုးကိုပြုပြင်တိုင်ကြားလာတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီလူရဲ့ confidential ကို the safety အားလုံးရဲ့ safety ကိုစဉ်းစားပြီးတော့အဲ့လိုမျိုးလိုက်ရောညှိတွေတဲ့ approach နဲ့ပေါ့လေ combination method နဲ့တွားပြီးတော့ဒီလိုမျိုးတုံ့ပြန်ဖြေရှင်းတဲ့ပုံစံမျိုးကိုဒါ frequent response mechanism လို့ဒီလိုမျိုးပြောကြရတယ်အဲ့လိုပဲပေါ့လေဒါတနည်းအားဖြင့် two way mechanism ပေါ့နော်တစ်ဖက်လည်းမဟုတ်ဘူးတစ်ဖက်လည်းမဟုတ်တစ်ဖက်ကတိုင်တဲ့လူပဲတိုင်ပြီးတော့တစ်ဖက်ကပြန်ရှင်းတဲ့လူမပါရင်အဲ့လိုလည်းမဟုတ်အဲ့လိုလည်းမဟုတ်ပေါ့နော်ဆိုတော့အပြန်အလှန်ပေါ့beneficiary ဘက်ကလည်းsite provider ကိုပြောမယ် site provider ကလည်း beneficiary ပြောမယ်အဲ့ဒါကတော့ဒါကိုယ့်အနေနဲ့ site provider ဆိုလို့ရှိရင်beneficiary ကဒါ downward ဒါ trend ပေါ့လေနော် downward downward ဒီ direction နဲ့တွားတာပေါ့လေကိုက donor accountability တွားမယ်ဆိုရင်တော့ဒါ upward ပေါ့လေနော်အချင်းချင်းကိုအပြန်လန်အဖွဲ့အစည်းတွေချင်းကြားမှာကို internet team တွေကြားမှာဒါလို့ဆိုလို့ရှိရင်တော့ဒါဟို horizontal ပေါ့လေဒီလိုမျိုးကျွန်တော်တို့တွားလို့ရတယ်ဆိုတော့အဲ့လိုမျိုးဒီ360 accountability ကိုခံပေးပြီးပေါ့နော်ခံဖို့ဒါမျိုးကျွန်တော်တို့တွားကြတာဖြစ်တယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ feedback response mechanism ပါပဲပေါ့နော်ဆိုတော့ဒီလိုမျိုးအခြေအနေကနေရာတိုင်းမှာလိုတယ်လိုအပ်တယ်သူကဟိုလောရမယ့်ပုံစံကတော့ကို context ရယ်ကိုအခြေအနေရယ်ကိုအချိန်ကကို data ရယ်ကိုရဲ့အခြေအနေပေါ်မူတည်ပြီးတော့လိုက်ရောညစ်တွေဖြစ်တဲ့ပုံစံဖြစ်ဖို့လိုတယ်။US မှာကဘယ်လိုလုပ်လို့ UK မှာဘယ်လိုလုပ်လို့ဆိုပြီးတော့ကျွန်တော်တို့ကအကုန်လုံးပုံလို့ပူးချပြီးတော့ကျွန်တော်တို့နေရာမှာအဲ့လို line လုပ်ရမယ်လို့ပြောနေတာမဟုတ်ဘူး။အဓိကအဲ့ဒီရည်ရွယ်ချက်ကဆက်တော့ပြောလို့ပဲရှင်းရှင်းလေးပဲကိုလုပ်ခဲ့တဲ့အလုပ်ကိုတောင်းယူခဲ့တဲ့ဆုံးဖြတ်ခဲ့တဲ့အလုပ်တွေပေါ်မှာကိုတောင်းဝန်တိတိနဲ့ဒီပေါ်မှာတောင်းယူပြီးတော့ပြန်လည်ဖြည့်ရှင်းဒီနစ်နာတဲ့သူတွေကိုမနစ်ထပ်ပြီးတော့ပို့ပြီးတော့မနစ်နာစေဖို့ဒီလိုနည်းလမ်းနဲ့သွားပြီးတော့အယောင်ကြီးထအောင်ဒါ sub လောက်တာပေါ့ဒါ event response ပဲပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့အဲ့ဒီ approach နဲ့ပဲအဲ့ဒီအဲ့ဒီideology နဲ့ပဲကျွန်တော်သွားလို့ရတယ်ဟိုအဲ့ဒီဟာတွေကိုကျွန်တော်တို့ကတကယ်feedback ကိုဆိုရင်ဘယ်လိုမျိုးခင်မီဒီလိုမျိုးဟိုအခုလက်ရှိနောက်ဆုံးပေါ့ AI ကိုသုံးပြီးတော့ဟို tablet တွေသုံးပြီးတော့စသဖြင့်ဘယ်လိုပေးပို့မယ်တို့ဘယ်လိုဘယ်လိုပြန်အဲ့ဒါတွေကဟိုဆိုတာထက်ကိုတကယ်ထိထိရောက်ဖြစ်ဖို့ရတာလားလည်းအရေးကြီးဆုံးဖြစ်ပါတယ်ပေါ့နော်ရိုးရှင်းရမယ် transparent ဖြစ်ရ open ဖြစ်ရမယ်တကယ်လက်တွေ့ဒါဖြစ်ရမယ်ပေါ့နော်အဲ့ဒါဆိုရင်အဆင်ပြေပါတယ်ဟိုဘယ်နိုင်ငံဆိုတာထက်ကအရေးမကြီးဘူးပေါ့နော်ဘယ်နိုင်ငံ standard ကအရေးမကြီးတကယ်သူ့ရဲ့နှစ်သာရဖြစ်ဖို့အဓိကပါပဲเนาะဆက်ဆံပါတို့ဒါဆက်ဆံပါတို့သိထားပြီးသားပါကျွန်တော်အနေနဲ့ဒါပြန်ပြီးတော့ဆွေးနွေးပြတာပြန်ပြီးတော့ reflection လုပ်ပေးရပဲဖြစ်ပါတယ်เนาะဆက်ဆံပါတော့နောက်တစ်ခုကကျတော့ဒီရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးပဲ accountability ကိုသိကြအောင်လုပ်ပေးတာပဲဆိုတော့ကိုယ့်ရဲ့ affected population ကိုကိုယ့်ရဲ့ beneficiary ကို accountable ခံတာ donor accountable ခံတာကိုယ့်ရဲ့အချင်းချင်း stakeholder အချင်းချင်း accountable ခံတာเนาะအဲ့ဒါမျိုးပေါ့လေအဲ့ဒါမျိုးကျွန်တော်တို့ဒါဘယ်လိုဖြစ်သိကြတော့ accountability ကိုသိကြအောင်လုပ်တာပဲ
community empowerment safety way to raise concerns ပေါ့လေ promote participation ပေါ့ဒါတွေကတော့သူရဲ့နောက်ဆက်တွဲလိုက်ပါလာတဲ့ကောင်ကြိုးတွေပေါ့နော်ဆိုတော့နောက်တစ်ခုကဒီ F1 ရဲ့ purpose နောက်တစ်ခုကကျတော့ဒီ program ရဲ့ quality ကိုတိုးအောင်လုပ်တာ quality နဲ့ပတ်သက်တကယ်ဟုတ်တယ် accountability ကိုကျွန်တော်တို့ကကောင်းကောင်းကင်တွယ်နိုင်တယ်ဆိုလို့ရှိရင်ဖမ်းနိုင်တယ်ဆိုလို့ရှိရင် program ရဲ့ quality က service quality ကတက်တာပဲ program quality လို့ပြောတဲ့အခါကျွန်တော်တို့ service ပေးလို့ရှိရင် service quality တက်တာပဲအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာဟို human resource management တချို့နေရာတွေမှာဆိုရင်လုပ်ဖို့ခက်ခဲဖြစ်နိုင်ပါတယ်တကယ်ကြောင့်ဖြစ်နိုင်တယ်လုံးဝဒီပေးတဲ့ဒီ contact အခြေအနေကမကောင်းအစနစ်မဖြစ်နေဘူး even restaurant မှာလည်းပြီးအစင်းမဖြစ်နေအဲ့ခါကျရင်ကျွန်တော်တို့တော်တော်ဟဲ့ကစဉ်းစားရရှိပါတယ်ကျွန်တော်တို့လည်းအဲ့ဒီအခြေအနေတွေဒါအဖွဲ့အစည်းတွေကနေပြီးတော့ဟိုတိုင်ပင်ကြတာမျိုးတွေရှိတယ်တချို့နေရာဆိုရှင်ရှင်းရှင်းပြောလို့ရှိရင်ဘယ်လိုလဲဆိုတော့ဆိုရပါစို့နိုင်ငံလက်ရှိအခြေအနေမှာပုံမှန်ကိုရုန်းကန်နေရတဲ့အခြေအနေမျိုးဖြစ်တယ်အဲ့ဒါကြောင့်တချို့နေရာတွေမှာဆိုရင်ဟိုသက်ဆိုင်ရာဒေသန္တရအုပ်ချုပ်ရေးရာရှိတယ်အဲ့ဒီပုံမှာဘုံဘစေကုတယ်ပဲထားပါအောင်စေကုတယ်ဆိုတော့ကျုပ်ပုံမှန်ရောက်ရဆုံးမှုနေတဲ့ချိန်မှာလူနာတယောက်ကတစ်ခုဖြစ်ပြတ်တယ်ဆိုလို့ရှိရင်သူမရှင်တဲ့ဆိုရင်သူဥပဒေကြောင်းအရသူတရားတိုင်ဆွဲဆိုသူတို့သွားလို့ရတယ်တစ်ဖက်ကလည်းဝန်ထမ်းဘက်ကပြန်ချင်းဝန်ထမ်းစီမင်းစည်းကမ်းဆိုတာရှိတယ်ဆိုတော့တစ်ဖက်မှာလည်းဝန်ထမ်းဘက်ကပြန်ချင်းဝန်ထမ်းရဲ့စီမင်းအကာအကွယ်ဝန်ထမ်းဥပဒေအရအရေးယူခံရတာစသဖြင့်အဲ့လိုမျိုးရှိတယ်လို့ပဲတစ်ဖက်ကဟိုတရားရုံးကနေပြီးတော့ဆွဲဆိုနိုင်တဲ့အခွင့်အရေးလည်းရှိနေပြန်တယ်အဲ့လိုမျိုးနှစ်ခုမိတာပါနော်အဲ့လိုမျိုးသွားတဲ့အခြေအနေမျိုးတကယ်တမ်းလက်ရှိဒီမှာအဲ့လိုမဟုတ်နေဘူးအဲ့လိုမဟုတ်နေတဲ့အခါကျတော့ကျွန်တော်တို့ကhuman resource management ဆိုတာလေကျွန်တော်တို့ကprogram တွေဘလောက်ဝင်ပေါ့donor တွေကဘလောက်ပဲပတ်စံပေးပြီးတော့ဝင်ဒီ beneficiary empowerment ဘယ်လိုပဲပေးအာ program တွေရရှိမှာပေါ့နော်community empowerment ဘာ program ညာ program ရှိမှာပေါ့ဘယ်လိုပဲလုပ်သူတို့ကတနည်းအားဖြင့်သူတို့ကပြောရေးဆိုရဲအခြေအနေမျိုးမဟုတ်ဘူးကိုစားပေးပေးရဲဆိုရင်သူစားပေးတာကိုပဲကျင့်နေရတဲ့အခြေအနေမျိုးလက်ရှိအခြေအနေဒါပွင့်လည်းပြောတာအခြေအနေမျိုးမှာကိုယ့်ဘက်က service provider အဲ့လိုအခြေအနေမျိုးမှာကိုယ် service provider ဘက်ကအာသူကသတိပို့ပြီးတော့ကြီးရတယ်ပေါ့နော်သတိပို့ကြီးရတယ် community က service ကိုသူ response ကိုကဖွင့်ထားပေးရနေတာမှာ तू ကဒီဟာကိုပွင့်လင်းပြန်မကောင်းကြီးမကောင်းကြီးဆိုတော့ပြန်မပြောနိုင်တဲ့အခြေအနေမှာကျွန်တော်တို့လုပ်နိုင်တာကအဲ့ဒီအခုပြောတဲ့ program ဒီ quality ကိုကောင်းအောင်လုပ်ဖို့ပဲကျွန်တော်တို့ဘက်ကလုပ်နိုင်အဲ့ဒါလုပ်လို့ရတယ်ကျွန်တော်တို့ဒီအဖွဲ့အစည်းတွေ site provider တွေပဲလုပ်ရအောင်ကိုကဆေးကူတာဆိုရင်ကိုယ့်ရဲ့ဒီ service quality ကိုယ့်ဘက်က QIM ပေါ့လေ quality improvement ဘိုင်းကောင်းကောင်းလုပ်တယ်ဆိုရင်ဒါတနည်းအားဖြင့် accountability ကိုဒါယူပေးတာပဲပေါ့နောက်ဆုံးပြောမှာပြောမှာလဲသူ service ပေးတဲ့ဖွဲ့ကိုဆို beneficiary ကပြောမှာ service မကောင်းပြောမှာလေအဲ့ပဲ service ကဘာဖြစ်သူပြောမှာပါအဲ့တော့ကျွန်တော်တို့ကပြောမပြောကျွန်တော်တို့လုပ်လို့ရတာကို service quality ကို program quality ကိုအကောင်းဆုံးဖြစ်အောင်လုပ်ထားပေးတယ်ဆိုရင်ဒါကဟိုလူလူဘက်ကပြောနိုင်နေဖြစ်စေမပြောနိုင်နေဖြစ်စေကိုကအကောင်းဆုံးပြင်ဆင်ထားတာဖြစ်တဲ့အတွက်ဒါကကောင်းတယ်ပေါ့နော်ဒီကဒါကောင်းတယ်ပေါ့ဆိုတော့အဲ့လိုပေါ့လေစိတ်ကူတာမှမဟုတ်ပါဘူးတကယ်ကျတော့တခြားသော livelihood ဒီပဲဖြစ်တခြားသောဒီ income generation ကိစ္စတခြားဘယ်လိုပဲလုပ်ငန်းတွေပါကိုယ့်ရဲ့ service quality ကိုယ့်ရဲ့ program quality ကိုအကောင်းဆုံးကိုယ့်ဘက်ကတင်လို့ရတယ်ကိုယ့်ဘက်ကပြင်ဆင်လို့ရတယ်ကိုယ့်ဘက်က sub လုပ်လို့ရတယ်ကိုယ်လုံနိုင်တာကိုအပြင်ဆင်ထားပေးပေါ့နော်အဲ့ဒါဆိုရင်တော့ဒါအကောင်းဆုံးဖြစ်ပါလိမ့်မယ်ပေါ့နော်ဒါဒါစစမတို့လည်းသိပါတယ်နော်ဒီဥစ္စာနောက်တစ်ခုကဒီ F1 ရဲ့ purpose ထဲမှာဘာလဲဆိုတော့ risk management အတွက်လည်းပါတယ်ဆိုတော့တချို့သောကိစ္စတွေကကိစ္စတသေးလေးကနေကိစ္စအကြီးတိုင်းကတသေးလေးကစတာပဲတသေးလေးအကြီးတိုင်းကတသေးလေးကစတာပဲဆိုတဲ့အခါကျတော့တသေးလေးကိုကျွန်တော်တို့ကတီးခွင့်ရတယ်ဆိုရင်အဲ့တီးတဲ့ချိန်မှာဖြေရှင်းရတယ်ဆိုရင်အဲ့ဒါကအဲ့ပြဿနာက solve ဖြစ်သွားမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအဲ့ဒီဟာကသူတိခန့်ကြာလာပြီးတော့မှလုံးဝသူသိခံနိုင်တဲ့ခါကျတော့အဲ့ဒီ response ကြီးအဲ့ဒီ feedback ကြီးကဒီတန်ကြားစာကြီးကအတော့မို့ဒီပောက်ကွဲမှုကြီးကကြီးပြင်းထန်သွားတဲ့ခါကျတော့မှကိုကသိရတဲ့ခါကျတော့အဲ့ဒီခါကျတော့ဟိုrisk ကပုံများတာပေါ့နော်ပုံများတာပေါ့နော်မမျှော်မှန်းနိုင်တဲ့ risk တွေပုံများအဲ့တော့ဒီ F1 ကိုတင်ထားခြင်းအဖြစ်တနည်းအားဖြင့်ဒီကြိုပြီးတော့တချို့တော့early warning တွေကကျွန်တော်တို့ကကြိုသိရတယ်
ကြိုသိရတဲ့ခါကျတော့ဒါ protection ပဲဒါ safety ပဲ program safety ပဲအားလုံးရဲ့ safety ပဲ beneficiary တွေလည်း safety ပဲဒီ program service provider တွေအတွက်လည်း safety ပဲ protection ရတယ်အားလုံးအတွက် protection ရတယ်တိုင်နာပြဿနာမဟုတ်ဘူးအဲ့ဒီဟာကိုသိဖို့နဲ့ဖြည့်ရှင်းဖို့ရတာအရေးကြီးတာဖြစ်တယ်ပေါ့လေဒါအားလုံးသိထားတဲ့အတိုင်းပဲပေါ့လေနော်နားလည်ထားတဲ့အတိုင်းပဲဆိုတော့ဟိုဒါလေးလည်းကောင်းတယ်နောက်တစ်ခုကကျတော့ဒီအဲ့လိုမျိုးလုပ်ပြီးတဲ့အတွက်အချင်းချင်းကြားထဲမှာ trust ပေါ့လေ trust အားကောင်းတယ်အားကောင်းတယ်နောက်ဆုံးလူတွေကပြောလိုက်ရရင်ကိုဂျင်းနဲ့တော်တာမလို့အောင်ဖြစ်တယ်ရှိတယ်ပြောလိုက်ရရင်အောင်ဂျင်းနဲ့ပါနောက်ဆုံးဟိုပြောပါအတော်ရဲ့အတော်အကြီးရဲ့ဦးလေးရဲ့စသဖြင့်ပြောလိုက်တယ်ဆိုရင်သူတို့ဘက်ကသူတို့ကိုပြန်ပြီးတော့ဟိုသူတို့လိုချင်တဲ့အဖြေအဲ့ဒါမဟုတ်ဘူးเนาะပြန်ရှင်းပေးလောက်မဟုတ်ဘူးဒါပေမဲ့သူတို့ဘာဖြစ်သွားလဲဆိုတော့ကိုယ့်ရဲ့အခြေအနေကိုနားလဲ तू ကအော်ကိုယ့်ဟိုနားကိုပြောတော့နားထောင်ပေးပါလားကိုပြောတော့ तू ပြန်ပြီးတော့တုံ့ပြန်ပေးပါလားသူစူးစမ်းပေးနေပါရဲ့လေဆိုတဲ့ပုံစံမျိုးနဲ့ဒီဟိုကျွန်တော်တို့ဒီBurmese culture ပူတောင်ဟိုဟာဖြစ်နေတယ်ဟို response อ่ะလေဟိုတချို့ဟာတွေက communication ကြောက်ပေါ့လေအဲ့လို response ကြောက်တာပြဿနာတွေကအများကြီးနေတာတကယ်ကြတော့အဲ့ဒီကကောင်းကောင်းလုပ်နိုင်တယ်ဆိုရင်အဲ့ဒီဟာကဟိုထင်ရတယ်ကိုပို့ပြီးတော့မှဟိုဖြေမဟုတ်เนาะသူတို့လိုချင်တဲ့ဖြေမဟုတ်တော့မှ ease ဖြစ်သွားပြီးတော့ပြဿနာ solve ဖြစ်သွားတာမျိုးတော့ဖြစ်တတ်တယ်ကွာသူနားလေတော့အော်ငါတကယ်ကငါ right ဟုတ်တယ်တိုးတော်လည်းပဲသူ့အလုပ်ပေးရမှာလည်းဟုတ်တယ်တိုးတော်သူ့မှာလုပ်နိုင်တဲ့ဒီ capacity သူ့မှာအဲ့ဒါမရှိနေဘူးဒါလည်းဒီချင်းနေကြောက်ပဲသူနားလေသွားတာနားလေသွားတဲ့ခါကျတော့သူကဟိုအဲ့ဒါကိုဆက်ပြီးတော့ raise မလုပ်တော့ဘူးအဲ့လိုမျိုးပေါ့လေအဲ့ဒါမျိုးကဟို percentage များတယ်ဗျာကျွန်တော်ရဲ့အတွေ့အကြုံဆိုရင် percentage များတယ်အဲ့လိုမျိုး soft ဖြစ်သွားတဲ့ease ဖြစ်သွားတဲ့ soft ဆိုတာကို ease ဖြစ်သွားတဲ့အခြေအနေများတယ်နောက်ဆုံးသူကဩသူဒီကတော့ဖြစ်တခြားအဖွဲ့တွေနဲ့မတူဘူးသူတို့ကဟိုပြောရင်နားထောင်တယ်အချိန်မြင့်သူတို့ပြောပြလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်သူကလုံနေနဲ့သူကတာနေတာဒီအဖွဲ့နဲ့ဆိုရင်တော့ပို့ပြီးတော့ပို့ကြိုက်တယ်ပို့အဆင်ပြေတယ်ဆိုတာမျိုးပေါ့လေဒီအဲ့ကြောင့်မို့ဒီ feedback response mechanism ဆိုတာကဟိုလုံးကျွန်တော်တို့ကလေစာတမ်းပြည်တိုင်နဲ့သွားတာမျိုးမဟုတ်ပဲねအဓိကသူတို့ပြောတဲ့အတန်သူတို့ပြောချင်တာလေးတွေကိုနားထောင်ပြီးတော့ဟိုပြန်ပြီးတော့အဲ့ဒါလေးတွေပေါ့နားလေဖြည့်ရှင်းနီးလန်းတကြပေါ့လေနော်ဖြည့်ရှင်းကုညီဆောင်ရွက်ပေးတာမျိုးလေးကအဲ့ဒါ feedback response mechanism ရဲ့လုံဆောင်မှုရိုးရှင်းဆုံးလုံဆောင်မှုတွေတစ်ခုပဲပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ဒါတည်ထားပြီးသားပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးဖြစ်ပါတယ်ဆိုတော့ဒီရွေးချက်ကဒါတွေပါပေါ့နော်ဒါတွေပါဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကရုပ်ရှင်နဲ့ဒီ feedback response mechanism လေးကိုတိဆောက်မယ်ဆိုလို့ရှိရင်ပေါ့လေ program တစ်ခုအတွက်တိဆောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုမျိုးအဆင့်လေးတွေရှိမှာလဲဒါမျိုးလေးတွေကျွန်တော်တို့ကပြန်ပြီးတော့စဉ်းစားကြည့်ရမယ်ပေါ့နော်စဉ်းစားကြည့်တဲ့အခါမှာဒီ approach တွေတော့ရှိတယ်ပထမဆုံးဆိုကြပါတော့ကျွန်တော်တို့ program တစ်ခုဝင်တော့မယ်ဆိုရင်ကျွန်တော်တို့ planning ဆင့်ရောက်ပြီplanning ဆင့်ရောက်ပြီဆိုတော့ကိုကဘာ service ပေးမှာလဲပေါ့လေအဲ့ဒါစတာပေါ့နော်ကိုကဘာ service ပေးတာလဲဘယ်သူကိုပေးတာလဲလက်ရှိဒီ context ရဲ့အခြေအနေကဘယ်လိုရှိတာလဲ context ရဲ့ analysis ပေါ့preparation context ရဲ့ analysis ကတော့နေရာတိုင်းမှာရေးကြည့်တယ်ဘာလို့မစတာမဆိုကျွန်တော်တို့ကအဲ့ဒီရဲ့အခြေအနေကိုသိအောင်လုပ်ရတာပဲဒါကတော့အမြဲတမ်းလုပ်ရတာပေါ့နော်အမြဲတမ်းလုပ်ရတာပဲဆိုတော့ဘာမှမလုပ်ခင်မှာလက်ရှိပေါ့လေဘာလို့စဉ်းစားရလဲဆိုတော့ human resource management တခုအဲ့ဒီ data မှာစပြီးစောက်တော့မယ်လို့စဉ်းစားတဲ့အခါမှာငကိုအဲ့ဒီ data မှာရှိနှင့်ပြီးသား feedback and response mechanism တို့မို့ ecosystem ကဘာနဲ့လုပ်နေတာလဲဆိုတော့အရင်သိအောင်လုပ်ရတယ်ပေါ့နော်ဆိုတော့ငကိုကလေးကသူတို့က response ပေးနေတဲ့ channel တွေရှိနိုင်တယ်သူ့မှာတယောက်နဲ့တယောက်နဲ့အဲအဲသတင်းပေးတဲ့ပုံစံလားဒါမှမဟုတ်ရှင်ဟိုဖုန်းဆက်ပြီးတော့ပြောတဲ့ကာချာလား Facebook Messenger ပြောတဲ့ကာချာလားဒီဒါမှမဟုတ်ရှင် line ကိုပြပြတင်နေတာလားအစားတစ်ဖြစ်ပေါ်တယ်တခုတော့ရှိမှာပေါ့ဒီရချက်ကဘာလဲဆိုတော့အဲ့ဒါကိုနားလည်အောင်လုပ်တယ်ဆိုတာ duplicate မဖြစ်အောင်ပေါ့လေနော် duplicate မဖြစ်အောင်အာနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ relevance ပေါ့လေ relevance ကိုတွားတာသူတို့နဲ့လိုက်ရောညီတွေဖြစ်တဲ့ response feedback and response mechanism မဟုတ်ရင်သူတို့စီကကျွန်တော်တို့အချက်လက်ရမှာမဟုတ်ကိုရီးယားပြန်ပေးရင်လည်းသူတို့အတွက်အဆင်ပြေတဲ့ convenient ဖြစ်တဲ့ဒီလိုမျိုး response မျိုးလမ်းကြောင်းမျိုးဖြစ်ဖို့ကခက်တယ်ပေါ့လေဒါအဲ့ဒါမျိုးရှိတဲ့အခါကျတော့ကျွန်တော်တို့ကအရင်ဆုံးသူတို့လက်ရှိဘယ်သူတို့ဒီဝန်းကျင်မှာကိုက implementation လုပ်ဒီမျိုးနယ်ဆိုရင်ဒီမျိုးနယ်ကလူတွေရဲ့တဘာဝကိုနဲ့အလားတန်တူတဲ့အရှိမပြီးခဲ့တဲ့ project တွေလက်ရှိသွားနေတဲ့ project တွေသူတို့တွေကဘယ်လိုမျိုး feedback response ဒီလိုမျိုးသွားနေတယ်လဲ
လက်ရှိမှာသူတို့ကဘယ်လိုမျိုးဟိုလုံနေတယ်လဲဆိုတာပေါ့ကျွန်တော်တို့ကကြည့်ရမယ်ပြီးလို့ရှိရင်ဒီ data နဲ့ live ရောညီဆွေတုံးဖြစ်တဲ့အဲ human response mechanism ဒီ design ကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်ပေါ့နော်အဓိက data နဲ့ကိုက်ညီတဲ့ design ကိုစဉ်းစားဖို့လိုတယ်ဆိုတာအရေးကြီးဆုံးဖြစ်တယ်ကျွန်တော်တို့ကခင်မီကျွန်တော်တို့ကဒီခု tablet တွေထားပေးမယ်ကျွန်တော်တို့ကဟိုအဲ့ဒီကနေပြီးတော့ချက်ချင်းပဲနှိပ်လိုက်တာနဲ့ဒီဘက်ကို data တွေကရောက်တခါတည်း insight ထွက်အဲ့ဒီကနေပြီးတော့တခါတည်းbeneficiary တွေတခါဘယ်လိုမျိုးဆိုတော့အဲ့ဒီလိုဆိုတာထက်ကိုလေဟို data နဲ့ကိုက်ညီတဲ့ဒီပုံစံပေါ့လေနော် design ဖြစ်ဖို့ပေါ့ကိုရီးယားelectronic ပုံစံတွေစဉ်းစားတော့ဟိုကို implementation area ကြီးကြည့်လိုက်ရောသူတို့က line မမီဘူး line မမီဘူးဘာ internet line မမီဘူးအဲ့ခါကျတော့တွားအောင်တိုင်ပတ်ပေါ့ဆိုတော့ဒေသန္တရကိုမကြည့်ပဲနဲ့ရုံးကနေထိုင်ပြီးတော့ internet resource မှာထိုင်ဆွဲလို့မဖြစ်ဘူးဆိုတာအဲ့ဒါကိုပြောတာပေါ့နော်မဖြစ်ဘူး canvas ကိုတကြည်လေသိအောင်လုပ်ရမယ်သိပြီးမှလို့ရှိရင်အဲ့ဒီရဲ့ canvas လက်ရှိမှာသူတို့ဘာနဲ့အဆင်ပြေနေတာလဲဘာနဲ့မပြေဘူးလဲသိအောင်လုပ်မယ်ပြီးလို့ရှိရင်အဲ့ဒါနဲ့လိုက်ရုံးချင်းတွင်ဖြစ်တဲ့ design ကိုစဉ်းစားရမယ်ပေါ့နော်အဲ့ဒါနံပါတ်1အရေးကြီးဆုံးပဲဆိုတော့အဲ့ဒီတော့ဘာတွေလုပ်မလဲဆိုတော့ငကူတိုင်းပဲကျွန်တော်တို့တစ်ခုခုကိုလုပ်မယ်ဆိုလို့ရှိရင်စလုပ်မယ်ဆိုရင်စဉ်းစားလို့ပဲ context and state analysis လုပ်ရမှာပဲအဲ့တော့ local culture power dynamic ဒါတွေကိုကျွန်တော်တို့ကကြည့်ရမှာပဲပေါ့လေဘယ်သူတွေက power ကြီးတယ်ဘယ်သူတွေ interest ကြီးတယ်စသဖြင့်ပေါ့လေအဲ့ဒါတွေကကျွန်တော်တို့ကြည့်ရမှာပဲအဲဘယ်သူတွေက marginalized group တွေလဲဆိုတော့ဘယ်သူတွေကတော့ဖြစ် sensitive ဖြစ်တဲ့အုပ်စုတွေလဲဘယ်သူတွေကတော့ဖြစ်အထီးလွယ်ရှာတဲ့အုပ်စုတွေလဲအထီးခိုက်လွယ်တဲ့အုပ်စုတွေလဲဘယ်သူတွေကတော့ဖြစ်စသဖြင့်အဲ့ဒါတွေလဲကျွန်တော်ကြည့်ရတာပဲဒါစာလူတာဖြစ်နေတာတကယ်ကြောဆရာမတို့ကတကယ်တမ်းအလုပ်လုပ်ရတဲ့လူတွေကစဉ်းစားတယ်ခေါင်းဆောင်တွေကစဉ်းစားတယ်ဒီချက်လက်တွေကစဉ်းစားတယ်ကြည့်တယ်ဒီကိုဝင်ပြီးဆိုတာနဲ့ဒီ project ဒီကိုဝင်ပြီးဆိုတာနဲ့ဒီ project ကိုဘယ်သူတွေကအာပို့ပြီးတော့ကြိုဆိုမှာလေဘယ်သူတွေကတိတ်မကြိုက်ဘူးလေဘယ်သူတွေကဟို against လုပ်နိုင်တယ်ဘယ်သူတွေက support လုပ်နိုင်တယ်အဲ့ဒါတွေကကျွန်တော်တို့အများကြီးစဉ်းစားရတာပြီးသားဒီ mechanism တခုကိုဆောက်ရတာနဲ့ဘယ်သူတွေကတော့တက်ပို့ဆင်ဘယ်သူတွေကတော့တိတ်ကြိုက်မှာမဟုတ်ဘယ်သူတွေကတော့ဖြစ်အဲ့ဒါတွေဆင်မတို့ကဒါစဉ်းစားပြီးသားတကယ်ကြောက်အဲ့ဒါတွေပါပဲတကယ်ကြောက်လေအဲ့ဒါတွေကိုဒီ frame ထဲထည့်လိုက်တာ framework ထဲထည့်လိုက်တဲ့အခါကျတော့ metric ထည့်တဲ့အခါကျတော့ဘာတိုးညာတိုးစီဖြစ်လာတာပေါ့လေနော်အဲ့လိုဖြစ်သွားတော့အဲ့တော့frame နဲ့ကကြတော့ SWOD တို့ဆိုတော့ pastel တို့အဲ့ဒါတွေဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါသိထားပြီးသားတွေပဲဆိုတော့လုံးနေကြပဲဆိုတော့အဲ့လိုမျိုးသွားတာနော်နောက်တစ်ချက်ကကြတော့ဒီ participation mechanism ဆိုတဲ့ကိစ္စအဲ့ဒါအရေးကြီးတယ်စဉ်းစားတဲ့အခါမှာဟိုပူအောင်ပါဝင်မှုကိုလည်းကျွန်တော်တို့ကစဉ်းစား design စဉ်းစားတဲ့အခါမှာလည်းအဲ့ဒီဟိုတချို့သောလူတွေပေါ့လေအာ feedback response ပေါ့လေ channel ကိုကျွန်တော်တို့စဉ်းစားတဲ့အခါမှာဘယ်လိုလဲဆိုတော့ကိုကဥမာအဲဒီ box ပေါ့လေbox ကိုတတ်ထားရတယ်ပေါ့လက်ဖက်ဆိုင်မှာတတ်ထားရတယ်လွယ်တာပေါ့လက်ဖက်ဆိုင်လူစုံတာပဲသူတတ်ထားရတယ်ဒါကကျတော့ဟိုမျိုးသမီးတွေကတွားလာခတ်တဲ့ခါကျတော့လက်ဖက်ဆိုင်ဆိုတော့မျိုးသားတွေထိုင်ရများလေဗာမစ်ကတ်ချက်ပေါ့ဆိုတော့အမျိုးသမီးတွေကအတန်တိတ်မလားဟိုဒီ box ကတော့မျိုးသားတွေကတော့သူကသွားနေကြသူတို့တော့ဘာမှပြဿနာမရှိဘူးမတိမတာလေးပုံနဲ့ကောက်ထည့်လိုက်ရမျိုးသမီးကျတော့တီးတန့်ကြီးလာပြီးတော့ဟဲ့ဘာလုပ်တာလဲဆိုဟိုကြီးတကြီးနဲ့ပုံနဲ့ကောက်ထည့်သွားလို့လဲသူတိုင်သွားပါတယ်ဆိုပြီးတော့အဲ့လိုဖြစ်နေပါလေဆိုတော့အဲ့လိုရှိတယ်အဲ့လိုမျိုးတကယ်လည်းရှိတယ်ပေါ့နော်ဆိုတော့လိုဟိဆိုင်မှာပုံထားရတယ်လွယ်တာပေါ့ဒီတိုင်းစောင့်စဉ်းစားလွယ်တာပေါ့ဟိုဒါပေမဲ့မျိုးသမီးတွေလည်းအဆင်မပြေဘူးအဲ့ဒါမျိုးပေါ့အဲအကုန်လုံးအဆင်ပြေပါဝင်ထည့်လို့ရတဲ့လိုက်ရောကြီးတွေဖြစ်တဲ့ပုံပေါ့အဲ့ဒီပုံစံမျိုးကျွန်တော်တို့စဉ်းစားဖို့ပေါ့လေနော်စဉ်းစားဖို့အဲ့ဒါမျိုးလေးလိုအပ်တယ်အဲ့ဒါမျိုးလေးပြောတာအဲ့တော့အသက်ကြီးတဲ့သူတွေတက်ကြီးတဲ့လူကသူတိုင်ကျင်တယ်ဒါပေမဲ့တခြားလူကမသိသေးချင်ဘူးအဲ့တော့သူတို့တွေကိုတိုင်လို့ရအောင်တင်လို့ရအောင်ဘယ်လိုလုပ်ပေးမှာလဲပေါ့လေအဲ့ဒါမျိုးအဲဒီဇိုင်းလေးစဉ်းစားဖို့လိုတယ်ပေါ့လေနော်ဆိုတော့နောက်တစ်ခုကကျတော့ခုနပြောတဲ့အတိုင်းပေါ့နော် duplicate မဖြစ်အောင် duplicate မဖြစ်အောင်ပေါ့လေ parallel system တွေမဖြစ်နေအောင်ဒီလက်ရှိနေတဲ့ human response mechanism တွေကိုပြန်ကြည့်ဖို့လိုတယ်ဆိုတာနော်အဲ့ဒါလေးနောက်တစ်ခုကကျတော့အရေးကြီးဆုံးစင်တာပြီအကုန်လုံးဒီ context တွေနားလည်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ scope objective ကိုသတ်မှတ်နော်ကိုယ့်ရဲ့ scope နဲ့ objective ကိုသတ်မှတ်ပေါ့ဒီနေရာမှာ program identification ဆိုတာကလိုသလားမလိုသလားလို့ပြောလို့ရှိရင်ကိုကဒါငကိုကလေးကလုပ်နေတဲ့ project ဆိုလို့ရှိရင်တော့လိုတာပေါ့ကိုယ့်ရဲ့ human response mechanism ကဘာပြဿနာရှိရင်လဲ weakness ကဘာလဲဘယ်မှာပြဿနာရှိရင် problem အရင်ရှာပေါ့ပြီးတော့မှ
program identify လုပ်ပြီးတော့ objective ကိုတတ်မှတ်ပေါ့မဟုတ်ကိုတွေကအခုမှစလုပ်တာဆိုလို့ရှိရင်တော့ကို project ကအခုမှစလုပ်တာဆိုရင်တော့ကိုကဒီမှာဟိုအဲ့ဒီ sense ဆိုတာတက်ကို scope and objective ကိုတတ်မှတ်လို့ရတော့နော်တတ်မှတ်လို့ရတော့ဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ scope ဆိုတာပါလေအဲ့ဒါအရေးကြီးတယ်အကုန်လုံးကျွန်တော်တို့ feedback response mechanism ဆိုပြီးတော့ရှိသမျှဟိုလာသမျှ complaint တိုင်းကိုဖြေရှင်းမယ်လို့အဲ့လိုတော့မဟုတ်ပြန်ဘူးစပြီးတော့လက်ခံကြရဘယ်ကိစ္စတော့ဖြစ်ကျွန်တော်နဲ့ဆိုင်တယ်ကျွန်တော်တို့က project program ဝင်တာလေသူတို့မှလူမှုရေးကိစ္စဖြစ်ပြသမျှလားကျွန်တော်တို့ဒီ project နဲ့ဆိုင်တယ်မှာမဟုတ်တာတကယ်ပြန်စဉ်းစားကြည့်အကုန်လုံးနဲ့မဆိုင်ဘူးမဆိုင်တဲ့ခါကျတော့ကိုယ်နဲ့ဆိုင်တာပဲကိုလက်ခံမှာเนาะတကယ်ကြတော့ကိုယ်နဲ့ဆိုင်တဲ့ complaint ကိုလက်ခံမှာဟို complaint ဘောက်ဆိုပြီးတော့ကျွန်တော်ကကို program အတွက် complaint ဘောက်တထားတယ်သူတို့ကလင်မယားညံပြတဲ့ကိစ္စကိုကိုဘောက်ထဲမှာလာထည့်အဲ့လိုတော့မရဘူးအဲ့ကိစ္စကိုလည်းမဆိုင်ဘူးခုတော့ရှိတာကို project ကြောင့်သူတို့လင်မယားညံဖြစ်တာဆိုတော့ဒါတမျိုးဆိုတော့ဟိုအဲ့လိုတော့ရှိတာပေါ့နော်ဆိုတော့ဟိုရှိသမျှ complaint တိုင်းကိုဘောက်ရဲဒါထည့်ဖို့မဟုတ်ဘူးဆိုတော့ရှင်းရှင်းလင်းတော့ပြောအောင်အဲ့ scope ဘာလဲဆိုတော့ကိုနဲ့ဆိုင်တာပဲကိုလက်ခံမယ်ဆိုတော့ရှင်းရှင်းလင်းပြောတာဒါဒီ project program နဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်ဒီ project နဲ့ program နဲ့ဆိုင်တဲ့ကိစ္စတွေဆိုရင်တော့ဒီမှာလာထည့်လို့ရတယ်မသက်ဆိုင်တဲ့ကိစ္စတွေတော့ဖြစ်ဒါမဟုတ်ပါဘူးလေဒါမျိုးတော့လူလူကိုဒါအသိပညာပေးတဲ့နေရာဖြစ်ဖြစ်စသဖြင့်တစ်ခုခုမှတော့သိကြအောင်ပြောထားမှာပေါ့နော်ပြောထားမှာပေါ့အဲ့လိုတော့ရှိပါတယ်တော့တချို့ကိစ္စတွေမှာကျတော့ကို project နဲ့တော့ဆိုင်တာဟုတ်တယ်တိုးတော်လည်းပဲတချို့ကိစ္စတွေကို handle မလုပ်နိုင်ဘူးဆိုရင်လည်းပဲလုပ်ဖို့မလွယ်ဘူးဆိုရင်လည်းပဲဒါကဆွေးနွေးရမှာပေါ့နော်ဆွေးနွေးရမှာဆွေးနွေးရမှာအဲ့ဒါကကိုထည့်မှာလားပေါ့ကိုကဟုတ်ပြီကိုကတော့လက်ခံလိုက်ပြီးတော့ issue ရကြီးပဲအဲ့ခါကျတော့ကိုကဟိုမဖြေရှင်းနိုင်ဘူးကိုကိစ္စမဖြေရှင်းနိုင်အဲ့ဒါဘာလဲဆိုတော့ကိုနဲ့မဆိုင်နိုင်ဘူးဖြစ်တတ်တယ်မှန်လားတော့ကိုနဲ့မဆိုင်တာမရှင်းနိုင်ဘူးဆိုတာကိုလောက်တာဆိုကိုရှင်းနိုင်တာပဲလေကိုလောက်တာမဟုတ်လို့ရှိရင်ကိုမရှင်းနိုင်ဘူးကိုတောင်းရတာမဟုတ်ရင်ကိုမရှင်းနိုင်အဲ့တော့ကို program နဲ့မဆိုင်တာတွေပဲဖြစ်ဖို့များအဲ့ဒါတွေကအဲ့ဒါတွေကိုသေချာရှင်းလင်းဖြစ်ဖို့လိုတယ်ဆိုတော့ scope ကသေချာဖမ်းရမယ်နောက်တစ်ခုကတချို့တော့ sensitive ဖြစ်တဲ့ complaint တွေဥပမာ PSC တွေနဲ့ပတ်သက်တာမျိုးfront နဲ့ပတ်သက်တာမျိုးဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုမျိုးလက်ခံပါလဲဆိုတော့အဲ့ဒီ procedure ပေါ့လေအဲ့ဒါတွေလည်းကျွန်တော်တို့တည်တံ့ကျွန်တော်စဉ်းစားဖို့လိုတယ်အဲ့လိုတာပေါ့နော်အဲ့ဒါမျိုးလေးဆက်စင်မတို့ကဒါစဉ်းစားရမယ်ဆိုတာမျိုးလေးဟုတ်ပြီညာလေးတွေကျွန်တော်တို့ကမှ objective တွေတတ်မှတ်ပြီးပါပြီကိုဘယ်အပိုင်းပဲလုပ်မယ်ဘာလုပ်မယ်ဆိုတာသိပါပြီဘယ်ပုံစံ design ရတော့အဆင်ပြေဆိုတာသိပါပြီတိတော့ဆိုရင်ဒုတိယတစ်ဆင့်ရောက်တော့ကျွန်တော်တို့ကဘာလို့လုပ်မလဲဆိုလို့ရှိရင်ဒါ system design ပေါ့လေစဉ်းစားရမှာပေါ့ဆိုတော့ system design ကိုစဉ်းစားတဲ့အခါမှာရိုးရိုးပဲပြောလို့ရှိရင်တော့ complaint တစ်ခုစတက်လာတာနဲ့တပြိုင်နက်အဲဒီကိုယ့်ရဲ့ဒီ mechanism အလုပ်လုပ်ဖို့တော့လိုတယ်အလုပ်လုပ်ဖို့တော့လိုတယ်အဲ့ခါကျတော့အလုပ်လုပ်အောင်အလုပ်ဖြစ်အောင်ကျွန်တော်တို့ကဒီ system logic ကိုကျွန်တော်တို့ကတွက်ထားရမှာနော်စီဆောက်ထားရမှာအဲ့တော့ကျွန်တော်တို့အဲ့လိုဒီဆောက်တဲ့အခါမှာပထမဆုံးတစ်ဆင့်က channel ပေါ့ channel ကိုစဉ်းစားတဲ့အခါမှာဘယ်လို channel တွေစဉ်းစားမှာလဲလက်ရောကြီးတွေ channel ကိုကျွန်တော်တို့ကဟိုးပထမအစမှာတွေကဖော်ထုတ်ထားတာရှိတယ်အဲ့ဒီဖော်ထုတ်ထားတဲ့ပုံစံနဲ့ကိုက်အောင်ကျွန်တော်လုပ်ရမှာပေါ့တိုးတော်လည်းပဲတစ်ခုရှိတာက bottleneck ဖြစ်ဖို့တော့မဖြစ်ဖို့တော့လိုတယ် bottleneck ဆိုတာကရှင်းရှင်းလေးပဲဆက်စမ်းအောင်သိတယ်ဟိုထိတ်ကလမ်းကြောင်းတစ်ကြောင်းပဲဖွင့်တာလားအောက်မှာ beneficial အများကြီးပဲအာလိုချင်တဲ့သတင်းချက်လက်လိုအပ်တဲ့လူကအများကြီးပဲတိုးတော်လည်းပဲဒီနေရာကိုတော့ဖြတ်မယ်ဆိုရင် channel တစ်ပေါက်ထားရတာမျိုးအဲ့ကကြာရင်အဲ့ channel မှာလည်း gate ရှိတယ်ပေါ့အဲ့ဒီပုံစံထားရတယ်ဆိုရင်တော့အဲ့ဒါခက်ခဲဖြစ်မှာပဲအဲ့တော့ကျွန်တော်က make channel ကိုတုံးတာတော့ဖြစ်ကောင်းပါတယ်လို့ဒီလိုမျိုး recommend ပေးကြတယ်ဆိုတော့အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုတော့ဟိုတချို့ကအာဘာကိုပြောကြလဲဆိုလို့ရှိရင်multi channel approach ကတော့ဖြစ်ကောင်းပါတယ်ဆိုတာမျိုးဟိုဒီလိုမျိုးဆွေးနွေးကြတာရှိပါတယ်ဆိုတော့တစ်ခုတည်းပေါ်မှာ channel တစ်ခုတည်းပေါ့လေတိုင်ကြားတဲ့ channel တစ်ခုတည်းမှာမူတည်ထားတယ်ဆိုလို့ရှိရင်တော့တေချာတယ်အဲ့ဒီ channel အလုံးမလုပ်ဘူးဆိုလို့ရှိရင်အဲ့ဒီ mechanism ပြတ်တာပဲပေါ့နော်တစ်ဖက်မှာတော့ပြောရင်ပြောနေမှာပေါ့ကျွန်တော်တို့ကခွင့်ပြုထားတာပဲဆိုပြီးတော့တိုင်လို့ရတယ်အဲ့ဒီ channel က information မတက်ဘူးတိုင်ကြားစာမတက်ဘူးအဲ့ဒါမျိုးလည်းမဟုတ်ဘူးအဲ့တော့ဟိုနောက်တစ်ခုကကြတော့လေနေရာပေါ့နေရာမှာမူတည်တယ်ဒီတချို့တော့ဒီနေရာကိုထည့်တယ်ဆိုရင်တော့ဘယ် level ထိရောက်တယ်ဟုတ်ပြီပေါ့လေဒီနေရာဘယ် bounce ကိုထည့်ရင်တော့ဘယ် level ဘယ် channel ကတွိုင်းတော့ဘယ် level ထိရောက်တယ်အဲ့ဒါမျိုးလည်းရှိတယ်အဲ့ဒီဟာလည်းကျွန်တော်တို့ကကြိုတင်ပြီးတော့သတ်မှတ်ထားပြီးတော့လိုတာမျိုးကျွန်တော်တို့ကဟို direct ဒီ central office စီကိုပို့ချင်တယ်ဆိုရင်တော့ဘယ်ဟာနဲ့ဘယ်လမ်းကြောင်းနဲ့ပို့
ကျွန်တော်တို့ဒီ local ကဖြည့်ရှင်းပြရမယ့်ကိစ္စမျိုးဆိုလို့ရှိရင်တော့သိစေချင်တာlocal ကိုသိစေချင်တာ local ကိုပဲဖြည့်ရှင်းစေချင်တာဒါဆိုလို့ရှိရင်တော့local ကိုပို့မလား local နဲ့အနီးဆုံးဖြစ်တဲ့ township district ကိုပို့မှာလားစသဖြင့်ဒီလိုမျိုးကျွန်တော်တို့ကလည်းခွဲထားပြီးတော့ရတယ်ဒါကကျွန်တော်တို့ဒါကိုလွတ်လပ် design စင်တာကိုရတယ်ပေါ့နော်ရတယ်နောက်တစ်ခုကတော့ SOP ကအရေးကြီးဆုံးပဲနော် Standard Operating Procedure အဲ့ဒါကတော့ဖြစ်ဒီ box ထားရဲဆိုရင် box ကိုဘယ်သူကတောင်းပြီးဖွင့်มาလဲဒီ box store ကိုဘယ်သူကကင်ထားมาလဲအဲ့ဒါကြီးစီးရင်လင်းဖြစ်ဖို့လိုရတာရဲ့အချိန်ပေါ့လေဘယ်အချိန်နဲ့ဘယ်အချိန်တွေမှာပဲလက်ခံမယ်တို့ဘယ်နေရက်အတွင်းမှာဒါနဲ့ပတ်သက်ပြီးတော့ acknowledgement ပဲဖြစ်ဖြစ်ဒီresult ပဲဖြစ်ဖြစ်ပေါ့လေအဲ့ဒါကလည်းရေးကြည့်တာပဲဒီနေရာမှာနှစ်ပိုင်းပါတယ်ပေါ့နော် timeline ဆိုတဲ့နေရာမှာပြန်လည်တုံ့ပြန်ဖြည့်ခြင်းတဲ့ timeline မှာကျွန်တော်တို့စဉ်းစားတဲ့အခါမှာဟို knowledge ဆိုတဲ့ acknowledgement ဆိုတဲ့ကိစ္စပေါ့လေတိုင်လိုက်တယ်ပျောက်သွားတာပဲကြာလားမသိမရလားမသိကိုယ့်ရဲ့တိုင်ကြားစာကတင်ပြစာကသူတို့စီရောက်လားမသိမရောက်လားမသိဟုတ်ကြာလဲဘာမှလည်းပြန်မပေါ်လာတော့တစ်နှစ်လည်းကြာလဲပေါ်မလာနှစ်လည်းကြာပေါ်မလာအဲ့လိုမျိုးကြီးဆိုရင်ဘာယုံကြည်မှမရှိတော့အဲ့ခါကျရင်စာပေပေးနေအဲ့စာပေပါယုံကြည်တော့ဒါကြာလို့ရှိရင်သူတို့ကဟိုတိုင်ရတာဖွင့်ရတာပဲဘာမှလည်းလက်တိလားမသိမိလားမသိကြောက်သွားလားမသိသူရှောက်လို့ဒါဆိုသူတို့စာပေကောဒါယူဖို့ဆိုရင်ကောင်းကောင်းရင်လား quality ရောရှိရလားဒါမျိုးယုံကြည်မှုကကြာတော့တာမလွဲတာမရှောင်လာလို့ပါအခြားအပြိုင်ပြီးတဲ့စာပေမရှိဘူးကယူရရင်ယူရမယ်စိတ်ထဲမှာတော့အဆင်မပြေတော့ဘူးပေါ့နော်အဲ့ဒါဖြစ်တယ်အဲ့ကကျတော့အနည်းဆုံးတော့သူကအကြံသူတို့အကြံပေးတာဘူးလေဆိုတော့ acknowledgement တော့ပေးပါတိုင်ကြားတာတစ်ခုလာတယ်ဆိုရှင်လက်ခံရရှိပါတယ်ဆိုတော့ပြန်စာအသိပေးစာသို့မဟုတ်လေအနည်းဆုံးကျွန်တော်ကစာလို့မပြောရင်တော့မှတိုင်ထားတဲ့ဟာကိုသိပါတယ်ဆိုတဲ့ဟာလေးပြန်ပြောတာပေါ့လေပြန်ပြောတာပြန်ပြောပေးတာဒါကတာမန်ပဲပေါ့နော်တာမန်ပဲအဲ့တော့လူပုဂ္ဂိုလ်ကြီးနဲ့ဒီလိုမျိုးပြန်မပြောလိပြောတာမရှိရင်ဆိုရင်တော့မှသူ့ကိုစာနဲ့ဖြစ်ဖြစ်အဲအစင်းစရာလေးဒါပြန်ပြီးတော့ရရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့အထက်ကိုတင်ပြထားပါတယ်စာသဖြင့်ပေါ့လေတခုပေါ့ဖြည့်ရှင်းဖို့ကြိုးစားနေပါတယ်စာသဖြင့်ဒါမျိုးအဲအဲဖြည့်ရှင်းပြီးတဲ့အခါမှာပြန်ပြီးတော့အကြောင်းပြန်ပြီးတော့အကြောင်းကြားရပါမယ်စာသဖြင့်ပေါ့လေသူ့ကိုအကြောင်းကြားမယ်ဆိုတော့တစ်မျိုးပေါ့community တစ်ခုလုံးပြောရမယ်ဆိုတော့တစ်မျိုးပေါ့ channel ရတော့အဆင်ပြေရွေးတာဆိုအဲ့လိုသွားမှာပေါ့အစားပြအဲ့ဒါတွေကတော့ကျွန်တော်တို့ကဟိုဟိုလုပ်ဖို့တော့လိုတယ်ပေါ့နော်အဲ့ဒါလေးတွေပြောထားတာလေးတွေရှိတယ်နောက်တစ်ခုကကျတော့ဒီ referral pathway ပေါ့လေကျွန်တော်တို့က flow chart ကိုသွားမှာဒါဒီဟိုcategory တွေခွဲလိုက်တာပေါ့တချို့ဘယ်ဟာတွေက sensitive လဲဘယ်ဟာတွေကတော့တာမန် program နဲ့ဆိုင်တဲ့ကိစ္စတွေလေအစားပြအဲ့လိုခွဲထုတ်ပြီးတဲ့အခါကျတော့ program နဲ့ဆိုင်တဲ့ issue တွေဆိုရင် program ဘက်ကို operation ဘက်ကိုသွားဒီဘက်ကို sensitive ဖြစ်တဲ့ဟာတွေ PSCA နဲ့ပတ်သက်တာတော့ fraud နဲ့ပတ်သက်တာတော့ဒါတွေဆိုရင်တော့သူ channel နဲ့သူသွားအဲ့ဒါမျိုးတွေပေါ့လေ referral channel တွေကျွန်တော်တို့ကသတ်မှတ်ဒါမျိုးတွေစဉ်းစားတာပေါ့နော် SOP ထဲမှာအဲ့ဒါလေးတွေသေချာရေးရမှာ SOP ရေးပြီးလို့ရှိရင် standardization management ပေါ့အဲ့ဒါတွေကလည်းဒါကတော့ data ပိုင်းဖြစ်သွားပြီဒီအခုကျွန်တော်တို့ပြောတာတွေကိုဒီ operation ဘိုင်းကိုပေါ့လေဒီ mechanism ဘိုင်းကိုဒီသတင်းချက်လက်စစ်ဆေးမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးတိဆောက်မှာလဲပေါ့လေတိဆောက်မှာသိပြီးတော့အဆင်းမြင့်နေကြပြောတာမဟုတ်ဘူးရိုးရိုးရှင်းရှင်းပဲဘယ်လိုမျိုးကျွန်တော်တို့သွားမှာလဲအနည်းဆုံးတော့ကျွန်တော်တို့က template တစ်ခုဖန်ရရမယ်အဲ့ဒီ template တစ်ခုမှာformat ပေါ့ form ပေါ့နော် form ပေါ့ format ပေါ့အဲ့ဒီထဲမှာအနည်းဆုံးတော့ complaint လုပ်တဲ့သူရဲ့ ID တို့ date တို့ response type တို့စသဖြင့် categories ပေါ့လေstatus ပေါ့လေအဲ့ဒါလေးတွေတော့ပါသင့်တယ်ဆိုတာမျိုးပေါ့ဒါ data template ကိုသူကအကြံပြုထားတာစသဖြင့်အဲ့ဒါလေးတွေလုပ်တယ်ပေါ့လေအဲ့ဒါမျိုးလေးလုပ်ပြီးပါဆိုရှင်နောက်အဆင့်မှာတကယ်တမ်းဒါ response mechanism ကို feedback response mechanism ကိုမကြည့်ညာခင်ပေါ့တန်းပြီးတော့ကျွန်တော်တို့ကဟာရပါပြီတိုင်ကြပါဆိုတော့အခုဘာ system မှမရှိဘဲနဲ့ကိုအဲ့ဒါဆိုရင်အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ကတခု announce လုပ်ခင်မှာကျွန်တော်တို့ကိုယ့်ရဲ့ဒီ step တွေပေါ့လေဖြစ်သက်ဆိုင်တွေဖြစ်အရင်ဆုံးဒါ train ရမယ် training ပေးရမယ် orientation တွေပေးရမယ်ပြီးသွားတဲ့အခါ draw မှဒီမှာ step training တို့ capacity building တို့ပေါ့နော်နောက်တစ်ခုကသတိပေးရမှာက community sensitization ဆိုတဲ့ဘိုင်းနော်အဲ့ဒါသူတို့ marketing ရှင်းပြတာပေါ့လူထုကိုဒါပေးသိတာပေါ့နော်ပေးသိတာ
ဒါမျိုးလေးတွေကျွန်တော်တို့ကသွားလို့ရတယ်ပေါ့အဲ့လိုစဉ်းစားနေကျွန်တော်တို့ကသွားလို့ရတယ်ဆိုတော့ကိုယ့်ချင်းချင်းလည်းကိုပြန်ပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့နားလည်အောင်လုပ်လုပ်ပြီးတော့ဒီ flow တွေကိုနားလည်အောင်လုပ်ရပြီးအကုန်လုံးသိပြီဆိုလို့ရှိရင်ဒါအဲ့ဒီထဲမှာဘာတွေပါမလဲ soft skill တွေပေါ့နော်ဒါရဲ့PSC နဲ့ပတ်သက်တာမျိုးပေါ့အဲ့ဒါတွေလည်းဟိုနားလည်အောင်ရှင်းပြတာမျိုးပေါ့လေအဲ့ဒါပြီးသွားရင်တော့နောက်ဆုံးဒါအာ launch လုပ်တာပေါ့နော် launch လုပ်တာအဲ့တော့အဲ့နေရာမှာလည်းအရေးကြီးတာပေါ့နော်ဟိုကျွန်တော်တို့ကfreelance resource organization ဆိုတာဟိုဒိုနာတို့ပြောနေပြီးတော့ဒီ beneficiary ရဲ့ကျတော့မသိဘူးဆိုရင်တော့အဲ့ဒါတော့လည်းအဆင်မပြေပြန်ဘူးပေါ့အဲ့ဒါတော့အဆင်မပြေပြန်ဆိုတော့လူလူကသူတို့မသိရင်လည်းအဲ့ဒါမတော်ဘူးပေါ့အဲမတော်တဲ့ပြင် trust လည်းမရှိဘူးပေါ့နော် trust လည်းမရှိဘူးပေါ့ဆိုတော့ပုံရတော့သူကသူဘာပြောညာပြောလာချပါတယ်ဘာလို့လို့ပုံရလဲမသိဘူးပေါ့အဲ့ဒါမျိုးလည်းအဆင်မပြေဘူးအဆင်မပြေဘူးပေါ့နော်ဆိုတော့ရှင်းပြဖို့လည်းလိုတယ်ဆိုတော့အဲ့ဒါပြောတာပေါ့နော်ဆိုတော့ဟိုတနည်းအားဖြင့်ဒါဒီပုံကတော့ဖြစ်အဲ့လူထုကိုသူကချပြမှာပေါ့နော်ချပြအဲ့ဒါလေးတွေတေချာလေးလုပ်ရမယ်ဆိုတဲ့ဘိုင်းလေးတွေကိုဆွေးရတာရှိတယ်နောက်တစ်ခုကကျတော့ဒီနောက်တစ်ဆင့်ရောက်တဲ့အခါမှာတကယ်တမ်း operation ဝင်ပြီပေါ့လေပြောလဲပြောလိုက်ပြီလူထုကအတိသွားပြီပြီးသွားတဲ့အခါကျတော့အစည်းကမ်းမထားပါအောင်အစည်းကမ်းဆိုရင်အဲ့ဒီစည်းကမ်းနဲ့ပတ်သက်ပြီးတော့သူက complaint တက်လို့ရပါတယ်ဆိုတာမျိုးလေးသိတယ်ဆိုရင်ဘယ်ဟုတ်တက်ရမယ်ဘယ်အချိန်မှတက်ရမယ်စသဖြင့်သိတယ်ဆိုလို့ရှရင်ဒါoperation စပြီပေါ့လေစပြီဆိုလို့ရှိရင်စပြီးတော့ပေးပြီပေါ့secret ဆရာမဆရာမကဟိုအပြောအဆိုဘယ်လိုဖြစ်ပါတယ်လို့သူဒီမှာဆေးလာယူတဲ့ခါကျတော့ဆေးလက်ပြတဲ့ခါကျတော့ဟိုသူဆရာမရှိနေဘူးပေါ့2 နာရီ 3 နာရီလောက်စောက်လိုက်ရပြီးတော့ထွက်ဝင်လာတယ်ပေါ့အဲ့ဒါဖြစ်ပေါ့လေအဲ့ဒါမျိုးတွေသူပြောရင်ပြောမှာပေါ့ဆိုတော့အဲ့လိုမျိုးရပြီဆိုလို့ရှိရင်အဲအဲ့ဒါကိုလက်ခံရရှိတယ်ပေါ့လေပြီးလို့ရှိရင်အဲ့ဒါကို record လုပ်မယ်ကိုနဲ့ဆိုင်ရာဆိုကိုရှင်းမှာကိုနဲ့ဆိုင်ရာမဟုတ်ဘူးဆိုလို့ရှိရင်လည်းဒါ refer လုပ်ပေါ့ information ကတော့ဆိုင်စီဖြစ်တယ်ဆိုင်စီဖြစ်တယ်အကုန်လုံး record ကတော့ထားရမှာပေါ့နော်ထားပြီးတော့သက်ဆိုင်ရာကိုဒါထပ်ပြီးတော့ထပ်တင်ပေါ့နော်အဲ့ဒါမျိုးကျွန်တော်တို့သွားလို့ရတယ်အဲ့ဒီနောက်တစ်ခုကလည်းဒီ response ပိုင်းပေါ့ response ပိုင်းလို့ပြောလို့ရှိရင်လည်းဒူးချင်းပေါ့လေဒူးချင်းပြန်ပြီးတော့ response လုပ်ရမယ့်ကိစ္စလား community တစ်ခုလုံးကိုကျွန်တော်တို့ကပြန်ပြီးတော့တည့်ပေးဖြည့်ရှင်းရမယ့်ကိစ္စမျိုးနောက်ပြီးဒါမျိုးတော့ရှိမှာပေါ့နော်အဲ့ဒါကျတော့ဘယ်လိုနည်းလမ်းနဲ့ဘယ်လို method နဲ့ဘယ်လို channel နဲ့ဘယ်ချိန်မှာအာဘယ်သူတွေနဲ့ဘယ်လိုမျိုးတိုင်ပြီးတော့ပေးတဲ့တယ်လဲစသဖြင့်ဒါတွေကကျွန်တော်တို့ပြန်သွားရမှာပေါ့နော်ပြန်သွားရမှာအဲ့တော့ဒီ face ဒီလိုလေးတွေသွားတယ်နောက်ဆုံးကတော့ဒီမှာ mail နဲ့ပတ်သက်တဲ့ mail adaptation ပေါ့ MNE ကဘာလုပ်မှာလဲပေါ့လေ MNE ကဘာလုပ်မယ်ဆိုလို့ရှိရင်သူက mail သူကဘာလုပ်မယ်ဆိုတော့အဲ့ဒီရဲ့ဟိုတစ်စုံလုံးသူကကြည်တာတစ်စုံလုံးကြည့်တာ Different response mechanism ရဲ့တစ်စုံလုံးကိုကြည့်တယ်သူကကြားရဲ့ခုနကျွန်တော်တို့က database တွေဆောက်ထားတယ်အဲဒီ database ကိုကြည့်ပြီးတဲ့အခါကျတော့ analysis လုပ်တယ်အဲဒီဟာတွေရှင်းရှင်းလင်းဖြစ်အောင်ပိုသိအောင်ဒါ visualize လုပ်ရင်လုပ်မှာပေါ့နော်အဲတော့ဆိုကြပါစို့ MNE ကဘာလုပ်တာလဲဆိုရင်စုစုပေါင်းဖုန်းအချိန်တရာခေါ်တယ်အဲ့ဒီမှာအဲ့ဒီအချိန်တရာမှာတော့ဖြစ်အချိန်60ကတော့ပြည့်ဒီအဲဒီဟိုဒီ water sanitation နဲ့ပတ်သက်တာပေါ့လေဒီမှာရေးရတယ်မျိုးပြန်အဲ့ဒါနဲ့ပတ်သက်တာဖြစ်တယ်ပေါ့လေအဲဆိုဒီဟာမျိုးဟိုကျွန်တော် insight ထုတ်ပေးတာ indicator နဲ့ insight ထုတ်ပေးတာနော် insight ထုတ်ပေးတာဆိုတော့ကျွန်တော်တို့ရဲ့ logical framework တို့ PMB တို့မှာလည်းဒီဒီ FR နဲ့ပတ်သက်ပြီးတဲ့ indicator တွေကို integrate လုပ်ခဲ့တယ်ပေါ့လေလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်မှာလဲဒီ logical framework တို့ PMB တို့ကကျွန်တော်တို့ accountability ကို integrate လုပ်ထားတဲ့ဒီ logical framework ပေါ့လေ PMB ဖြစ်တာပေါ့နော်ဖြစ်တာပေါ့ဆိုတော့ donor တွေကလည်းအဲ့ဒါကိုကြိုက်ပါတယ်ဒီကံကြတော့ဒီရဲ့ကိုယ့်ရဲ့ဒီ reporting mechanism မှာဟောဒီ accountability ကိုပြတဲ့ indicator တွေထည့်ရတယ်ဆိုလို့ရှိရင်တို့ပို့ပြီးတော့သဘောကျပါတယ်PSC နဲ့ဖြစ်ဖြစ်ဒီ feedback response mechanism ဖြစ်ဖြစ်စသဖြင့်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒါကောင်းကောင်း indicator ထည့်ထားဆိုဥပမာဆိုကြပါစို့တချို့ဆိုလို့ရှိရင်ဘယ်လို indicator ထည့်လဲဆိုရင်အာတက်လာတဲ့ feedback ရဲ့ဘယ်လောက် percentage ကိုဖြည့်ရှင်းလိုက်နိုင်လဲဆိုတော့ indicator မျိုးတွေထည့်တာမျိုးရှိတာဆိုတော့percentage နဲ့ပေါ့လေသူကတော့ percentage ထည့်တာပေါ့နော်အဲ့ဒါမျိုးတွေထည့်တာရှိတယ်နောက်ဆုံးတော့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ M&E ရဲ့ရည်ရွယ်ချက်က learning ပေါ့လေ adaptation learning ပေါ့သူအနည်းဆုံးတော့အဲ့ဒီ data တွေကို6လတခါ review လုပ်ပြီးတော့ဘယ်ဘိုင်းတွေမှာတော့ဖြစ်ဘယ်လိုမျိုးရှင်တွေရှိပါတယ်ဆိုတော့ဒီ pattern တွေ trend တွေပေါ့လေအဲ့ဒါမျိုးလေးတွေပေါ်ထုတ်ပြီးတော့ insight တွေပေါ်ထုတ်ပြီးတော့ decision maker တွေကိုတော့အားနည်းချက်တွေပေါ်ထုတ်မှာပေါ့အားသာချက်တွေကိုစက်ထိန်မှာပေါ့
သူကမှကြည့်မယ်ဆိုလို့ရှိရင်ငါဒီမှာဟိုတိုင်တဲ့သူတွေကျဲတော့ဂျင်နာကိုကျဲတဲ့ခါကျတော့မေးရ95%ဖြစ်နေ female 5%ပဲရှိတယ်ဟာဒါဘာဖြစ်တာလဲပေါ့အဲ့ဒါကို MNA ကဒါမြင်ရမှာမြင်ရမှာခြုံပြီးတော့မြင်ရမှာအဲ့ကကျတော့ဒီ mechanism မှာဒီ flow မှာဘာပြဿနာရှိနေလဲပေါ့လေဒီ bounce ရဲ့ဘက်မှာထားလို့ယောက်ျားကြီးပဲတိုင်ရတယ်ပေါ့အဲ့ဒါမျိုးကြည့်ပေါ့လေနော်ခုနပြောလို့လက်ဖိတ်ဆိုင်မှာထားတော့ယောက်ျားကြီးပဲတိုင်တာပေါ့အဲ့လိုမျိုးစာပြေတို့ဖြစ်အောင်ဖြစ်ပါဘောနော်ဆိုတော့အဲ့ဒါမျိုးကျွန်တော်တို့သွားလို့ရတယ်ပေါ့လေ MNE ရဲ့ role ကဒီမှာရှိတယ်ပေါ့နော်အကုန်လုံးခြုံပြီးတော့data တွေ analysis လုပ်သုံးသပ်အဲ့ဒီရဲ့ insight တွေပေါ်ထုတ်ဒီရဲ့ mechanism တစ်ခုလုံးရဲ့ဒီအလုံးလုံးနေမှုကိုinsight ထုတ်ပေးတာနော် insight ထုတ်ပေးတာသူတို့ရဲ့ဒီ outcomes တွေ impact တွေကိုကျွန်တော်ထုတ်ပေးတာပေါ့နော်ထုတ်ပေးတာဆိုတော့ဒီနေရာမှာဆိုရှင် female response mechanism flow chart လေးကိုကျွန်တော်တို့ဒီမှာနမူနာလေးကြည့်ကြည့်တာပေါ့နော်နမူနာလေးကြည့်ကြည့်တာဆိုတော့မျိုးမျိုးဖြစ်နိုင်တယ်ကျွန်တော်တို့ရဲ့ဒီဒီfeedback ကိုတောင်းတဲ့ကိစ္စမှာ active လည်းဖြစ်နိုင်တယ် passive လည်းဖြစ်နိုင်တယ်ဒီလည်းနှမျိုးဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ဒါအသိတယ် active လည်းဖြစ်နိုင် passive လည်းဖြစ်နိုင်တယ်ဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့ကသူတို့စီကတုံ့ပြန်ပြောကြမှုကိုရဖို့ဆိုရင်အာဖုန်းနဲ့ဖြစ်ဖြစ် file နဲ့ဖြစ်ပေါ့လေ signal တို့ဒီဟိုSMS တို့ဖုန်းဒီတခြားဘာနဲ့ဖြစ်ပေါ့လေအဲ Facebook Messenger စသဖြင့် Telegram ပေါ့အဲ့ဒါတွေလည်းဖြစ်နိုင်တယ် Viber ပေါ့ email ပါလည်းဖြစ်နိုင်တာပဲ suggestion box တို့ complaint box တို့အဲ့ဒါတွေလည်းဖြစ်နိုင်တာပဲ website feedback ပုံဒါမှမဟုတ်ရှင်းနေဆိုအခုနောက်ပိုင်းပေါ်နေတဲ့ ODK ဆိုဒီ Google Box ဆိုအဲ့ဒါမျိုးတွေလည်းဖြစ်နိုင်တာပဲ Google Form တို့နော်အဲ့ဒါတွေလည်းဖြစ်နိုင်တာပဲဒါမှမဟုတ်စာနဲ့ပြင်နေရေးတာမျိုးလည်းဖြစ်နိုင်တာပဲနှုတ်နဲ့ပြောတာလည်းဖြစ်နိုင်တယ်နော်ဒီနေရာမှာတော့ passive မှာတော့နှုတ်နဲ့ပြောတာတော့မထည့်တာပါဒီမှာတော့စာနဲ့ရေးတာပေါ့လေအဲ့ဒါမျိုးပေါ့လေအဲ့ဒါမျိုးတွေလည်းဖြစ်နိုင်တယ်လို့ passive လည်းဖြစ်နိုင်တယ် active လည်းဖြစ်နိုင်တယ်ကိုကကြတော့ကိုယ်တိုင်သွားပြီးတော့မေးတာပြောမယ်ဆိုရင်သူ့ကိုထိတ်ထိုက်တွေ့ပြီးတော့မေးတာfocus group discussion လားတွေ့ဆုံပွဲလုပ်တာပေါ့ကိုယ့်ရဲ့ဒီဥပမာဆို head committee ဆိုရင် village committee ပေါ့ village head committee ပေါ့village head committee ကနေပြီးတော့ကိုယ့်ရဲ့ဒီကိုယ့်ရဲ့ဒါ3 လတစ်ခါ community လူထုနဲ့တွေ့ဆုံတဲ့စည်းဝေးလေးတွေလုပ်တာမျိုးလုပ်ပြီးတော့အဲ့မှာအားသာကြတဲ့ကြတွေဒါဆွေးနွေးတာမျိုးဒါတွေကလည်း active mechanism တွေပဲ active active ဒီအဲfeedback ယူတဲ့ mechanism တွေပဲပေါ့လေနည်းလမ်းတွေပဲပေါ့နော် channel တွေပဲဆိုတော့ဒီမှာဆိုရင် post distribution monitoring လုပ်တယ်ဆိုတာလည်းဒီနည်းလမ်းမှာပါတယ်ပေါ့နော်နည်းလမ်းပါတယ်အဲ့လိုပဲအိမ်တွေသွားလေတာအိမ်သွားလေတာနော်တန်လေတာအကြည့်တော့အဆင်ပြေလားဘာညာဘာသာတကာပေါ့အဲ့ဒါဆိုရင်ဒါအဆင်ပြေတာပဲနောက်တစ်ခါကျရင် survey လုပ်တာတူတူပဲ celebration surveys ပေါ့အဲ့ဒါလည်းရတာပဲcommunity school ကတွေထောင်ပေးတာဒီလိုမျိုးဒီ community meeting တွေလုပ်တာနော် key information interview ပေါ့idea interview ပေါ့ survey အဲ့ဒါတွေလုပ်တာလည်းတူတူပဲအဲ့ဒါတွေတော့ active mechanism ပါအဲ့ဒါတွေလည်းကျွန်တော်တို့ကသိနိုင်တာပဲဆိုတော့အဲ့2မျိုးရှိမှာပေါ့ချုပ်လို့ရှိရင်တော့ဒီကျွန်တော်တို့က human resource mechanism flow chart တစ်ခုကိုစဉ်းစားလို့ရှိရင်ရတဲ့နေရာ active ရှိတယ် passive ရှိတယ်နှစ်ခုလုံးကိုတုံသင်တာပဲတကယ်ကြတော့နှစ်ခုလုံးကိုတုံသင်တာပဲ passive ကြီးပဲထိုင်ဆောင်နေရင်လည်း active ကိုကျွန်တော်ကလွတ်သွားနိုင်တယ် active ပဲဆိုလို့ရှိရင်လည်းတခါကြလို့ရှိရင်သူကဟိုအမြဲတမ်းလုပ်နေနိုင်တာမဟုတ်ဘူးအဲ့ဒါဆိုတော့ passive ကလည်းပဲအမြဲတမ်းဖွင့်ထားပြရတာလို့ရှိအဲ့ဒါမျိုးသွားမှာပေါ့နော်ကဲတက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်ကိုရောက်မလဲဒီဘယ်ကပဲတက်ပေါ့လေဒီမှာဆိုရင်တော့ active မှာဆိုရင်တော့အများသိသွားတာပေါ့နော်အများပဲသိဘယ်လိုပဲသိတယောက်ပဲသိအနည်းဆုံးကတော့အဲ့ဒီ information ကိုပြန်သိပေးရတာပဲ Focus Central ကို organization ရဲ့ဒီ human resource mechanism နဲ့ပတ်သက်ပြီးတော့ကင်တဲ့ Focus နော် Focus ကိုသွားပြီးလို့ရှိရင်ဒီနေရာမှာသူကအဲ့ဒီ Focus ကဘာလုပ်လဲဆိုလို့ရှိရင် categorize လုပ်တယ်နော် categorize လုပ်တယ်အဲ့ဒီ categorize လုပ်တဲ့ဥစ္စာကအဲ့ဒီ impact ကlow နှိပ်တယ်လား impact ကအသိမကြီးဘူးမကြီးဘူးဆိုရင်အဲ့ဒါဆို operation ဘက်ကို operation နဲ့ဆိုင်တာဆို operation ဘက်ကိုလွတ်ding ကနေပြီးတော့decision ချတယောက်ချင်းကိုပြန်ပြီးတော့တုံ့ပြန်မယ်ဆိုတယောက်ချင်းသွားဒီခုလုံးတုံ့ပြန်မယ်ဆိုဒီခုလုံးတုံ့ပြန်ဒါမှမဟုတ်ရှင်လည်း category လို့ high impact ဖြစ်တယ်ဒါပြဿနာကြီးတယ်ကြီးတယ်ဆိုလို့ရှိရင်တော့တနည်းအားဖြင့်ဒါfraud နဲ့ဆိုင်တာလား fraud ဆိုလို့ရှိရင် fraud ဆိုလို့ရှိရင်ဒီမှာဟိုသက်ဆိုင်ရာ fraud team ပေါ့လေfraud team တော့မဟုတ်ပါဘူး team ပေါ့ဒီ management team ကိုအတည်ပြု management team ကနေပြီးတော့သူလိုအပ်တဲ့လူဒီပေါ်မှာစီရင်ဆုံးဖြတ်ဒါမျိုးပေါ့ဆုံးဖြတ်စီရင်ပေါ့ဒါ harassment နဲ့ပတ်သက်တာ abuse နဲ့ PSC နဲ့ပတ်သက်တာစသဖြင့်ဒါဆိုရင်လည်းသက်ဆိုင်ရာ PSC test ပို့လာ
ဒီဒါမျိုးတွေသူကသွားမှာပေါ့သွားပြီးတော့သက်ဆိုင်လို့သူလို့စီမင်းစီးကင်းနဲ့ policy နဲ့ညီဒါပြန်ပြီးတော့ response ပြန်လုပ်မှာပေါ့နော် response ပြန်လုပ်မှာပေါ့စသဖြင့်အဲ့ဒါမျိုးတွေတော့ရှိပါဘူးနော်အဲ့ဒါမျိုးတွေတော့ရှိဒါလေးကတော့အကြမ်းမြင်လေးဆွဲရတာဖြစ်ပါတယ်နော် အကြမ်းမင်းလေးဖြစ်ပါတယ်ဒါကဟိုဒီတိုင်းဖြစ်ရမယ်ဆိုတာတော့မရှိပါဘူးဆရာမတို့ဒါမျိုးမျိုးကြုံပါလိမ့်မယ်ဆရာမတို့ organization မှာလေဒီလိုမျိုး prevent response mechanism ဆိုတာတော့ရှိတာပဲเนาะရှိမှာပဲမရှိဘူးဆိုလို့ရှိရင်လည်းဒီရဲ့အခြေခံ concept လေးတွေကိုကြည့်ပြီးတော့ဘယ်လိုမျိုးကျွန်တော်တို့တိဆောက်ကြမလဲပေါ့လေအဲ့ဒါမျိုးလေးတွေကျွန်တော်တို့ကခုနပြောခဲ့တဲ့ step တွေတုံးပြီးတော့အဆင့်တိုင်းကျွန်တော်တို့လို့စဉ်းစားပြီးတဲ့အခါကျတော့တိဆောက်လို့ရတယ်เนาะရပါတယ်ဆရာမတို့ တေချာကတော့တိဆောက်လိုက်ပြီဆိုရင်တော့တက်လာမှာပဲ income complaint ကတက်လာလို့ရှိရင်ဖြည့်ရှင်းရမှာပဲပေါ့လေဒီနေ့ချိန်ကမှာအဲ့လိုမျိုးဖွင့်ပြလိုက်လို့ရှိရင်တော့ဟိုသောပြောလို့ပေါ့အခြေအနေပေါ်မူတွေတော့တချို့လုံးဝဒီ empower အဲ့လိုမျိုးဟိုမတုံ့ပြန်မပြောနိုင်တဲ့အခြေအနေမှာလည်းဘယ်မှပြောရမှာမဟုတ်တချို့နေရာမှာကျတော့ပြောကောင်းပြောမှာပေါ့ဟိုတချို့ဟိုနည်းနည်းလေးဟိုပွင့်လင်းနေဆိုတာတက်ကို channel မှာလည်းမူတွေကပေါ့အမှန်ကဟိုတိတ်ပြီးတော့ဟိုတိုက်ပွဲမျိုးပေါ်မှာပေါ့မျိုးမှာလို့ဟာမျိုးအဲ့ဒါကိုဖွင့်တဲ့ channel က second ပဲဖြစ်တခြားဟိုဘယ်သူမှမသိနိုင်တဲ့ဘယ်သူတိုင်မှမသိနိုင်တဲ့ channel လိုမျိုးဖွင့်ပြရဲဆိုရင်တော့အဲ့ဒါဆိုရင်တော့သူတို့ကပြောပြီးပေါ့ complaint တွေအများကြီးတက်လာမှာအခါကျရင်အများကြီးတက်လာတဲ့အခါကျတော့ရှင်းတယ်အဲ့ဒါဟိုတနည်းအားဖြင့်တစ်ဖက်မှာလည်းခေါင်းရှုပ်စရာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒီ complaint တွေတော့ဝမ်းဖြစ်သွားပြီးတော့complaint တွေပဲဆက်ဖြေရှင်းရတော့မှာလားအလုပ်ပဲဆက်လုပ်ရတော့မှာလားဆိုတော့မလုပ်ပဲပြစ်ထားတော့မှာလားအဲ့ဒါမျိုးလဲဖြစ်နိုင်တာပဲအဲ့ဒါဆိုအဲ့ဒါကြီးလေးဆက်စမတော့ဒါကြိုတင်ပြင်ဆင်ထားအောင်ပေါ့နော်ကြိုတင်ပြင်ဆင်ထားအောင်ပေါ့ခကြောက်လဲခေါင်းရှုပ်ခံပြီးတော့မလုပ်တော့ဘူးကွာငါဘာမှမလုပ်ငါဘာမှမကြားချင်ငါလှုပ်ချင်တာလုပ်မယ်ဆိုပြီးတော့လှုပ်ငါလှုပ်တင်တာပဲငါလှုပ်နေမယ်ငါဘာ complaint မှမကြားချင်ဘူးဆိုရဲလို့မျိုးသွားတဲ့ဖွဲ့ရရှိတာပဲဆိုတော့ဒီကြားထဲမှာတော့ဟိုလိုက်ရောညီထွေတင်းတဲ့ပုံစံလုံးမလုပ်တာလည်းမဟုတ်ဘူးလှုပ်ဖို့လည်းလိုတယ်အသင့်ဒီစင်ပြေညီညွတ်တဲ့ကိုယ့်ရဲ့ capacity ကိုဖြည့်ဆင်းနိုင်တဲ့ရှိတဲ့အခြေအနေအဲ့ဒါနဲ့ချိန်ဆပြီးတော့လေလှုပ်ဖို့လိုတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ညီညွတ်အောင်ဟိုအလေလက်ပေါ့လေအလေလက်ပုံစံနဲ့သွားပြီးတော့လုပ်မယ်ဆိုရင်တော့ဖြစ်နှစ်ဖက်လုံးအတွက်အားလုံးအတွက်ကောင်းတဲ့ဒီ human response mechanism လေးဖြစ်သွားနိုင်တယ်ပေါ့နော်အကျိုးရှိတဲ့ပုံစံလေးဖြစ်သွားနိုင်ပါတယ်လို့အဲ့ဒါမျိုးလေးတော့ကျွန်တော်ဒီနေရာမှာဟိုပြန်ပြီးတော့ reflection လေးပြန်လုပ်ပေးချင်ပါတယ်ဆက်ဆက်ပေါ့နော်ဒါလေးပြအောင်ပြောလိုက်ပါမယ်ဒီ best practice ကတော့ဒီပထမချက်ကတော့ဒီ multi channel ဆိုတာမျိုးလေးတွေပြောတယ်multi channel ဆိုတဲ့ကိစ္စလေးတွေပြောတယ်ဟုတ်တယ်နောက်တစ်ခုကဒီ information ကို feedback ကောက်တဲ့အခါမှာ basic ကော edit channel ကောနှစ်ခုလုံးမျှသုံးပါဆိုတဲ့ပုံစံမျိုးလေးတွေလည်းပြောတယ်နောက်တစ်ခုကတချို့ data ကိစ္စတွေ confidential ကိစ္စ confidential တွေနဲ့ data protection ကိုရေးစိုက်ပါဒါကြီးလည်းပြောတယ်နောက်တစ်ခုကပိတ်ဖို့လိုတယ်ဗောလေ response feedback လေးကိုပိတ်ဖို့လိုတယ်နော်အဲ့ဒါဘာလဲဘာကိုပြောရလဲဆိုတော့သူကပထမတစ်ခုကအာတကယ်လို့ every complaint ပေါ့လေတက်လာတယ်ဆိုလို့ရှိရင် acknowledgement ပေးရမျိုးပေါ့နော်နောက်တစ်ခုကဟိုအခြေအနေပေါ်မူတည်ပြီးတော့ပြီးသွားပြီဆိုလို့ရှိရင်လည်းပဲတရှင်းတာဖြစ်ဖြစ်ကြံ့ကြာနေတာဖြစ်ဖြစ်အဲ့ဒီအခြေအနေကြိုးကြောင်းသိတော့တဲ့အချိန်မှာပြန်ပြီးတော့ဟိုရှင်းပြတာမျိုး communicate လုပ်တာမျိုးလေအဲ့ဒါမျိုးလေးလည်းကောင်းပါတယ်ပေါ့နော်ဆိုတော့တဘာဝကတော့ဟို complaint 100တက်တယ်အဲ့100လုံးဖြည့်ရှင်းရနိုင်ရမယ်လို့လည်းအဲ့လိုမဟုတ်ပါဘူးတချို့ complaint တွေကြတော့ပြန်တော့လဲဖြည့်ရှင်းရမယ့် complaint တွေမဟုတ်တော့ကျေးဇူးတင်ပါတယ်တို့ပြီးလို့ရှိရင်သူကအကြံပေးတယ်အဲ့ဒါမျိုးတွေကြတော့လေဒါတစ်မျိုးပေါ့နော်တစ်မျိုးပေါ့အဲ့တော့တချို့ဟာတွေကတော့ဒီအတိကျေးဇူးတင်ပါတယ်လို့ကိုကပြန်ပြောလိုက်ရင်ရတာပေါ့ရတယ်ပေါ့လေအကြံပေးတဲ့အတွက်ကိုဒါမှတ်သားထားပါတယ်ဒါမျိုးလည်းရတာပေါ့အချို့ဟာကြတော့ပြန်ရှင်းရမှာရှင်းရမယ့်ကိစ္စတိုင်းလဲဟိုရှင်းနိုင်တာလဲလက်တွေ့မှာတော့မဟုတ်ပါဘူးဒီတိုင်းကျတော့အဲ့ဒီကကျတော့လေတချို့ကိစ္စတွေကပြန်ပြီးတော့ဆွေးနွေးတာမျိုးတော့ရှိမှာနော်ဆွေးနွေးတာတော့ရှိမှာပေါ့သူတို့အကြောင်းကြားပေးတာပေါ့ဒီကိစ္စကတော့ဖြစ်ဘယ်လိုမျိုးစားနေပါတယ်တချို့ကိစ္စကျတော့လေပြန်ရှင်းပြလိုက်မှပို့ဆိုးရတာမျိုးဖြစ်မလားတော့မသိဘူးပေါ့အဲ့အမျိုးတွေလည်းချိန်ရမှာပေါ့နော်ချိန်နဲ့ချိန်အောင်ကြည့်ပြီးတော့ဘာလုပ်သင့်လဲဆိုတော့ဟုတ်တိုင်ပင်ပြီးတော့ကျွန်တော်တို့သွားမှာပေါ့နော်ဆိုတာအဲ့ဒါမျိုးတော့ရှိပါတယ်ဆက်ဆက်မှာဒါဆက်သမားတို့အားလုံးကြုံနေပြီးသားကိစ္စတွေဖြစ်ပါတယ်လို့နော်နောက်တစ်ခုက culture approach ပေါ့လေ contact ကိုအကန့်အအောင်လုပ်ပေးတာနောက်တစ်ခုကကျတော့ဒီ data ဘိုင်းပေါ့လေ social ဘိုင်းမှာလည်း standardize
ဒီ font တွေကိုသုံးပေးတာမျိုးနောက်တစ်ခုက complaint ကို လက်ခံတဲ့သူက independent ဖြစ်တာ neutral လုပ်ပေးတာအဲ့ဒါမျိုးပေါ့လေအဲ့ဒါမျိုးလေးတွေကလည်းဟိုစဉ်းစားရမယ့်ကိစ္စတွေမှာပါတယ်လို့ပြောကြတာပေါ့နော်အဲ့ဒီနေရာမှာတော့တခုတည်းကFRM ကိုcentral နဲ့ကင်ပေးတဲ့အဖွဲ့က MNE team ဖြစ်တယ်လို့ဒါမျိုးကြံပေးရတာမျိုးတွေတော့ရှိတယ်ဆိုပေမဲ့လည်းပဲဒီတိုင်းကျတော့လေဟို MNE ကကင်တယ်ဆိုရင် neutral ဖြစ်တယ်လို့ပြောချင်တာလည်းမဟုတ်ပြန်ဘူးအဲ့လိုလည်းမဟုတ်ပြန်ဘူးတကယ်ကျတော့ သူကတင့်တော်တဲ့ MNE ကလည်းရှိချင်မှရှိမှာပေါ့ရှိရင်လည်းသူက neutral ဖြစ်ချင်မှလည်းဖြစ်မှာပေါ့နော်အဲ့ဒါကျတော့ဒီကတော့ ethic ပေါ့လေသူရဲ့ standard procedure တွေဒီ ethic တွေ values တွေကိုလိုက်နာဖို့ပဲဖြစ်ပါတယ်နော်အဓိကဆိုရင်အဲ့ဒါဖြစ်ပါတယ်နောက်တစ်ခုကတော့ continuous awareness raising ပေါ့လေနော်နောက်တစ်ခုကverification and triangulation ပေါ့အဲ့ဒီဘိုင်းနဲ့တူတယ်ရတယ်တွေကဟုတ်သလားမျိုးတချို့ကျတော့လည်းတစ်ချက်ညှောက်ပြီးတော့ဟမ်လောလောပြောရင်တော့ရက်စကားနဲ့ပြောတာပေါ့like လော်လိုက်တာလည်းရှိနေတာပေါ့ဆိုတော့အဲ့ဒါမျိုးတွေကလည်းတကယ်ဟုတ်လားဆိုတော့ ne verify လုပ်ရတာပဲ triangulate လုပ်ရတာပဲ data တွေကအဲ့ဒါမျိုးလည်းရှိကောင်းရှိနိုင်တယ်တွေ့တိုင်းprogram manager ဘာဖြစ်ပါလဲဆိုပြီးတော့ record ထဲမှာဘယ်လိုလုပ်လိုက်ပါလဲဆိုပြီးတော့အဲ့ဒါမျိုးဆိုတာကိုဘာမှမစုံစမ်းတော့ဘဲနဲ့တိုင်ကြတာတွေ့တယ်ဆိုပြီး program manager တန်ဖြုတ်လို့လည်းမရဘူးမရဘူးပေါ့နော်မရဘူးဆိုတော့အဲ့ဒါတွေကverification လုပ်အောင် triangulation လုပ်အောင်အဲ့ဒီ set တွေလည်းရှိပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေလည်းရှိပါတယ်နော်ရှိရဆိုတော့ဒါလေးတွေကတော့ဒါ human resource mechanism မှာလုတ်ကြတော့မယ်ဆိုလို့ရှိရင်ပုံမှန်သွားလေးရှိတဲ့ step လေးတွေရယ်စဉ်းစားမယ့်ကိစ္စလေးတွေရယ် best practice လေးတွေရယ်flow chart ပုံစံလေးတွေရယ်ဒါအကြမ်းလေးပေါ့နော်ဆက်စင်မတို့ဒါပြန်ပြီးတော့ reflection လည်းဖြစ်မယ်ပေါ့နော် shape back ကဖြစ်ပါတယ်လို့နော်ဆက်စင်မတို့ဟုတ်ဆွေးနွေးလို့ရပါတယ်ဆက်စင်မတို့ပို့ပါပဲเนาะဒါလေးဟုတ်ဆရာဟုတ်ကျေးဇူးပါဆရာဟိုဟာလေးတစ်ခုလောက်လေးဆွေးနွေးခြင်းလို့ပါဆရာဟိုဟာလေးကျမတို့ပေါ့နော်ဒီဆရာစောစောပြောတဲ့သူတို့ဘက်ကဆက်တွေ့လာတဲ့ဟာနဲ့ပြောတဲ့ဟာတော့ဟိုဟာဗာလဲနားလေပါတယ်ပေါ့နော်ဒါပေမဲ့လေဆရာစောစောပြောတဲ့ဗာ FTG လိုမျိုးပေါ့အဲ့လိုမျိုးဟာတွေကနေရတဲ့အခါမျိုးမှကြာလေကျမတို့ကပဲ facilitate ကျမတို့ကပဲဥဆောင်ပြီးတော့မှသူတို့ကိုဒီ CF FI နဲ့ပတ်သက်ပြီးတော့မှဘာတွေတိလဲဘယ်လိုမျိုးဟိုအလုပ်လုပ်ရလဲဆိုတဲ့ဟာမျိုးကိုကဥဆောင်ပြီးတော့မိခွန်းမေးတဲ့ပုံစံမျိုးနဲ့သွားလာရင်ဆရာအဲ့ဒီဟာတွေကျတော့ဘယ်လိုမျိုးပုံစံနေနဲ့အဲ့လိုမျိုးတွေဒီဘယ်လိုခေါ်မလဲဘယ်လိုမျိုးပုံစံနေနဲ့မြဲလောက်ကြလဲဆရာဟုတ်ဩနားလည်ပြီဆရာဆိုတော့focus group discussion ဆိုတာတော့ကျွန်တော်တို့ရိုးရိုးပဲစဉ်းစားလို့ရှိရင်ကိုအဲ theme တစ်ခုခုပေါ်မှာအကြောင်းအရာတစ်ခုပေါ်မှာဝိုင်းပြီးတော့အုပ်စုဖွဲ့ပြီးဆွေးနွေးတာပဲပေါ့နော်ဆွေးနွေးတာပဲဖြစ်တဲ့အတွက်ကြောင့်မလို့အကယ်၍များကိုကအဲ့ဒီ topic ပေါ်မှာတော့မူတည်တယ်အဲ့ topic ကဘာအကြောင်းလဲပေါ့နော်ဘာအကြောင်းလဲဥပမာဒီစေကရဲ့ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ focus group discussion လေးလုပ်ကြည့်ရအောင်ဆိုလို့ရှိရင်တော့အဲ့လို topic ဆိုရင်တော့ဒါအဲ့ဒီ topic ကိုအခြေခံပြီးတော့ပြောကြတဲ့၄-၅-၆-9ယောက်ကအာပြောတဲ့စကားတွေကကိုကဒါ feedback ကရတာပဲပေါ့နော်အဲ့လိုမျိုးတော့ရမှာပဲ topic ပေါ်မှာတော့မူတည်တာပါကိုကဒီfeedback ယူခြင်းနဲ့အဓိကကို topic ကိုတင်လိုက်တယ်ဆိုရင်တော့ဒီကြပါအဲ့ဒီကနေရမှာပေါ့နော်ရမှာအဲ့လိုပဲတခြားပုံစံလည်းရှိတယ်ဆိုတော့ပြောအိမ်လေတာမျိုးပေါ့အိမ်လေတဲ့ကိစ္စကလည်းဒါဝန်ထမ်းတွေကနေပြီးတော့သက်ဆိုင်ရာbeneficiary နဲ့အိမ်လေဆိုတာစကားလှအောင်ပြောတာပါเนาะတကယ်ကျတော့စကားပြောတာပေါ့เนาะကျုံလို့စကားပြောပြီးတော့မေးမြန်းဘယ်လိုရှိသလဲဆိုတော့သူပြောမှာပေါ့เนาะသိအောင်လုပ်တာသူတို့ရဲ့ဒီအခြေအနေကိုကိုကသိအောင်လုပ်တာသူတို့ဘာပြောချင်လဲသူအဆင်ပြေတာရှိတာမပြေဘူးလားပြေလားမပြေလားဒါလားမလားဒါမေးတာပေါ့လေပြောမယ်ဆိုရင်တော့အဆင်ပြေမပြေမေးတာအဲ့ဒါတွေကလည်းကျွန်တော်တို့ရတယ်ပုံမှန်တခြား channel တွေကပြန်ကြည့်လို့ရှိရင်လည်းခုနကပြောတဲ့ဒီပုံမှန်လုပ်နေကြကျွန်တော်တို့လုပ်တော့တွေ့ပါတယ်အချို့ကျမကြီးဖွဲ့စီဆိုလို့ရှိရင်လည်းသူတို့ရဲ့ comedy ဒီသူတို့ရဲ့ရက်ွက်သူတွေနဲ့တွေ့ဆုံတာမျိုးလေအဲ့ဒါမျိုးတွေလည်းလုပ်တာမျိုးပေါ့ဥပမာဆိုရင်ချို့ဒန်ကြီးကိစ္စပေါ့ဒန်ကြီးကိစ္စဖြစ်တယ်အချို့မှာရက်ွက်ထဲကတယောက်ကလေးတယောက်ဆုံးနေဆိုပါဘူးအဲ့ခါကျတော့ရှင်ရက်ွက်စုပြီးတော့အဲ့မှာဆွေးနွေးကြတာမျိုးဟာပါပဲဘယ်သူကတော့အားနေဘယ်သူကဘာမလုပ်ဘူးဘယ်သူကဘာမလုပ်ဖြစ်မှာပေါ့ဒီဒီရက်ွက်လုံးကမြောင်းနေမှမဖော်ရတာခြုံဖို့တွေပဲဒီဖုန်းသုံးလဲစစ်လည်းဘာမှမလုပ်ထားဘူးကျမကြီးဘက်ကလည်းဘာမှမပြောလူတွေကအဲ့ဒါမျိုးအများကြီးဖြစ်လာမှာပေါ့နော်ဆိုတော့အဲ့ဒီကနေတော့ရမှာပေါ့နော်ဆရာမရမှာပေါ့ဆိုတော့အဲကိုယ့်ရဲ့ purpose ကအလုပ်တဲ့ purpose ပေါ်မှာတော့မူတည်တယ်အဲဒီကိုယ့်ရဲ့လုပ်တဲ့ purpose ကဒီ program နဲ့ပတ်သက်တဲ့ feedback ကိုသိချင်လို့လုပ်တာမျိုးဆိုရင်တော့
ဒါရရမယ်မဟုတ်တဲ့အခါမဟုတ်ဘူးဆိုလို့ရှိရင်တော့ဟိုကိုလိုချင်တဲ့ information ကတော့ဟောတဲ့ချင်မှာတဲ့မှာပေါ့နော်ဥပမာဆိုကြပါစို့ဟိုသက်ဆိုင်ရာတောင်းရှိတဲ့ပုဂ္ဂိုလ်တယောက်ကနေပြီးတော့မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်ဖြစ်အဲဒီအကြီးအုပ်ချုပ်ရေးဖြစ်ဖြစ်တခြားတောင်ရှိတဲ့တယောက်ကဖြစ်ဖြစ်ကိုယ့်ရွာမှာလာပြီးတော့တွေ့ဆုံပွဲလုပ်တယ်အဲ့ဒီမှာသူတို့ဆွေးနွေးကြတယ်အဲ့ဒါကို topic မဟုတ်ဘူးကိုယ် program နဲ့ဖြစ်တဲ့ topic လေးပဲအဲ့ဒါဆိုတော့သူတို့ပြောတဲ့အကြောင်းအရာတွေက broad ဖြစ်နေမှာပေါ့broad ဖြစ်နေတယ်ဆိုရင်မဲ့လည်းပဲအတော်မတက်ကိုယ့်အကြောင်းအရာကိုအကုန်တိုင်လို့ရတယ်ဆိုတော့ဘယ်ကဘာဖြစ်ပါလဲပြောရင်းနဲ့ဒီ program အကြောင်းမှာပါသွားတာမျိုးလည်းဖြစ်မှာပေါ့နော်ဆိုတော့ဟိုပြန်ချုံကြည့်လို့ရှိရင်တော့အဲဆမအနေနဲ့ဆိုလို့ရှိရင်ဒါပြန်ကြည့်လို့ရှိရင်ကိုကကိုစီစဉ်တဲ့ကို feedback လို့ခြင်းလို့ပြောတဲ့ဒီခေါင်းစဉ်နဲ့လိုမျိုး focus group ပဲပြောပြောdiscussion ပဲပြောပြောinterview ပဲပြောပြောဒီစသဖြင့်အဲ့ဒါမျိုးတွေသွားရဲဆိုရင်တော့ information တိုင်းရနိုင်တယ်ဒီကိုကဟိုအခြားသူရဲ့ topic ပေါ်မှာသွားတာမျိုးဆိုရင်တော့ information ကိုလိုချင်တဲ့ဟာကိုတော့တိုင်းရတာမျိုးနည်းမယ်ပေါ့နော်ဆရာမအဲ့လိုပြောချင်တာလားမသိဘူးကျွန်တော်တို့ပြောလိုက်တာပဲဟုတ်တယ်ရှင်ဟုတ်တယ်ဆရာဆက်ပြောရဟာပါပဲဟုတ်ကျေးဇူးပါဆရာဟုတ်ကဲ့ဆရာမဟုတ်ပြီးတော့လေးဆရာနောက်တစ်ခုကအဲ့ CFI ကပေါ့နော်တကယ်တမ်းအဲ့လိုမျိုးအောင်မြင်တယ်ပြောမှာပေါ့နော်ဆရာဆော့ဆော့ပြောလို့မျိုးအစ်စ်နေရလဲဒီတိုင်းနဲ့တွားပြီးတော့မှတကယ်တမ်းအဆိုပြရလဲရှိရဲပြီးတော့အဲ့လိုမျိုး CFI တကယ်တုံးတုံးဝင်နေရဆိုတဲ့ဟာမျိုးရဖို့အတွက်ကြတော့ဆရာဟိုတခါတည်းမှာကြာကျမတို့ကြုံရတဲ့ဟာမျိုးကြတော့ပေါ့နော်ဟိုဒီလုံနေတဲ့ဟာအတွင်းမှာတော့CFI case တွေကတက်တယ်ပေါ့project နဲ့ပတ်သက်ပြီးမေးတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတော့တက်တယ်ပေါ့နော်ဆရာဒါပေမဲ့ဟိုဒီဟာမဟုတ်တော့ဘဲနဲ့ဂျားထဲမှာဆိုရင်တော့ဥပမာငွေပြီးရဲ့ဆိုတော့ငွေပြီးရဲ့တော့တင်တော့တက်တယ်ပေါ့ဒါပေမဲ့အဲ့ဒါပြီးသွားရင်ဒါလုံးဝမတက်တော့ဘူးလုံးဝလည်းမရှိတော့ဘူးအဲ့လိုမျိုးအခြေအနေတွေရောက်သွားရင်ရောဆရာအဲ့လိုမျိုးကြရင်လည်းကျတော့ fee ပဲစဉ်းတာမျိုးစိတ်အမျိုးဒါမှမဟုတ်ဘူးဆိုရင်ကိုဘယ်လိုလဲတကယ်ပဲ community တွေကမတိတော့လားအဲ့လိုမျိုးဟာမျိုးပဲဆရာပြန်ပြီးလိုက်ရမှာလားကျွန်တော်နည်းနည်းလေးပြန်အခြေအနေကဘယ်လိုလဲပေါ့နော်နည်းနည်းလေးပြန်ကျွန်တော်မရှင်းတာလေးတော့ရှိတယ် project ကပြီးသွားလို့သူကအဲကို project end သွားလို့ဒါနဲ့ပတ်သက်တဲ့ feedback က community ကမပေးရတာမျိုးလာပေါ့နော်အဲ့ဒါဆိုရင်တော့project ကပြီးသွားလို့ဆိုရင်တော့ပြီးသွားတဲ့ project နဲ့ပတ်သက်ပြီးတော့သူပြောချင်တာမျိုးဆိုရင်တော့ဖြစ်ဒါကတော့တက်လို့တော့ရတယ်ပေါ့နော်project ပြီးသွားတဲ့ခါကျတော့နောက် project လည်းသက်ဆိုင်ရာတခြားအဖွဲ့တွေကဝင်နေပြီအဲ့ဒါဆိုရှင်တော့ကိုယ့်စီမတက်တာမျိုးလားပေါ့နော်ကျွန်တော်တော့နည်းနည်းအဲ့ဒါလေးမရှင်းဘူးဖြစ်နေတယ်ဆိုတော့ဟိုဘယ်လိုမျိုးလဲဖြစ်မလဲမသိဘူးเนาะဆရာမအဲ့ဒါလေးကဟုတ်ဆရာဟုတ်ကျမပြောပြချင်တဲ့ဟာကြတော့ဒီလိုပေါ့ဟိုဘယ်လိုလဲ project မှာကကြတော့လုပ်တဲ့ activity ကြအများကြီးရှိနေရောပေါ့နော်ဥပမာငွေပေးတဲ့ activity ဆိုရင်တော့ငွေပေးတဲ့ activity ဆိုကာလအတော်အတွင်းမှာတစ်လနှစ်လအတွင်းဆိုရင်တော့ self finance case တွေအများကြီးတက်တယ်ပေါ့ဆရာအဲ့လိုမျိုးအများတန်းအောင်ဖြည့်နေရတယ်ဒါပေမဲ့အဲ့ဒါပြီးသွားလို့အဲ့ဒီအတော်အတွင်းလေးခဏနားသွားတယ်တခြား activity awareness တွေတို့ဟိုဆရာတခြားဒီဘယ်လိုလဲ support ပေးတာလေးယူယူလေးတွေရှိရဆိုရင်ကြာ self finance ကလုံးဝငြိမ်သွားလို့မျိုးပေါ့နော်လုံးဝမတက်လာတော့ဩအဲ့လိုဆိုနားလည်ပြီဆရာမအဲ့ဒါတဘာပါပဲအဲ့ဒါကျွန်တော်မြင်တော့အဲ့ဒါတဘာပါပေါ့နော်ဆိုတော့ဒီ complaint ကအဲ့လိုငွေကြီးနဲ့ပတ်သက်ပြီဆိုရင်တော့ complaint ကတက်ကိုတက်တယ်ကျွန်တော်တို့တွေ့ချင်ရတယ်တက်ကိုတက်တယ်ပေးပြီဆိုရင်အစိုးရပဲဝေဒီ project ကပဲဝေဝေတဲ့အချိန်ဆိုရင်တော့အဲ့ဒါတက်ပြီဘာလို့လဲဆိုတော့ तू ကအဲ့ဒီငွေကြီးနဲ့ပတ်သက်တာရင်တအားကို sensitive ဖြစ်ကြတယ်လေနေအများဆိုတာမပေးရင်ဘာမှအတန်မထွက်ကြတာပေးပြီဆိုရင်တော့ဘယ်တော့ရဘယ်တော့မရဘယ်တော့ရဘယ်တော့မရအဲ့ဒါတွေတက်လို့တက်တယ်ဆိုတော့အဲ့ဒီချိန်မှာပေးတဲ့ချိန်မှာတက်တယ်ဆိုတာတဘာဝပဲတက်မှာပဲတက်တဲ့ချိန်မှာဖြီကြတာဟုတ်အဲ့ခါကျရင်တော့ဖြီကြတာဟုတ်နော်ဆရာမပြောရတယ်အဲ့ဒီတက်တဲ့ချိန်မှာလူတွေကလည်းတက်ဆိုင်တဲ့လူတွေကလည်းတက်နိုင်တော့သူတို့ကဖြီကြတာဖြီတော့ဆော့ဖြစ်သွားရလည်းရှိမယ်ဟိုစိတ်ညစ်ပြီးတော့မပြောရလည်းရှိမယ်မိမိတို့ရှိနေတယ်တိုးတော့ဆရာမပြောအဲ့ဒါတဘာဝပဲအဲ့ဒီ activity ကို run နေတဲ့ချိန်ငွေချင်းနဲ့ပတ်သက်ရင်ပိုသိတာအဲ့ဒီ number ထောင်တက်လာမှာပဲဒီအဲ feedback ရဲ့ဒီအရေးအတွက်ကပြီးသွားလို့ရှိရင် solve လုပ်တာလည်းပါမယ်အဲ့ဒီပြီးသွားတဲ့အခါ solve နောက်တစ်ခုကမထူးတော့ပါပြောလဲဘာမှမထူးအဲ့ဒါမျိုးကြောင့်လဲဘာတမ်းထွက်တာလဲပါမယ်ဆိုတော့ပြန်ကြပါတာမျိုးအဲ့ဒါကတဘာပဲဒါပေမဲ့တစ်ခုရှိတာကအဲ့ဒီဂျားထဲမှာတစ်ခုရှိတာကကျွန်တော်တို့ကဟိုအဲ့ဒီ program ပေါ့လေအဲ့ဒီ program ကဘယ်လောက်ထိဒီကိုယ့်ရဲ့ထားလိုက်ပါအောင်ဒီငွေသားထောက်ပံ့ပေးတယ်ဆိုရင်ငွေသားထောက်ပံ့ပေးတာကကိုယ့်ရဲ့
ဒီချမှတ်ထားတဲ့ policy နဲ့ align ဘယ်လောက်ထိဖြစ်ဖြစ်နေကျွန်တော်တို့ပေးလိုက်နိုင်တယ်လေပေါ့လေအဲ့ဒီဘက်မှာတော့ပို့ပြီးတော့မူတည်တယ်အတန်ကတော့ထွက်တာပဲအဲ့ဒါမျိုးကအတန်ထွက်ဟိုညီလဲထွက်တယ်မညီလဲထွက်တယ်အဲ့ဒါတွေကလေဒီတိုင်းလျှောက်ထွက်နေတဲ့လူတွေရှိတယ်တကယ်ကဟိုပွင့်လင်းပြောတာပေါ့ဆိုတော့အဲ့ဒီပုံမှာတော့ကျွန်တော်တို့ဘယ်လောက်ထိကိုယ့်ရဲ့ဒီဟာကိုတောင်းလုံးဆောင်တဲ့သူတွေကဘယ်လောက်ကိုအထင်းပြီးတော့ဟို policy နဲ့ကန့်ညီအောင်လုပ်နိုင်တယ်လဲဆိုတာကိုကိုယ့်ရဲ့ internet ကိုပြန်ချိန်ဆကြည့်ပြီးပေါ့နော်ချိန်ဆကြည့်ပြီးတော့အကောင်းဆုံးလုပ်ထားတယ်ဟုတ်တယ် complaint ကလည်းတက်တာမှန်တယ် complaint တွေကလည်း complaint မျိုးစားကိုလည်းပြန်ကြည့်ရမယ်အဲ့တော့အဲ့ဒီ policy ပေါ်မှာဟိုရင်းဖြစ်တာမျိုးလားပေါ့ဒီမျှတမှုပေါ်မှာရတဲ့လူမရပဲမျှတဲ့လူမရတဲ့အဲ့အမျိုးပေါ်မှာဟိုဆက်စမတို့မှာ criteria ရှိမှာပေါ့လေအဲ့ criteria နဲ့ကန့်ညီတယ်အဲ့ဒါမညီပါဘူးဆိုတဲ့ complaint တွေကဘယ်လောက်များလဲအဲ့ဒီမညီပါဘူးဆိုတဲ့ complaint တွေကဟိုကိုပေးရမယ့်သူတွေအဲအယောက်တစ်ထောင်ပေးရဆိုရင်complaint ကဘယ်လောက်ရှိနေလဲပေါ့လေအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီပေးတဲ့တက်တဲ့ complaint တွေကဘယ်လောက်မှန်တယ်လဲပေါ့စစ်ဆေးတဲ့အခါမှာအဲ့ဒါတွေပေါ့ကျွန်တော်ချိန်ပြီးတော့ခု program ဟိုဟိုခုဖြည့်လိုက်နိုင်တယ်ဒါဆိုရင်လည်းဒါကောင်းတာပဲပေါ့နော်ကောင်းတာပဲဆိုတော့အဲ့ဒါကိုဖြည့်လိုက်နိုင်လို့နောက်ပိုင်းဆက်မတက်တော့တာကဒါပြဿနာမဟုတ်ဘူးเนาะကျွန်တော်မြင်ကြည့်တာတော့ဒါအောင်မြင်တာပဲပေါ့နော်ပြောမယ်ဆိုရင်တာမန်ဖြစ်တော့အဲ့လိုမျိုးပတ်စံလိုမျိုးပတ်စံဆိုပိုသိတာလေကျွန်တော်တို့အတွေ့အကြုံရတောက်လျှောက်ပတ်စံကိစ္စဆိုအိုးဝင်နဲ့တက်တာငါအင်တာနက်ဆိုရင်အင်တာနက်မှာစီပြီးတော့တက်နေတာအဲ့ဒါမျိုးတွေကကြုံတယ်ဆိုတော့အဲ့ဒါတဘာဝပဲကိုဘယ်လောက်အကောင်းဆုံးလုပ်ခဲ့တယ်လဲကိုဘယ်လောက်ဒီကိုလုပ်ခဲ့တဲ့ပုံမှာတက်တဲ့ complaint ကဘယ်လောက်ဒီဟာနဲ့ criteria နဲ့ပိုကိုက်တယ်လဲကိုက်တဲ့ပုံမှာမကိုက်တဲ့ percent ကဘယ်လောက်ရှိလဲအဲ့ဒီပုံမှာဘယ်လောက်ဖြည့်နိုင်လဲပေါ့လေဖြည့်နိုင်တယ်ဘယ်လောက် soft ပြတယ်သူတို့ချိန်နေတော့လားအဲ့ဒီပုံမူတည်ပြီးတော့ကျွန်တော်ကဟိုချိန်လို့ရတယ်ပေါ့ချိန်လို့ရတယ်ဆိုတော့လေဟိုအဲ့ဒါပြဿနာတော့မဟုတ်ဘူးပေါ့နော်ဒါပုံမှန်ပဲဆိုတော့လေကျွန်တော်မြင်တော့လေနော်ဆရာမဟုတ်အဆင်ပြေလားမသိဘူးဟုတ်ဆရာဒီတခြားပါတယ်ဆရာဆရာကျေးဇူးပါမတော့တခြားဆရာမတော့ဘယ်လိုမြင်လဲပေါ့နော်အဲ့ဒါလေးဟိုခွင့်ဆွေးနွေးပြလို့ရပါတယ်ဟုတ်တခြားဆရာမတို့လည်းဆွေးနွေးလို့ရပါတယ်နော်အဲ့ဒီ CFRM ပဲပြောပြော FRM ပဲပြောပြောပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပါလို့ဆရာဆရာမတို့နော်နောက်တစ်ခုလောက်လေးဆရာလည်းဒီမှာလုပ်ခဲ့ပါများ experience ရှိနေတော့အဲ့လိုဆိုတော့ဒီ FCM နဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဆိုအခုကျွန်တော်လုပ်ခဲ့ content အရဆိုရင်ဘယ် approach ဘယ် channel ကလို့ effective ဖြစ်ဆုံးလို့ထင်တယ်ပေါ့နော်ဆရာဘာလို့လဲပြောကျွန်တော်ဟိုအဲ့ဒီလိုတော့ဟိုမပြောတတ်ဘူးဆရာမပြောတတ်ဘူးဆိုတော့ဟိုပွင့်လင်းပြောအောင်နော်ဟို तू ကတနေရာတနေရာမတူဘူးဆရာအဲ့ဒါလေမတူဘူးဟိုတချို့နေရာတွေပေါ့လေများသောအားဖြင့် borderline တွေပေါ့လေအဲ့ဒီနေရာတွေကဟိုအင်တာနက်ကလည်းမရဘူးဆရာရလိုက်မရလိုက်မသိကြဘူးနောက်တစ်ခုကအဲ beneficiary ဘက်ကပြန်ကြည့်လို့ရှိရင်လည်း response ပေးဖို့ကကျွန်တော်အမြင်မှာဒီလိုမျိုးဟိုအလေပိုင်းကနေရာတွေထက်ကိုသူတို့ကပို့ပြီးတော့ပေးဖို့ chance ကပိုနည်းတယ်ဆရာအဲ့လိုမျိုးနေရာတွေရှိတယ်အဲ့လိုမျိုးနေရာတွေမှာဒီ freedom response mechanism ထောင်တာကထားတာကဘယ်လောက် effective ဖြစ်တယ်လဲဆိုတာသူတို့ပြောရခက်တယ်ဆိုတော့ကိုပေးထားရင်တော့မှဒါကိုတိုင်မှာတင်မှာလို့ပြောရင်တော့မှသူတို့အနေနဲ့မတင်ရဲတင်ဖို့တိတ်မရှိဘူးဆရာရှိလို့အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုတော့ဟုတ် ဟုတ် sorry နော်သူတို့ state ကအရင် vulnerable ဖြစ်နေတယ်လို့ပြောဟုတ်တယ်ဆရာအဲ့ဒါကိုပြောဆရာဟုတ်တယ်ဆရာအဲ့လိုအခြေအနေမျိုးဆိုရင်တော့ဆရာကိုကလုံးဝ supportive ပဲသွားအားမယ်ပုံစံမျိုးတော့ပိုမြင်များတယ်ဆရာအဲ့လိုအခြေအနေမျိုးမှာဆက်တော့ကျွန်တော်စခဲ့တယ်လို့ပေါ့နော်စပြောခဲ့လို့ကိုယ့်ဘက်ကကိုအပြစ်တင်တော့ပေါ့နော်ကျွန်တော်တို့အဲ့ဒီအခုဟိုအများဆုံးဒီဟာလေးတွေတွေ့နေရတာအဲ့နှစ်ဖက်မြင်ကြည့်လို့ရှိရင်တစ်ဖက်ချမ်းမှာကျတော့အများဆုံးအဲ့ဒါကိုဒီဘက်ဒီဟိုဘာနာရီပဲပိုဖြစ်လေလို့မြင်ရတဲ့ဘက်မှာကျွန်တော်တို့ကသူတို့ကိုအဲ့လိုမျိုးတိုင်မှာပြပါလို့ပြောတာထက်ကိုဒီဘက်က program ဒီ service provider တွေပဲကျွန်တော်ကိုယ့် quality ကို program quality ကိုပိုမြင့်မှာအဲ့ဒါကိုပဲကျွန်တော်တို့ပို့ပြီးတော့တွန်းတာမျိုးတော့ရှိတယ်တွန်းတာမျိုးပေါ့နော်တစ်ဖက်ကလည်းဖွင့်တာတစ်ပိုင်းကိုယ့်ဘက်ကအတက်နိုင်ဆုံးတင်မှာဖွင့်ကိုယ့်ဘက်ကအကောင်းဆုံး quality ကိုလုပ်ပေးပါတစ်ဖက်ကဒီဘက်ချက်ကတော့လေဟိုဟိုအလဲပိုင်းပေါ့ဆရာပွင့်လင်းပြောရင်အလဲပိုင်းပေါ့ဒါဟို internet လည်းသူကအတိုင်းတာကြီးရသူကပုံမှန်တော့အဲ့ဒါကြတော့လေဒီ channel ကတော့သူဟိုကျွန်တော်တို့ပုံမှန်သွားနေတဲ့ channel နဲ့အဆင်ပြေနေပြန်အောင်အဲ့ဒါကြတော့လေပြ
ပြည်နေပြန်အောင်ဆိုတော့အဲ့ခါကျတော့နေရာမှာလည်းမြန်မူတည်တာပေါ့နော်ဆရာနေရာ contact သူ့ရဲ့တဘာဝအဲ့ဒီမှာလည်းမူတည်ပြီးတော့နောက်တစ်ခုကသက်ဆိုင်ရာgovern လုပ်နေတဲ့အဖွဲ့အစည်းတွေရဲ့တဘာဝအဲ့ဒီပုံမှာလည်းကျွန်တော်တို့အကုန်ချိန်ပြီးတော့အဆင်ပြေတဲ့ပုံစံလေးတွေတော့အကြံပေးတာမျိုးတော့ရှိတယ်နော်အဲ့လိုမျိုးတော့ဖြစ်ပါလိမ့်မယ်ဆရာ ကျေးဇူးပဲ Hello ဆရာ ဟုတ်ကဲ့ဆရာမဟုတ် ဟုတ်ဆရာအဲ့လေကျွန်မလည်းနည်းနည်းဆွေးနွေးချင်လို့နေတော့ဆရာအခုကျမတို့ရုံးမှာဆိုလဲအဲ့ CFM တော့ရှိရပေါ့နော်ရှိရခါကျတော့ကျမတို့ဒီပတိလောက်တိုင်းမှာလည်းဒီ CFM ကျောင်းတော့ပြောပါတော့ပြောတယ်ပြီးလို့ရှိရင်ကျမတို့ခါနဲ့feedback ကောက်တာတွေရှိရပေါ့နော် feedback ကောက်တဲ့ခါမှာလည်းကျမတို့ကများတော့အဖြစ်တော့သူတို့ appreciation ပါမယ်နောက်ပြီးလို့ရှိရင် request များရပါတော့ဆရာအဲ့ခါကျတော့ကျမတို့ဘက်မှာကျတော့ဒီဘယ်လိုပြောမလဲအခက်အခဲကပါရှိလဲဆိုတော့သူတို့အနေနဲ့ဒီ request assistant ပဲများတဲ့ခါကျတော့project ပြီးခါနီးဖြစ်တဲ့အတွက်သူတို့ကိုထပ်မဒီ assistant တွေမပေးနိုင်တာပြီးလို့ရှိရင်ကျမတို့လုပ်နေတဲ့ဟာနဲ့ပေါ့နော်မသက်ဆိုင်တဲ့ဟာမျိုး request တွေများတဲ့ခါကျတော့နောက်ပိုင်းကျတော့နော်သူတို့အနေနဲ့မပေးဘယ်လိုပြောလဲ feedback မပေးချင်တော့ဟာတွေရှိရပေါ့နော်feedback ပေးရင်လည်း request လုပ်ရင်လည်းဘာမှအရေးမလုပ်ဘူးစီမံကိန်းမရှိဘူးပဲပြောတာမျိုးပေါ့နော်အဲ့လိုရှိရခါကျတော့ဆရာအဲ့ဒါရောဆရာအနေနဲ့ဘယ်လိုမြင်လဲပေါ့နော်ကျမတို့ကကျတော့သူတို့ပြောတဲ့ဟာတော့မပေးနိုင်ဘူးဒါပေမဲ့နောက်ပိုင်းကျတော့ဖြည်းဖြည်းနဲ့သူတို့အနေနဲ့ဒီ feedback တွေပေးတာမရှိဘူးပေးရင်လည်းကျေးဇူးတင်ပါတယ်လောက်ပဲပြောတော့တယ်ပေါ့နော် request တိတ်မတောင်းတော့တခြား program ပိုင်းနဲ့လည်းပတ်သက်မှfeedback မပေးတော့တာပေါ့ဆရာအဲ့လိုတော့ကြုံရတာတော့ရှိရပေါ့နော်ဆရာ ဟော feedback ကတော့လေစောစောပြောလိုမျိုးအရင်ဖွင့်ပေးတဲ့ချိန်မှာတော့တက်လာနိုင်တယ်တက်လာနိုင်တယ်သူ့ရဲ့ rate ကတက်တယ်ပြီးရင်တော့သူကပြန်ကျသွားတာတော့ထုံးစံပေါ့နော်ကျွန်တော်တို့အဲ့လိုတော့အမြဲတမ်းမြင်ကြည့်တယ်ဖွင့်လိုက်တဲ့ချိန်မှာတက်သွားတယ်ပြီးလို့ရှိရင်သူကသူတော့ပြန်ပြီးတော့ကျသွားတယ်တနေရာလေးမှာတည်နေတယ်နောက်တစ်ခုကရှင်းရှင်းလင်းမဖြစ်ခဲ့ရင်ပေါ့မဖြစ်ခဲ့ရင်ဆိုတာလေကိုဘလောက်ထိ orientation ပေးပေးလူလူကိုလေဒီကူနဲ့ကျွန်တော်တို့လုပ်တဲ့ project နဲ့ပတ်သက်ပြီးတော့ပဲတင်ပါအတိုင်းပါသူတို့ကျန်တဲ့ဒီ out of project ကတော့ကျွန်တော်တို့မဆိုင်ဘူးဆိုတာမျိုးလေးတော့ဘယ်လိုပဲပြောပြောဒီတိုင်တဲ့လူကကြတော့လေသူကချိုးတာမသိဘူးအဲ့လိုပဲတိုင်တာပဲတိုင်ပြီးတော့သူကကို project နဲ့မဆိုင်ဘဲနဲ့တိုင်ပြီးတော့သူကအဲ့ဒါမျိုးတွေကအများတန်းကြုံတယ်ဒါရှောင်လွှဲလို့မရဘူးပေါ့နော်ရှောင်လို့မရဆင်မလို့အဲ့ဒါကြုံတယ်ကြုံပြီးတော့အဲ့ဒါကိုဆိုတော့အနည်းဆုံးတော့acknowledgement ကကြတော့လေလက်ခံရရှိတယ်တိုးတော်လည်းပဲတစ်ခါလေးပြန်ပြောလို့ရရဟန်များလေးတွေကတော်တော်ဆရာမတို့လည်းပြောမှထင်ပါတယ်ကျွန်တော်တင်အဲ့ဒီဒါကတော့ဖြစ်သက်ဆိုင်ရာနဲ့ဒီသက်ဆိုင်ရာဆိုတာကိုဒီ project ကိစ္စနဲ့သက်ဆိုင်မှုမရှိတဲ့အတွက်ကြောင့်မလို့အခြားလိုအပ်တယ်လို့ဘယ်သူဆိုတာအတိုင်းမှာပြုပါဆိုတာတက်ကိုအခြားလိုအပ်တယ်လို့စီစဉ်ဆက်လက်စီစဉ်ဆောင်ရွက်နိုင်မှုအတွက်ပြန်လည်ပြီးတော့အသိပေးပါတယ်ဆိုတော့အဲ့လိုမျိုးလေးပြန်အကြောင်းကြားလိုက်တာဆိုလို့ရှိရင်တော့သူ့ဘက်ကဒါငါလွဲငါမှားပါတယ်ဆိုအဲ့လိုမျိုးမြင်သွားနိုင်တာပေါ့နော်ဆိုတော့တကယ်တမ်းငကိုကတော့ကို project နဲ့ဆိုင်တဲ့ဟာကဘယ်လောက်ပါလဲမဆိုင်တဲ့ဟာဘယ်လောက်ပါလဲပေါ့နော်အဲ့ဒီခါကျတော့နောက်ပိုင်းသူတို့ကလူတို့ကတိသွားတဲ့ခါကျတော့ဒါသူတို့နဲ့မဆိုင်တာပြန်လာများရင်တိသွားတယ်တယောက်ပြန်လာတဲ့ခါကျရင်အဲ့ဒီတယောက်ကသူတယောက်နေတာမဟုတ်ဘူးသူကကျွန်တော်တို့မြင်ဆိုရင်တော့တိတလောက်ဆိုရင်အဲ့လိုပြန်ပြောငါတိုင်လိုက်တယ်ငါတိုင်တော့မှားတိုင်တယ်သူအိမ်ပြောမယ်တခြားလူပြောမယ်ဆိုတော့ကျန်တဲ့လူကသူအချင်းချင်းသတင်းပြန်လာတာဖြစ်တဲ့အတွက်သူကဒါဆိုင်တဲ့လူကတိုင်ရမယ်ဆိုင်တဲ့ကိစ္စတွေအဲ့ဒါဆိုအဲ့လိုမျိုးဖြစ်သွားပြီးတော့နောက်ပိုင်းကျတော့သူကပိုတိသွားတာပေါ့နော်ပိုတိသွားလို့ပဲသူဒီပိုင်းအဲ့ဒါဒီပိုင်းနောက်တစ်ခါဒီ project program နဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့ပြောကြတိတ်မရှိတော့လည်းဖြစ်နိုင်တယ်ဖြစ်ပြီးတော့နေတော့လည်းဖြစ်နိုင်တယ်ဆိုတော့အဲ့ဒါမျိုးလေးတွေပေါ့နော်ဖြစ်တဲ့အခါကျတော့နောက်ပိုင်းရုပ်လာတာတော့ဒါပုံမှန်ပဲပေါ့နော်ပုံမှန်ပါပဲကျွန်တော်တို့မြင်တော့ပုံမှန်ပဲဆိုတော့အဲ့ဒါကြောင့်မို့ဆိုအဲ့ဒါကြောင့်ဟုတ်သလားပေါ့နော်ဟုတ်တယ်ဆိုရင်တော့ဒါကောင်းတယ်ပေါ့နော်ဆရာမအဲ့လိုမျိုးတော့မြင်ကြည့်တယ်ဟိုအဲ့လိုမျိုးမဟုတ်ပဲねတခြားဟိုဘာရှိနေနိုင်သေးလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့အဲ့ဒါကျတော့တိကျresearch program တစ်ခုဖြစ်သွားမယ်အဲ့ဟာကိုဖော်ထုတ်ချင်တယ်ဆိုရင်တော့အတိအကျပြန်လုပ်အောင်ပေါ့နော်ဆရာမအဲ့လိုမျိုးလုပ်လောက်တဲ့အခြေအနေမျိုးရှိသလားပေါ့ရှိတယ်ဆိုရင်တော့ဆရာသမားတို့စိတ်ဝင်စားတယ်ဆိုရင်လုပ်လို့ရတယ်အဲ့လိုမျိုးလုပ်ဖို့အတွက်ဟိုအခြေအနေမလိုဘူးဆိုရင်တော့တိကျ research လုပ်ဖို့မလိုဘူးဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်ဆရာမတို့အဲ့လိုတော့ကျွန်တော်မြင်ကြည့်ပါတယ်ဆရာဟုတ်ကဲ့ပါဆရာကျေးဇူးပါ
အဲ့ခါကျတော့လေကျမတို့ဒီလို feedback နေတဲ့ခါကျတော့ဒီဘက်ဒူနာဘက်ကလည်းပြန်မေးရပါတော့။feedback တွေဟိုfeedback ဘယ်လောက်ရလဲ feedback တွေနည်းတယ်ပေါ့နော်။အဲ့လိုမျိုးတွေဘာကြောင့်မရလဲ reason ကဘာဖြစ်လို့လဲဆိုတော့အဲ့လိုပြန်မေးတာတွေတော့ရှိရပေါ့နော်ဆရာ။အဲ့ခါကျတော့ကျမတို့အနေကြတော့သူတို့ feedback မတက်ဘူးဆိုတော့communication ကြောင့်လည်းဖြစ်နိုင်တယ်။နောက်ပြီးလို့ရှိရင်သူတို့အနေနဲ့ပေါ့နော်အခုဆရာပြောလို့ပဲဒီ project နဲ့မဆိုင်လို့မလုပ်ပေးနိုင်တော့ဘူးထင်လို့ဆိုမှသူတို့ဘာ feedback မှမတက်တော့တာမျိုးပေါ့နော်အဲ့လိုလည်းဖြစ်နိုင်တယ်ပေါ့ဆရာကျမတို့ဟုတ်တယ်ကျမကြုံရတာကတော့အဲ့လိုမျိုးပေါ့နော်ဆရာအဓိကကျတော့ဒီဘက်feedback ကိုတော့တတ်နိုင်ဆုံးကောက်တယ်ပေါ့နော် orientation နဲ့အများနဲ့ပေးနေရပေါ့နော် CFN နဲ့ပတ်သက်မှာကျမတို့ activity တိုင်းမှာသွားနေရတော့ဟုတ်တယ်ဒါပေမဲ့လည်းအဲ့လိုသွားနေရင်တော့ feedback မရတော့ဒီဘက် donor ဘက်ကကျတော့feedback တွေမရဘူးလားဘာကြောင့်မရတာလဲ reason ကအများနဲ့တောင်းနေရမျိုးကြုံရတာပေါ့ဆရာအဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့ကactive ပေါ့လေ active ကိုကျွန်တော်တို့ပြန်စဉ်းစားရမှာပေါ့နော်နောက်ဆုံးကျွန်တော်တို့ကဖြစ်မနေသေးရဲ့အကြောင်းရင်းသိချင်တယ်ဆိုရင် active ကိုလည်းပြန်စဉ်းစားရမယ် active မှာအဲ့လိုမျိုးဒီလိုမျိုးအခြေအနေကိုသွားမေးပလိုက်တာပေါ့လေရှင်းရှင်းပြောရင်တော့နော်မေးပလိုက်တာပေါ့မေးပလိုက်တာဆိုတော့မေးလိုက်လို့ရှိရင်တော့တကယ်လို့ကိုယ့်ကိုလည်းယုံကြည်စိတ်ချရတယ်ဆိုလို့ရှိရင်သူတို့စီက response ပြန်ရနိုင်တယ်ပြန်ရနိုင်တယ်ပေါ့နော်ကိုယ်လည်းအဲ့ဒါလည်းကိုယ်နဲ့သူတို့နဲ့ကြားမှာဟိုတိတ်မဆိုးတဲ့ဒီပုံမှန်ဆက်ဆံရေးမျိုးရှိရဆိုရင်တော့အဲ့ဒါဘာကြောင့်လဲသူဒီ anonymous ပဲဖြစ်ဖြစ်တခြားဟိုတစ်ခုခုနဲ့ပေါ့လေမေးလိုက်မယ်ဆိုရှင်လည်းဖြစ်နိုင်တယ်ပေါ့လေဖြစ်နိုင်တယ်ပေါ့သူတို့တိုင်းမေးရဖြစ်ဖြစ်တယောက်ချင်းတယောက်ချင်းပေါ့လေတယောက်ချင်းတခြားသူမပါဘူး combination ထားပြီးတော့စကားပြောရဲဆွေးနွေးရဲဆိုရင်ကိုယ်ယုံကြည်တယ်ဆိုရင်သူတို့ပြောမယ်ဒါမှမဟုတ်ရှင်လည်းအဲ့ဒါပြော anonymous ပေါ့အဲ့ဒီတိုင်းလှုပ်ပြီးတော့ဒါလေးတော့ပို့လိုက်မယ်အဲ့ဒါလေးတွေတော့ဖြည့်ပေးကြည့်ပါဆိုရင်ကိုယ်သူတို့မသိဘူးဆိုရင်သူတို့အဖြေမှန်လေးတော့ရနိုင်တယ်ပေါ့နော်ဒီနောက်ွယ်အကြောင်းဆိုတော့တကယ်လို့အဲ့ဒီလိုမျိုးလုပ်ဖို့လိုနေပြီလားပေါ့နော်လိုနေတယ်ဆိုရင်တော့ဆင်မတို့လုပ်လို့ရတယ်တိတ်ပြီးတော့ငွေကုန်ကြေးကျမများပဲねပေါ့နော်ဒီရဲ့နောက်ွယ်အကြောင်းရင်းဘာကြောင့်လဲဒီကိစ္စတွေဖြစ်တဲ့နောက်ွယ်အကြောင်းရင်းပေါ့လေဒီကနန်းရော်ရတဲ့ကိစ္စရဲ့နောက်ွယ်အကြောင်းရင်းအဲ့ဒါကိုလိုက်လို့ရတယ်သို့မဟုတ်မလိုနေဘူးဆိုရင်တော့ပြကိုရှင်းရှင်းလင်းနောက်ွယ်အကြောင်းရင်းသိနေသေးတယ်ဆိုလို့ရှိရင်တော့ justification ကတော့အဲ့ဒီသိနေတဲ့အကြောင်းရင်းရေးလို့အဆင်ပြေတယ်ပေါ့နော်ဆရာမတကယ်အဲ့ဒါဆရာမတို့ကနည်းနည်းလေးတော့ပြန်ချင်းရမှာတယ်နော်ဆရာမအဲ့ဒါဟုတ်တယ်ဆရာဟုတ်ဟုတ်ကဲ့ပါဆရာမအဲ့ဒါဆိုရင်ကျွန်တော်နည်းနည်းလေးရှေ့ဆက်သွားလိုက်မယ်နော်ဒီ FIM လေးပြီးသွားလို့ရှိရင်နောက်တစ်ခုရှိတယ်နောက်တစ်ခုရှိတယ် communication plan ဒါကတော့လွယ်ပါတယ်ဒါကတော့လုပ်နေကြပဲအဲ့တော့အများကြီးမသွားတော့ဘူးပေါ့နော်အဓိကတော့ဒီ information ကိုဘယ်လို share မှာလဲပေါ့နော်ဘယ်သူတွေကို share မှာလဲဒီ stakeholder ပေါ့နော် stakeholder ဘယ်သူတွေကို share မှာလဲပြီးသွားလို့ရှိရင်ဒီဘယ်သူတွေကဒီ information ကိုယူမှာလဲဘာကို communicate လုပ်မှာလဲပြီးသွားလို့ရှိရင်အာနောက်တစ်ခုကဒီဘယ်ချိန်မှာလုပ်မှာလဲဘယ် channel တွေကိုသုံးမှာလဲပေါ့နော်အဲ့ဒါမျိုးလေးကျွန်တော်တို့ဟိုစီစဉ်တာပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့ metric တစ်ခုတည်းထည့်လိုက်တာအဲ့ဒါက communication plan ဆိုပြီးတော့ဒါဖြစ်သွားတာဖြစ်ပါတယ်လို့နော်ဆိုတော့အဲ့ဒါလေးပါနော်အဲ့ဒါလေးပဲဖြစ်ပါတယ်အဲ့ဒါမျိုးရှိရင်ဘာကောင်းလဲဆိုရင်ဒီအောက်မှာကျွန်တော်တို့ရေးထားလို့ပေါ့နော် alignment တဲ့မှန်တယ် alignment တဲ့တယ်ဘယ်ကိစ္စကဘယ်သူ့ကိုဆက်သွယ်ရမလဲဘယ်ကိစ္စကဘယ်သူ့ကိုမေးရမလဲဘယ်ကိစ္စဆိုရင်ဘယ်သူ့ကိုပြောရမလဲဘယ်သူအဲ့ဒါရှင်းရှင်းလင်းဖြစ်တယ်နောက်တစ်ခုကအဲ့ဒါမျိုးဖြစ်တဲ့အတွက် confusion ပေါ့လေညော့တယ်ဇဝေဇဝါဖြစ်တာကိုညော့တယ်အဲ့တော့ဟိုအဲ့ဒီ confusion ရဲ့နောက်ဆက်တွဲကြောင့်ဖြစ်လာတဲ့ဘေးထွက်ဆိုးကျိုးတွေမဖြစ်တော့ဘူးနော်miscommunication ပဲပြောပါလိမ့်နော်ဒီ misunderstanding ပဲပြောပေါ့အဲ့ဒါမျိုးတခြားကိစ္စတွေဖြစ်ပေါ့အဲ့တော့ confusion ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲတွေမဖြစ်နေသွားမှာပေါ့နော်နေသွားမှာဆိုတော့အဲ့ဒါမျိုးလေးအကျိုးကျေးဇူးတွေရနိုင်တယ်ဒီ communication plan ကိုလုပ်ခြင်းအဖြစ်တော်တော်များတော့စိတ်ထဲမှာထည့်ရတာပဲဒီကိစ္စလေအဲ့ဒါကိုတော့ချရရတာကိုပြောတာချရရတာကိုပြောတာပေါ့နော်ချရရတဲ့အတွက်ဒီကိုယ့်ရဲ့ဒီလုပ်ပေါ်ကံပဲအချင်းကြားမှာလေပို့ပြီးတော့နားလည်မှုပို့ရတယ်လို့တော့ဒီလိုတော့နားလည်ကြတယ်တခုရှိတာက level ပုံမှာတော့မူတည်မှာပေါ့နော် level မှာမူတည်မယ်ဆိုတာကတချို့ကိစ္စတွေကတော့level လိုက်ဖြတ်တဲ့ကိစ္စမျိုးတွေတော့ရှိတယ်ဘယ်သူကဆက်တယ်လို့လဲဆိုတော့တချို့သော level တွေမှာကျတော့ဒါကဟိုအရေးမကြီးနေဘူးပေါ့နော်အရေးမကြီးနေဘူး
ကိုယ့်ရဲ့ဒီ high level ကြီးပဲဆိုရင် high level မှာတော့ဒါကတော့ဘယ်လိုထားမှာဒါကတော့ donor ကိုဘယ် donor ဆိုရင်ဘယ် level ထားမယ်အဲဒီတခြားအဖွဲ့အစည်းဆိုရင်တော့ဘယ်လောက်ထိ information ဘယ်လိုဆက်သွယ်လို့ရအစဖြစ်ပေါ့လေဘယ်လိုဆက်သွယ်မယ်အဲ့ဒါမျိုးလေးတွေချင်းချင်းကြားထဲမှာလောက်ထားရဲဆိုရင်လည်းကောင်းတာပဲပေါ့အများဆုံးကျွန်တော်တို့ကြုံရတာကအခြားဖွဲ့စည်းနဲ့ဆက်သွယ်တဲ့အခါကြားလို့ရှင်အဲ့ဒီချင်းဖွဲ့စည်းမှာဒီပြောဒီဆက်သွယ်ရမယ့်ဖို့ကဘယ်သူလဲဆိုတဲ့ကိစ္စပေါ့လေနော်အဲ့ဒါရင်းနဲ့လည်းဆိုင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ information စုထားတာစုထားပြီးတော့ဘယ်ဖွဲ့စည်းဆိုရင်တော့ဖြစ်finance ကဘယ်သူဒီ M&A ကဘယ်သူ program ကဘယ်သူဆိုတော့ PSC ကဘယ်သူအဲ့ဒါလေးတွေရှင်းရှင်းလင်းလုပ်ထားတဲ့ဟာကိုပြောချင်တာပါပဲเนาะဆက်စမဟုတ်ဒါပါပဲဆိုတော့အဲ့ဒီ information ကလည်းအများနဲ့ update လုပ်ဖို့တော့လိုတယ်လိုတဲ့ပုံမှာယူပြီးတဲ့အခါကျတော့အဲ့ဒီ information ကိုချင်းချင်းလည်းပြန် share ရမျိုးပေါ့လေ update share ရမျိုးဒါကြလို့ရှိရင်ဘာဖြစ်တယ်လဲဆိုတော့finance ကလည်းပဲသူ့ဟာသူကောက်ထားတယ် program ကသူ့ဟာသူတောင်းထားတယ် M&A ကသူ့ဟာတောင်းထားတယ်အဲ့ဒါကြောင့်အချင်းချင်းပြန်တောင်းလို့ရှိရင်ဟိုတနေ့ကfinance ကိုပေးရလေဒီနေ့က M&A ကိုပေးရတယ်ဟိုနေ့ကအဲ့ဒါမျိုးလေကိုချင်းချင်းလည်းညှိပေါ့လေညှိပြီးတဲ့အခါကျတော့တစ်ခါပဲတောင်းပေါ့နော်တစ်ခါပဲတောင်းတစ်ချိန်ပဲတောင်း3 လတစ်ခါ update လုပ်မယ်ဆိုတော့3 လတစ်ခါတစ်ခါပဲကိုယ့်ဖွဲ့စည်းနေနဲ့တစ်ခါပဲတောင်းကိုယ့်ဖွဲ့စည်း M&A ကတစ်ခါတောင်းကိုယ့်ဖွဲ့စည်းကပဲ program တစ်ခါတောင်းတစ်ခွက်ဒီကပဲခဏခဏတောင်းနေဆိုရင်ဟိုဘက်ကပြန်ပေးရလူကြတော့ तू ကသိနေဆိုရင်ဟာဟိုတနေ့ကပဲတောင်းပြီးတော့အဲ့ဒါမှဖြစ်အောင်နော်အဲ့ဒါမျိုးလေးတော့ရှိမယ်ဒါကိုယ့် internet မှာအရင်အဲ့ဒါတူညီတဲ့ဒီနားလည်မှုရှိတဲ့ဒီ format တစ်ခုကိုတုံးပြီးတော့ဘယ်သူကိုဘယ်ကိစ္စပါဆိုရင်ဘယ်လိုဆက်သွယ်မလဲအဲ့ဒါလေးရှင်းရှင်းလေးလုပ်ထားရဲဆိုရင်တော့ဖြစ်ကောင်းတယ်ပေါ့နော်ဒါကြရင်ကျွန်တော်တို့ကလေအဲ့ဒါကဟိုရုံးကနားလေးမှာဆိုရင်ဒါတော်တော်သတိထားရတဲ့ဟာမျိုးရှိတယ်ဒါကြရင် rank တွေလည်းအရေးကြီးတယ်ဒါကြလို့ရှိရင်ဟိုမဆိုင်တဲ့နဲ့ဟို email ကိုလိမ့်မှုပြီးတော့တက်မိတာဆိုရင်ဒါအဆင်မပြေဘူးဆိုတာမျိုးပေါ့လေဒါကြလို့ရှိရင်လည်းဒီမလိုအပ်ဘဲနဲ့email တွေကိုပို့မိပြီးတော့သူနဲ့သက်ဆိုင်တဲ့လူမဟုတ်ပေါ့မဟုတ်တဲ့လူပို့မိပြီးတော့အဲ့ကကျတော့သူကသူရဲ့အလုပ်ရှုပ်တယ်ပေါ့လေအဲ့ဒါမျိုးမြင်တော့တာမျိုးလည်းရှိကောင်းရှိနိုင်တယ်မဟုတ်ဘဲနဲ့ကိုကသူရဲ့ rank တွေကိုမသိဘဲနဲ့စီရာတွေလိမ့်မှုတွေပြောင်းပြန်ပြန်ပြီးတော့အဲ့ဒါမျိုးတွေလည်းဆိုရင်လည်းတော်တော်ပြဿနာတက်တာတွေရှိတယ်ဆက်စမောက်ဒီ non profit မှာတော့ဒါကဟိုတာမန်ဖြစ်တော့တိတ်ပြီးတော့ပြဿနာမရှိပေမဲ့မရှိဘူးဆိုတာမရှိမှပြတော့ရှိရင်ရှိနိုင်တယ်တခြားဘက်မှာကျတော့ရှင်ဒီ government ဘက်မှာကျတော့အဲ့လိုမဟုတ်တော့သူကကျတော့အဲ့ rank စီတာကိုအဲ့လိမ့်မှုရတဲ့မှာအဲ့တင်းနဲ့3လေးဒီအင်္ဂါစင်မမှန်လို့ရှင်အဲ့ဒါတော်တော်လေးပြဿနာရှိတယ်အဲ့ဒါတွေကလည်းတော်တော်ဒီ government ဘက်မှာဆက်စမောက်လုပ်တဲ့လူတွေပါတယ်ဆိုရင်တန်တည်တယ်အဲ့ဒီပြဿနာအကြီးရှိတယ်တရားကျတော့အဲ့ဒါကြီးရှိတယ်မချေတဲ့လူကလုံးဝမကြိုက်ဘူးအဲ့ဒါမျိုးဖြစ်တဲ့ခါကျတော့ဒါဟိုဆက်သွယ်မယ်ဆိုလို့ရှိရင်ဒါအဲ့ဒါတွေကဘယ်သူကဘယ်လိုဘယ်သူကဘာလို့လုံးဝ clear ဖြစ်နေကိုဖြစ်နေကိုပါလေနော်ဘယ်ကြောင်းလာဆိုရင်ဘယ်သူဆက်သွယ်အဲ့ဒါတွေကရှင်းရှင်းလင်းဖြစ်တယ်ဆိုရင်ဆက်စမလို့မလာတဲ့ပြဿနာတွေအများကြီးပေါ့နော်အများကြီး short ချနိုင်တယ်အဲ့ဒါကြောင့်မို့ဒီ communication plan ကရှင်းရှင်းလင်းဖြစ်ဖို့အပြင်ကိုအတူတူသုံးဖို့ပေါ့နော်အတူတူသုံးဖို့အဲ့ဒါအရေးကြီးပါတယ်ပေါ့နော်အဲ့ဒါလေးတစ်ခုပါနောက်တစ်ခုက update တစ်ခုပြောင်းသွားပြီဆိုရင်လည်းကိုတင်လည်းပြန်ပြပါပေါ့နော်ကိုချင်းချင်းတစ်ခုကဟုတ်တယ်တယောက်ကတော့ကို update ပေးလိုက်တယ်ကိုက update ကိုအတင်းထဲမှာ information ပြန် update လုပ်ထားပြီဆိုရင်လည်းအခြားသူကမသိဘဲနဲ့email မှာယူဖြစ်ဖြစ်ဒီ position မှာယူဖြစ်ဖြစ်သွားတင်မိရလို့ရှိရင်ဟိုဘက်ကမလို့ဘယ်နဲ့စိတ်နှောက်ရှက်မဖြစ်တော့ဘူးပေါ့နော်အဲ့ဒါမျိုးမဖြစ်တော့အဲ့လိုသွားလို့ရတယ်ဆိုတော့အဓိကဒီ communication plan မှာဘာကြီးထည့်တင်လဲလို့ပြောလို့ရှိရင်ဘယ်သူကပို့မှာလဲဘယ်သူကလက်ခံမှာလဲ information ကဘာသူ့ကိုဘာ information ပေးမှာလဲပြီးလို့ရှိရင်ဘယ်လိုနည်းနဲ့ပေးမှာလဲပြောချင်တာက email နဲ့ပို့မှာလား signal နဲ့ပို့မှာလားစသဖြင့်ဘာနဲ့ပို့မှာလဲပေါ့လေဘယ်နှချိန်ပို့မှာလဲပြောလို့ရှိရင်အခြားဘယ်သူတွေကိုလဲဘယ်သူပို့မှာလဲစသဖြင့်အဲ့ဒါမျိုးကိုလည်းချိန်ထားမယ်ပေါ့နော်ချိန်ထားမယ်ဆိုတော့အဲ့ဒါလေးတွေရှိပါတယ်လို့နော်အဲ့ဒါလေးတွေရှိပါတယ်ဒါတော့ communication plan မှာဒါဆရာသမားတို့ကိုလုပ်နေကြပါဆိုတော့လေအများကြီးပဲလူမပြောတော့ပါဘူးနော်ဒီပုံမှာတော့ဗာဆွေးနွေးစရာရှိလေဆရာသမားဒီအချိန်မှာတော့ဒါ planning လုပ်တဲ့အချိန်နော်ဆရာသမားတို့ planning လုပ်တဲ့အချိန်ဖြစ်တဲ့အတွက်ဒါလေးတွေလည်း list လုပ်ပြီးတော့စီထားတဲ့နယ်ဆိုတာမျိုးလေးတွေပြောတာဖြစ်ပါတယ်လို့လုံးနေကြဆရာသမားတို့အတွက်ကတော့လေဒါသိနေတဲ့အတွက်ကြောင့်ပြဿနာမဟုတ်ပေမဲ့စကားချင်းအလုပ်စဒီ level ကိုစဝင်မယ်ဆိုလို့ရှိရင်တော့ဖြစ်ဒါကိုပဲချိန်မှာလုပ်ပါလေဆိုတာ
ရှိတာပေါ့နော်ရှိတဲ့ခါကျတော့ဒါဒီကျွန်တော်တို့ planning ဆင့်မှာအနည်းဆုံးတော့ planning ဆင့်မှာဒါလုပ်ပါတယ်ပေါ့နော်အနည်းဆုံးအတူရှေ့မှာလုပ်လဲရတယ် planning ဆင့်မှာလုပ်လဲရအကျန်တဲ့ချိန်တွေမှာတော့ update လုပ်တာပေါ့နော်အဲ့ဒါမျိုးဖြစ်ပါလိမ့်မယ်ဆက်ဆက်မှာတော့ဒါဟို project program ဆိုတာကတော့အကုန်လုံးလုပ်နေရတာဖြစ်တဲ့အတွက်လေ MNE မှမဟုတ်ဘူး project program ခေါင်းစဉ်တက်မှမဟုတ်ဘူးအခြားသောကိစ္စတွေမှာလည်းအခြားသော NGO မှမဟုတ်ပါဘူးအခြားသောကိစ္စတွေမှာလည်းဒီတိုင်းပါပဲပေါ့နော်ဒီမှာပဲဆက်ဆက်မှာတို့ NGO မဝင်ဘဲနဲ့အခြားနေရာမှာလုပ်ရဆိုရင်လည်းဒီကိစ္စတွေကဟိုလုပ်နေကြဖြစ်ပါလိမ့်မယ်နော်ဆက်ဆက်မှာတော့နောက်တစ်ခုကအဲ့ data flow map ပေါ့လေ data flow map ကတော့ကိုယ့်ရဲ့ data source ရှိမယ်data ရဲ့ရင်းမြစ်ပေါ့နော်ပြီးတော့လို့ရှိရင်အဲ့ဒီ data ကိုဘယ်သူအရင်ဖမ်းမှာလဲအဲ့ဒါ focal points ပေါ့ပြီးလို့ရှိရင်ဘယ်သူစီကို report တက်မှာလဲနော်အဲ့ဒါလေးအဓိကတော့ reporting accuracy ကိုပိုခံအောင်လုပ်တာ reporting accuracy ကိုခံအောင်လုပ်တာလောလောပြောလို့ရှိရင်တော့ကိုက central office ပဲထားပါအောင် field office ကနေပြီးတော့ဒီ data တွေပုံမှန်ကောက်ရမယ်ဆိုလို့ရှိရင်တက်ရမယ်ဆိုရင်ဘယ်သူစီကိုဘယ် channel နဲ့ဘယ် information ပို့မှာလဲဆိုတာကို flow chart ဆွဲထားတာကိုပြောတာเนาะဆက်စမတို့တခြားမဟုတ်ဘူးလွယ်လွယ်လေးပဲဆက်စမတို့ကဒီတိုင်းဆိုရင်သိတာပဲဘသူဆိုတာဒီ document နေနဲ့ရေးထားဖို့ဆိုလို့ရှိရင်အဲ့ဒါကနည်းနည်းလေးကြာဝိုင်း confuse ဖြစ်တတ်တယ်အဲ့ဒါကဟိုတကယ်တမ်းပြဿနာတစ်ခုတက်လာပြီဆိုရင်ပို့ရမယ့်ဟာမပို့ဘူးပို့ရမယ့်လူကမပို့ဘူးဆိုရင်အဲ့ဒါကြာကျွန်တော်ဘာနဲ့တိုင်စကားပြောမှလဲဆိုတာခက်တယ်ခက်တဲ့ခါကျတော့ document တင်ထားဖို့ပြောတာသူကတစ်ဖက်ကကိုအခြားအဖွဲ့အစည်းနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ partner နဲ့ဖြစ်ဖြစ်ကိုယ့်ရဲ့ donor နဲ့ပဲဖြစ်ဖြစ်အဲ့ဒါမျိုးကျွန်တော်တို့ကတခါတည်းချိန်ထားတာပေါ့နော် data source ရဲ့data လာမဲ့ channel ရဲ့ focal points ရဲ့ဘယ်သူစီပို့ရမှာလဲဆိုတာအဲ့ဒါတွေကိုကျွန်တော်တို့ကပုံဆွဲထားတာပြောတာပုံဆွဲထားတာနော်ပုံဆွဲထားတာတနည်းအားဖြင့်ဒါဘာကိုပြောရလဲဆိုတော့ single source of truth ပေါ့နော်ဒီပုံကျတဲ့နေအော်ဒါသူနဲ့ဆိုင်တယ်ပေါ့လေဒါသူနဲ့မဆိုင်အဲ့တော့ဒါတနည်းအားဖြင့် accountability ပဲအဲ့လိုပြောတဲ့အခါမှာတို့တခါပြောလို့ပေါ့ဟို M&E team တို့ project program team တို့လုပ်လို့မရဘူးသူကလူကိုရေးရတာလူကိုရေးရင် position ကိုရေးပေါ့နော် position ကိုရေးposition M&E manager ဆိုရင်ရှင်းတာပဲ manager လို့manager လို့ပြောလို့ရှိရင် manager 1 2 3 4တော့တာမန်ဖြစ်တော့တိတ်မရှိပါဘူးဟို assistant manager အဲ့ဒါတော့ရှင်းရှိမှာပေါ့ဆိုတော့ဟိုတာဝန်ကိုရှင်းရှင်းလင်းလုပ်ထားတာဖြစ်တဲ့အတွက်ဘယ် channel ဘယ် information ဆိုရင်ဘယ်သူ့ကိုထိရမလဲဘယ်သူ့ကိုပို့ရမလဲဆိုတာဒီ map ကိုကြည့်ရတာနဲ့ရှင်းကနေလင်းနေဖြစ်တယ်ပေါ့လေနော်အဲ့ဒါထောက်ကိုဖြစ်တာဖြစ်တဲ့အတွက်ဒါသုံးသင့်တယ်ဆိုတာမျိုးအဲ့ဒါပဲနောက်တစ်ခုက bottleneck ကိုရှင်းတယ်အကယ်၍များအဲ့ဒီ map ကိုမထားဘူးဆိုရင်တော့ manager ဆိုရပါ manager ပုံပြီးတယ်သူကစပြီးတော့ဒီ team စဖွဲ့ဆိုတော့သူကအရင်သိတယ်ဆိုရင်သူကဘယ်သူ့ဘုရားသူအကုန်သိတယ်သူကထားလိုက်ပါအဲ့တော့ manager သိတယ် officer ကသူကမသိဘူးပေါ့မသိတဲ့ခါကျလို့ရှိရင် officer မသိဘူးဆိုရင်သူကအဲ့ပြဿနာတက်ပြီအဲ့ရှိသမျှကိုကမချရထားပြီဆိုရင်ချမရတော့ရင် officer ကသူက admin manager အကုန်ပေးနေရမှာပေါ့ဘယ်သူမရမရ manager ကသူပြောနေပြောပေါ့နော်မပြောခင်အဲ့ဒါပြဿနာတက်ပြီဆိုတော့အဲ့ဒါဘာလဲဆို bottleneck ပဲအဲ့ဒါ bottleneck ပဲအဲ့ဒီလိုမျိုးလုပ်နိုင်အဲ့ဒါနှစ်ယောက်လုံးတော့အဆင်မပြေဘူးofficer လည်းဆက်ပြီး officer ကသူက information သူ့ဘောကမသိရင်သူက line မေးနေရမယ်ချိန်ဝိုင်းနေသူမသိဘူးဆိုတော့သူက line အများတန်းမေးနေရမယ်အဲ့တော့မလွတ်လပ်တော့ဘူးအတူမှာလွတ်လပ်သူလုပ်လို့မရတော့တကယ်တော့သူပို့ရမယ်သူပို့ရမှာဒါပေမဲ့ဘယ်သူပို့ရမယ်ဆိုတော့အများတိုင်းသူမသိနေလို့ရှိရင်အဲ့ဒါအဆင်မပြေဘူးဆိုတော့အဲ့ခါကျတော့အဲ့ဒါအဲ့ bottleneck ကိုပုံမှန်ထားရတဲ့ဒီစားရတာကိုရှင်းပြရဒီ flow ကြည့်လိုက်ဒီ flow တိုင်းပို့ပို့ရမယ့်အချိန်မှာပို့ဒါဆိုရင်ရှင်းနေရောဒါပြီးပြီဒါဆိုရင်အဲ့ဒါလွတ်လို့ရတယ်နော်အဲ့ဒါဆိုရင်အဲ့အားတစ်ချက်လေးရှိတယ်ရေးကြီးအကြောင်းအရာဆိုတင်ဖို့စသဖြင့်ပေါ့လေမှားဟိုင်းဒါပြီးပြီပေါ့နော် officer ပြောရလို့ချင်းဆိုတော့နောက်တစ်ခုကကျတော့ဒီမှာဒါ string line ဖြစ်တယ်ပေါ့ဟုတ်တယ်ဒါ rolling string line ဖြစ်တယ်မေးနေကြမှာတော့ပေါ့နော်အမြဲတမ်းဘယ်သူပို့ပါဆိုရင်ဘယ်သူဟို manager မေးနေကြမှာတော့အဲ့ဒါမျိုးအားသာချက်တွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေရှိပါတယ်ဆိုတော့ flow chart ဆိုလို့ရှိရင်လည်းလွယ်လေးပဲကျွန်တော်တို့က PMB ကိုပြန်ကြည့်လို့ရတယ် PMB မှာ reporting လိုအပ်ချက်တွေရှိတယ်အဲ့ reporting လိုအပ်ချက်တွေရှိတယ်အဲ့ဒါတွေကြည့်ရမှာပေါ့ဥပမာပြ report တစ်ခုကိုရွေးလိုက်တယ်ဆိုပါတော့ report တစ်ခုဆိုတာ project တစ်ခုပြောတာပေါ့နော် project တစ်ခုကိုရွေးလိုက်တယ်အဲ့ project မှာ indicator တွေပါတယ်အဲ့ project နဲ့ပတ်သက်တဲ့ log frame PMB မှာ indicator ပါတယ်ဆိုတော့ indicator တွေကိုစီလိုက်ရုံပဲ
indicator တွေစီးလိုက်ပြီးလို့ရှိရင်ဘယ် indicator ရဲ့ data ကတော့ဖြစ်အဲ့မှာ data source ရှိတယ်နော်အဲ့ဒီ indicator တစ်ခုပဲကို indicator source ဒီ data source ရှိတယ်အဲ့ဒီ data source ရှိတယ်အဲ့ဒီ data source နဲ့ဒီဘက်မှာဒီမှာ report ဒီမှာ temperature report ပေါ့လေ temperature report အဲ့ဒါရှိတယ်အဲ့ဒါနဲ့ကျွန်တော်လှမ်းချိန်ဒီမှာ indicator ရှိတယ်ပေါ့လေဒီမှာ indicator ပေါ့ဒါကြီး indicator ပေါ့ indicator စာကြောင်းရှိတယ်အဲ့ဒီ indicator နဲ့အဲ့ဒီနဲ့ကိုချိန်တာဒီဟာကဥမာSQL database ပေါ့ဘာမှမလို့ရှင် Excel ပေါ့အဲ့ဒါမျိုးပေါ့လေပြီးလို့ရှိရင်သူထိတ်မှာပါတယ်တော့ဒါကလူဆိုရင်လည်းလူပေါ့ဒီမှာလည်းလူဆိုရင်လည်းလူပေါ့အဲ့လိုချိန်တာဒါဆိုရင်ရှင်းပြီလေဒါကဘယ် report ဘယ်သူစီပွားမှာဒါကဘယ် data source ဘယ်သူစီရရမှာဒါဘယ် indicator ပေါ့အဲ့လိုမှတ်လို့လိုက်တာနော်အဲ့လိုမှတ်လို့လိုက်တာဆိုတော့ရှင်းလေးပဲပေါ့နော်အဲ့ဒါဆိုရင်လည်းရပြီပေါ့နော်ဆက်စမှာတော့အဲ့လိုမျိုး map ထည့်လိုက်တာနဲ့ဒါကျွန်တော်တို့ရှင်းသွားပြီသောသောစာနဲ့ရတဲ့ဟာတွေကို flow map နဲ့ပြလိုက်တာပါပဲဒါတော့ခက်ခဲမဟုတ်ပါဘူးအဲ့ဒါဆိုရင်တော့ဒါရှင်းလင်းဖြစ်တယ်မလူရှိမယ်ဘယ်သူဆရာရမှာလဲအဲ့ဒါဆိုလေအဲ့ဒါဘယ် indicator လဲပေါ့လေ indicator မြည် indicator ပြီးရင်အဲ့ဒါဘယ် report စီတက်မှာ report name ပေါ့ဒါ report name ပြီးရင်အဲ့ report ပို့မယ်ဆိုရင်ဘယ်သူပို့ရမှာလဲအဲ့မှာ email ပါပါဘောနော် email ပေါ့ဖုန်းနံပါတ်ပေါ့ရှိပါဒီမှာဆိုရင်လည်းနာမည်ပေါ့ position ပေါ့ email ဖုန်းနံပါတ်ပေါ့အဲ့ဒါလေးရှိပါအဲ့ဒါလေးတွေကိုသူကပုံလေးနဲ့နှမ်းချိတ်ထားတာအဲ့ဒါလေးကလည်းကောင်းတယ်လို့ပြောတာပေါ့နော်ကောင်းတယ်လို့ပြောတယ်ဆရာကျွန်တော်တို့လုတ်ဖြစ်လာမလုတ်ဖြစ်လာတော့မသိဘူးပေါ့နော်ဒါကတော့ဟိုကျွန်တော်တို့ကတော့ကျွန်တော်အနေနဲ့ဆိုရင်လည်းပဲဟိုပုံဆိုတာထက်ကိုလေဒီဇာတ်ပဲဆွဲရတာတော့များပါတယ်နော်ကျွန်တော်ဆိုရင်ဇာတ်ပဲဆွဲရတာများတယ်ဒီလိုမျိုးပုံဆိုတာတော့တိတ်ပြီးတော့ map ဆိုပြီးတော့ဒီတန်းတော့ဟိုကျွန်တော်မဆွဲဖြစ်သေးဘူးပေါ့နော်မဆွဲဖြစ်တော့လည်းပဲဒီ practice မှာတော့ပါတယ် practice ကောင်းတဲ့ဆိုတဲ့အထဲမှာတော့ပါတယ်တကယ်လည်းကျွန်တော်စဉ်းစားကြည့်ရတော့ map လေးရှိနေတော့ကောင်းတာပေါ့ဒါပေမဲ့ကျွန်တော်တို့ပုံမှန်ပြအလုပ်တွေကလည်းရှိရတဲ့အခါကျတော့ဟိုအဲ့ဒီဘက်ကိုလှည့်ဆွဲတဲ့အချိန်ကိုမရဘူးအဲ့လိုတော့ဖြစ်တယ်ပေါ့လေဆရာသမားတို့ဘယ်လိုမြင်လဲနော်အဲ့ဒါလေးသင်ပြေလားဆရာသမားတို့ ဟုတ်ဆရာမိပါတယ်ဆရာ โอเคပါဆရာဒါဆိုကြော်လိုက်မယ်နော်ဆရာနောက်တစ်ခုနည်းနည်းတိုးလိုက်မယ် evaluation plan ပေါ့ evaluation plan ကလည်းဒါအရေးကြီးတယ်မှာပါတယ်အခုကျွန်တော်တို့က planning ဆင့်မှာ evaluation လုပ်မယ်လို့ဆုံးဖြတ်ထားရဲဆိုရင် PMP မှာလည်းကျွန်တော်တို့စဉ်းစားရနော်အဲ့မှာစဉ်းစားရတယ်နောက်တစ်ခုကဒီအဓိကဒီ evaluation plan ကိုဒီ planning ဆင့်မှာတေချာပေါက်စဉ်းစားတော့ evaluation လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပတ်စံကုန်တယ် internal လုပ်မှာလား external လုပ်မှာလားဘယ်လိုပုံစံနဲ့လုပ်မှာလဲပတ်စံဘယ်လောက်သုံးမှာလဲတခါလဲကျွန်တော်က budget ထဲမှာလည်းထည့်ဆွဲဖို့ကလိုတယ်အမှန်ဒီဒီ budget ထဲမှာဟိုevaluation ကိုကျွန်တော်တခါလဲစဉ်းစားလာဖို့လိုတယ် external ဆို external ခေါ်ဘယ်လောက်ကုန်မှာလဲအဲ့ဒါတခါလဲစဉ်းစားလာဖို့လိုတယ်ဆိုတော့ဘယ်နှကြိမ်လုပ်မှာလဲပေါ့လေနောက်တစ်ခုကကြတော့အဓိကတော့ evaluation လုပ်ရချက်ကဆက်စမတို့ကိုလေး account ကို promote လုပ်ချင်တာအဲ့ဒါပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့ project ကြီးရတကယ်ပဲကိုယ်လားဆိုတော့ပြန်ပြီးတော့အကဲဖြတ်ချင်တာပေါ့နော်ပြီးလို့ရှိရင် noun project တွေအတွက်ကိုဟိုကောင်ဘာလို့ရလဲအားနည်းချက်တွေကိုကျွန်တော်ပြုပြင်ပြီးတော့အားသာချက်တွေလုပ်မယ်အားသာချက်တွေကိုဆက်ပြီးတော့ထိန်းမယ်အဲ့ဒါမျိုးကျွန်တော်တို့စဉ်းစားလုပ်ဖို့အတွက်ပေါ့လေနောက်တစ်ခုကဒီ resource တွေကိုကောင်းကောင်းသုံးနိုင်ခဲ့တာသိကြရလားပေါ့လေ။နောင်ကြလို့ရှိရင်ပို့ပြီးတော့ resource ကို efficient ဖြစ်ဖြစ်နဲ့သုံးနိုင်အောင်အဲ့လိုရွေးချယ်နေကြ evaluation လုပ်ကြရတယ်ဆိုပါစို့ပေါ့နော်ဆိုပါစို့အဲ့လိုလုပ်ကြတယ်။ evaluation လုပ်မယ်ဆိုလို့ရှိရင်ဒီချက်လေးတော့ပါတယ်။ကျွန်တော်ကပထမဆုံးဘယ်နှကြိမ်လုပ်မှာလဲ။နော်ဘယ်နှကြိမ်လုပ်မှာလဲ။အဲ့ဒါအရင်ဆုံးယူရတယ်ပေါ့လေ။အရေးအတွက်ပေါ့လေ။အရေးအတွက်ကအကြိမ်အတွက်နော် number ဘယ်နှကြိမ်လုပ်မှာလဲ။ဘယ်နှကြိမ်လုပ်မှာလဲဆိုရ။ပြီးတော့မှသူကဒီpurpose ပေါ့ purpose ကအရင်ပေါ့အရေးချက်ကပါလေခုနကလိုပြောတော့ဗောနော်ရှင်းပါဗျာဆိုပြီးလို့ရှိရင် number ပေါ့နော်ရေးအတွက်ပြောလို့ရှိရင်ဘယ်လို type လဲပေါ့ evaluation type ကဘယ်လိုလဲနော် evaluation type တွေခဏလို့ရှင်းပြန်ပြောပေးမယ်ပြန်အဲ့တော့ပြောလို့ရှိရင်အဲ့ဒီအမျိုးအစားအတွက် evaluation criteria ကဘယ်လိုတတ်မှတ်ရလဲအဲ့ဒါကြီး evaluation criteria
ကျွန်တော်အခုcertificate ပေးမယ်ဆိုရင် certification criteria ချလို့ပဲဒီ criteria ဝင်တော့မှဥပမာကျွန်တော်တို့ဒီမှာပြောရဲပေါ့ဒီ M&E ဒီ Mail Development for Professional ဒီ course ဆိုလို့ရှိရင် attendance ကို 100% ဖြစ်ရမယ်တစ်ချက်ပေါ့ဒါပေမဲ့တစ်ခုရှိတာကဒီ attendance က live ဖြစ်ရင်လည်းဖြစ်မဖြစ်ရင်လည်း view recovery ပေါ့အဲ့ဒါချက်နံပါတ်2တစ်ချက်ကတော့ဖြစ်အရေးကြီးတဲ့ assignment တွေကိုထပ်ပေးရမယ်ထပ်ထားတယ်အဲ့ဒါလည်း exemption ရှိတယ်ပေါ့လေကိုကငကိုတွေ့ကြုံရှိတာပဲဆိုရင်ဒါက sanction လုပ်လို့ရတယ်မရှိသေးဘူးဆိုရင်တော့ encourage လုပ်တယ်ပေါ့လေလုပ်ဖို့အဲ့တော့အဲ့ assignment ရမယ်နှစ်ချက်နောက်တစ်ချက်ကကျတော့knowledge test ပေါ့လေ final knowledge test ကို80% နဲ့ပြီးရမယ်10ပုတ်ဖြည့်ရဆိုရင်ပုတ်20ဖြည့်ရင်16ပုတ်ကတော့မှန်ရမယ်အချိန်ချင်းဖြည့်လို့ရအဲ့ဒီအကုန်လုံးဒါ pass ဖြစ်တယ်ဆိုလို့ရှိရင်တော့ဖြစ်ဒီ course ကိုကျွန်တော်တို့က certification ပေးမယ်ပေါ့အဲ့ဒါမှ pass မဖြစ်သေးရင်တော့ certification မပေးဘူးပေါ့နော်မပေးဘူးပေါ့အဲ့လိုမျိုးကျွန်တော်တို့ criteria လို့ခေါ်တာပေါ့နော် criteria ဆက်သမားတို့သိတာပဲဗျာအဲ့ criteria ကိုကျွန်တော်သတ်မှတ်ပေးရဥပမာ evaluation လို့ပြောနေတယ်မှာ evaluation criteria ပေးရတယ်မလုပ်ခင်မှာ criteria ချရတယ်ကျွန်တော်တို့ဒီမှာတင်တဲ့မတက်ခင်မှာကြိုပြီးတော့ဆက်သမားတို့ criteria ပေးထားလို့ပဲဒီဟာရမှကျွန်တော်တို့က certification ပေးမယ်နော်လို့ဒီလိုမျိုးပြောရတယ်လို့ပဲ evaluation လုပ်တဲ့အခါမှာလည်းကျွန်တော်တို့ကဥပမာပြီး efficiency ဥပမာဆိုကြပါတော့ဒီ inclusiveness ပေါ့ဒီ principle တစ်ခုကိုကျွန်တော်တို့ကတိုင်းနေဆိုပါတော့ဒီ project ကအကယ်တကယ်ပဲ inclusiveness ရှိနဲ့တနည်းအားဖြင့် participation ကောင်းကောင်းနဲ့လုပ်ခဲ့သလား participation ကိုကောင်းကောင်း apply လုပ်ခဲ့သလားပေါ့ပါဝင်တဲ့ပါဝင်တဲ့လူပါဝင်အောင်လုပ်ခဲ့သလားဆိုတာနဲ့ပတ်သက်ပြီးတော့ evaluation လုပ်ကြည့်နေဆိုပါစို့ကျွန်တော်တို့ကဒီ participation ကိုတနည်းအားဖြင့် inclusiveness ကို inclusion ပေါ့လေအဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုမျိုးအချက်လက်တွေကန့်ညီရင်တော့ဖြစ် criteria ကန့်ညီတော့ဖြစ်ဒီ participation ကောင်းတယ်လို့ဒီ project ကိုအကဲဖြတ်မှာလဲဆိုတော့အဲ့ဒါသတ်မှတ်ပေးရတယ်သတ်မှတ်ပေးရတော့အဲ့ဒီသတ်မှတ်တဲ့နေရာမှာလဲအရှိက project design ပေါ့နော် design project ရဲ့ nature အဲ့ဒီပုံမှာနားလည်အောင်လုပ်ပြီးတော့မှဒီ evaluator ကနေပြီးတော့ဒီ evaluation question တွေထုတ်မှာပေါ့နော် criteria ကိုအဖြေပေးမဲ့ evaluation question criteria 5ချက်ထားတိုင်း5ချက် question 5ခုထုတ်မှာပေါ့အဲ့ဒီ question 5ခုနဲ့သူကမေးမှာအဲ့ question 5ခုရဲ့ရလာတဲ့ result ကိုကြည့်ပြီးတော့သူကဖြတ်မှာအဲ့ဒီမဖြတ်ခင်မှာ project ရဲ့ program နဲ့ပြန်မေး evaluator မေးပြီးတော့ဒီလိုမျိုးဖြတ်မယ်ဆိုရင် fair ဖြစ်လားဒီက fairness ပေါ့လေ fair ဖြစ်လား balance ဖြစ်သလား balance ဖြစ်တယ် fair ဖြစ်တယ် okay ဒါဆိုရင်တော့ရပြီနော်ဒါရပြီဒါဖြတ်လို့ရတယ်ရပြီပေါ့လေအဲ့ဒါဆိုနောက်တစ်ခုကတော့ smart ဖြစ်လာပေါ့လေအဲ့ဒါဆိုရင်ပိုပြည့်စုံသွားတာပေါ့ဆိုတော့အဲ့ဒါဆိုရင်တော့ဒါ correction criteria ဖြတ်လို့ရတယ်အဲ့ဒါဆိုကျွန်တော်တို့ဒီချက်လက်တွေဒီလောက်တိုင်းတာဒီအမှတ်ရတယ်ဆိုရင်တော့ဒီinclusiveness ကိုကျွန်တော်တို့အောင်မြင်တယ်လို့ပြောမယ်နော် okay agree ဖြစ်တယ်ပြီးပြီကျွန်တော်အဲ့တိုင်းတော့အဲ့ဒါဆိုရင်ကျွန်တော်နောက် evaluator သူကတက် question တွေထုတ်တာဒီ discussion တွေလုပ်တာ interview တွေလုပ်တာဒါတစ်ပိုင်းဖြစ်သွားပြီနော်တစ်ပိုင်းဖြစ်သွားပြီဒါကကိုကအများကြီးမပါတော့ HR evaluator သူကလုပ်ပါပြီဆိုတော့အဲ့ဒါမှာ evaluation criteria တွေတတ်မှတ်ဖို့နော်ပြီးလို့ရှိရင်သက်ဆိုင်ရာခုနပြောတဲ့ question တွေပေါ့လေtiming ပေါ့နော်နောက်တစ်ခုက timing ပေါ့အဲဒီတိုက်ကတော့ဘာမှပါဘူးလေ timing နော် timing ဘယ်ချိန်မှာလုပ်မှာလဲပေါ့ methodology ပေါ့နော် quantitatively subject based method approach ပြီးရင် role and responsibility ပေါ့ဘယ်သူကဘာလုပ်မှာလဲဆိုတဲ့အားမျိုးလေးအဲ့ဒါကတော့ internal လား external လားမှမသိတာပေါ့နော် internal မှာဆိုရင်တော့အရှိရလူတွေပြန်ခွဲရမှာပေါ့ role responsibility ပြန်ခွဲexternal ဆိုရင်တော့ external ကသူ့ဟာသူငကိုတွေကဆင်ထားပြီးသားဖြစ်မှာပေါ့ဆင်ထားပြီးသားအပေါ်မှာသူက communication လာလုပ်မှာevaluation budget ပေါ့ budget ဆင်ပြီးရင်နောက်ဆုံးဘာထွက်မှာလဲပေါ့လေအောက်ဘက်ဘာထွက်မှာ delivery ဘာထွက်မှာလဲနော်ဒီဘယ်ချိန်မှာထွက်မှာလဲပေါ့လေအဲ့ဒါလေးကျွန်တော်တို့ကအဲ့ဒါလေးချုပ်ရေးရသူကအကုန်လုံးရေးတာမဟုတ်ချုပ်ရေးရပေါ့နော်အဲ့လိုဖြစ်သွားပါလိမ့်မယ် evaluation မျိုးအစားရေးရတယ်ရေးကြည့်တယ်နော်မျိုးစားရေးရရေးကြည့်တယ်နောက်တစ်ခုက framework ပေါ့ evaluation criteria သုံးဖို့ framework လို့လည်းပြောလို့ရတယ် framework ပေါ့လေframework ကိုတော့အဲ့ဒါလည်းပြောလို့ရတယ်နော်
ဆိုတော့အဲ့ဒါလေးရှိတယ်အဲ့ဒါတွေကျွန်တော်တို့ဘာနဲ့ချုပ်ပါလဲဆိုရင် summary evaluation table နဲ့ချုပ်တယ်ဒါက tools ပေါ့နော်ဒါ tool ပေါ့ဒီနေရာမှာ tool က SCDR tool နော်ဒီဟာလည်း tools ပဲနော်အဲ့တော့ summary evaluation table နဲ့ချုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကဒီစာတွေကိုစာနဲ့မရေးချင်ဆိုရင်ဇာတ်နဲ့ပြလိုက်ရတယ်ဇာတ်နဲ့ပြပြီးတော့ summary evaluation table နဲ့ဒီလိုအဓိကတော့ကျွန်တော်တို့ project planning လုပ်တဲ့အချိန်မှာအကုန်ပါစရာတော့မလိုအကုန်ပါစရာမလိုဒီ evaluation နဲ့ပတ်သက်ပြီးဘယ်နှချိန်လုံးမှာလဲဘယ်လိုမျိုးစားလုပ်မှာလဲပတ်စံဘယ်လောက်သုံးမှာလဲဘယ်လို framework ကိုသုံးမှာလဲဒီလောက်ပဲနော်ဆက်စံမှာလို့ဟိုအများကြီးဟိုခီးစီးတွင်ကြအောင်မလို့တကယ်တမ်း evaluation လုပ်တော့မှလေလုပ်တော့မှလို့တာနော်တကယ် evaluation လုပ်မယ်ဆိုရင်အဲ့ဒါဒီကခေါ်ပြီးတော့အဲ့ဒါဆက်စံမှာလို့ channel ကိုငှားတော့ပဲ channel evaluator ငှား evaluation team ကိုခေါ်ပြီးတော့ POR ဆက်စံမှာတော့ထုတ် POR တော့ဆက်စံမှာတော့ဆွဲရမှာနော်ဆက်စံမှာတော့က POR ရေးရမှာ SCD ကဆက်စံမှာတော့ရေးရမှာရေးပြီဆိုရင်ဆက်စံမှာတော့ကဒါခေါ်လို့ရပြီအဲ့ဒီမှာ announcement လုပ်တော့ POR ကဒါပါအဲ့ဒါလည်းကအောင်ဆက်စံမှာတော့ကတင်းကနေပြီးတော့လုံနိုင်ရဆိုရှင်တော့ဖြစ်လျှောက်ပါပေါ့လေလျှောက်ပါကွာလျှောက်ပြီဆိုရှင်ဆက်စံမှာတော့သူတို့ပြရတဲ့ proposal ကိုကြည့်ပြီးတော့သူတို့ရဲ့ capacity ကိုကြည့်ပြီးတော့အောင်နဲ့ကင်မကအဲ့လိုဆက်စံမှာတော့ကကို project ကပြန်ရွေးမှာပေါ့နော်ရွေးမှာပေါ့ဆက်စံမှာတော့ဒီဟိုအမြဲတမ်းတွေ့ပါလိမ့်မယ်နော်ဆက်စံမှာတော့တခြားဟိုအစ်စ်ဆိုလို့ရှိရင်လည်းကျော်ဟိုဒီလိုမျိုး website တွေမှာဆက်စံမှာတော့တွေ့မယ်ကျော်ဒီလိုမျိုးအဲ့ဒီ website တွေမှာဟိုကျော်ဟို position တွေကြီးပဲချိန်ရတာမျိုးမဟုတ်ဘူးတကယ်ကျော်ဓာတ်တွေပါပါတယ်အဲ့အလုပ်တွေမှာဒီအလုပ်တွေပါပါတယ်အဲ့ sunny weather ငှားပါမယ်တင်းကိုငှားပါမယ်ဒါကတော့ဒီဟိုပါခါကျရင်ဒီဟိုရွေးရတာပါဒီမှာရွေးရမှာတချို့ဖွဲ့ဆိုရင်လည်းဟို HR နဲ့ခေါ်ရေးတာမျိုးလည်းရှိသေးတယ်အင်တာနက်ရေးလို့မနိုင်တော့ဘူးဆိုရင်အဖွဲ့ကြီးတွေပေါ့အဖွဲ့ကြီးတွေဆိုရင်တော့ဒီဟာသူ program ရေးတော့ပဲနဲ့ဒီဟာတက်ကိုအပ်တာအဲ့ဒါမျိုးပါရှိတယ်ပေါ့နော်ဒါကတော့ဟိုပုံတွေဘယ်လိုလုပ်ရမယ်တော့အဲ့လိုတော့မဟုတ်ဘူးလုပ်နိုင်ရင်လုပ်တာပဲကိုတင်ရလုပ်နိုင်တာပေါ့လုပ်နိုင်တယ်ဆိုလုပ်တာပေါ့ကိုတင်ရဟိုလုပ်ဖို့အတွက်စင်တယ်မဖြစ်ဘူးဆိုမလုပ်ဘူးပေါ့တခြားresource ရှိရင်ငှားမှာပေါ့ငှားနိုင်ငှားမှာပေါ့အဲ့ဒါမျိုးလို့ရှိတယ်ပေါ့နော်ဆက်စံမှာတော့ဒါသိတယ်ပြီဒါပါဆက်စံမှာတော့ဆိုတော့လို့ဒါပြန်ကြည့်လို့ရှိရင်မျိုးစားတွေမှာ formatted လား process လား impact outcome evaluation လား submitted လား expose လား development လားဆိုပြီးအဲ့ဘက်မူတည်ပြီးတော့ purpose တွေမတူဘူးpurpose တွေမတူဘူးအဲ့တော့ဘယ်ချိန်မှလည်းမလေးလည်းမတူဘူးနော်အကုန်လုံးရေးရမှာမဟုတ်နော်ဆက်စံမှာတို့ဟိုကျွန်တော်ထင်တယ်တစ်မျိုးနှစ်မျိုးပဲရှိမယ် project တစ်ခုဆိုရင်တစ်ခါနှစ်ခါပဲတစ်ကြောင်းနှစ်ကြောင်းပဲရှိမယ်ကျွန်တော်တစ်ကြောင်းနဲ့တူရတစ်ကြောင်းနှစ်ကြောင်းပဲရှိမယ်ဥပမာ impact outcome evaluation လားအဲ့ဒါမျိုးဆိုတော့တစ်ကြောင်းနဲ့ပြန်ပြအောင်ဆောက်ရတယ်တကယ်ကြီးအဲ့လိုမဟုတ်တကယ်တမ်းလက်တွေ့မှာဆက်စမှာတော့တစ်ကြောင်းလည်းရှိမယ်တစ်ခါလုံးတစ်ကြောင်းပဲရှိမယ်နှစ်ခါလုံး mid term နဲ့ intern evaluation တော့နှစ်ကြောင်းပဲရှိတယ်နော်အဲ့ဒါရှင်းလေးပဲဒီလိုမျိုးအကုန်ရှောက်ရရတာခဏအဲ့ framework လို့ပြောလို့ရှိရင် framework အများကြီးရှိတယ်မှာ OECD ရဲ့ framework ကိုယူပြီးတော့ evaluation လုပ်မယ်ဆိုရင်အခုပြောရတဲ့ OECD criteria နဲ့evaluation framework နဲ့ evaluation လုပ်လို့တင်တယ်ဆိုတဲ့မျိုးစားလည်းဖြစ်တယ်ဆိုရင်ဒါတွေသုံးလို့ရတာပေါ့နော် relevance ဖြစ် effectiveness ဖြစ် efficiency ဖြစ် impact ပုံမှာကြည့်မယ် sustainability ဘယ်လောက်ကောင်းမလဲအဲ့ဒါတွေကျွန်တော်က evaluation criteria နဲ့သတ်မှတ်ပြီးလို့ရှိရင်အဲ့ရဲ့ဒီ relevance ဆိုတဲ့ဒီ relevant တစ်ခုမှာquestion ဘယ်နှခုသတ်မှတ်မှာလဲပေါ့ question 3ခုလား4ခုလားအဲ့ question 4ခုမှာဘယ်လောက်တိုင်းတစ်ခုဘယ်လောက်တိုင်းကလေးရမယ်ဆိုရင် relevancy ကိုကောင်းတယ်ပေါ့ effectiveness ကိုဟိုအမှတ်ဒါ effectiveness ကောင်းတယ်ပေါ့ efficiency ကောင်းတယ်ပေါ့ impact ကောင်းတယ်ပေါ့ sustainability ကောင်းတယ်ပေါ့အဲ့လိုမျိုးကျွန်တော်တို့ကသတ်မှတ်ရတယ်အဲ့လိုသွားတာပေါ့နော်ဒီတိုင်းကျွန်တော်တို့က evaluation လုပ်ရဆိုပြီးတော့ရှောက်မရမှာမဟုတ်ဘူးเนาะအဲ့ဒါလေးကအရေးကြီးတယ်ခါကြလို့ရှိရင်တကယ်ဟို specialist လို့အဲ့လိုမျိုးလေ consultant လို့လေ specialist ကို consultant လို့ခေါင်းစဉ်ထားပြီးတော့ဘာတိုင်းမှတိုင်းမှမသိတဲ့ဟိုဟာမျိုးတွေကျွန်တော်တို့ကမြင်ဘူးလေမြင်ဘူးဒါဟိုရင်းနေပြောတာပါဆိုတော့အဲ့ဒါတွေအဆင်မပြေဘူးသလားအဆင်မပြေဘူးဆိုတာကျွန်တော်တို့ကဘယ် framework ကိုသုံးမှာလဲအဲ့ဒါတော့ဆွဲထုတ်ဖို့တော့လိုတယ်ပြီးရင် analysis ကဘယ်လိုလုပ်မှာလဲဘာသိချင်လို့လုပ်တာလဲအဲ့ဒါအရေးကြီးတယ် evaluation လုပ်လို့ဘာပဲလုပ်ကျွန်တော်ကဘာသိချင်လို့လုပ်မှမသိဘဲနဲ့အဲ့ဒါကြီးကိုဟိုမေးချင်တာတွေမေးချလိုက်ပြီးတော့မှပြန်ဆွဲဆိုပြီးတော့
ပြန်ဆွဲဆိုပြီးတော့နောက်တော့မှတိုက်ထိုးထည့်တာမျိုးတွေကအဲ့ဒါအဆင်မပြေတော့လားအဲ့ဒါ evaluation လုပ်တာနဲ့မတူတော့မေးချင်တာမေးပြီးတော့ဖြေချင်တာဖြေပြီးတော့အဲ့ဒါမျိုးတော့ဖြစ်သွားနိုင်တယ်အဲ့ဒါအဆင်မပြေဘူးဆက်စမတို့ကအဲ့ဒါဆိုကီးကတစ်ချက်ပဲဒီအခုဆက်စမတို့ဆိုအစ်စ်တွေဆိုရင်ဒါဆိုရင်အခုမှကြုံနေတဲ့ဆက်စမတို့ကရှင်းသွားတယ်ဆက်စမတို့ evaluation လုပ်လို့တခုလုပ်ပြီဆိုရှင်အနည်းဆုံးတော့သူနဲ့ကန့်ညီတဲ့ framework ကိုရှာဒါကျွန်တော် day 2မှာကျွန်တော်ပြောခဲ့သေးတယ် framework တစ်ခုကိုကို project program နဲ့ design နဲ့ကန့်ညီတဲ့ framework တစ်ခုကိုရှာအဲ့ဒါက evidence base ပဲကြိုက်တဲ့လူကျွန်တော်ကကန်ပြောရဒီ framework ကိုကျွန်တော်သုံးလုပ်တာframework လို့ပြောတဲ့အခါမှာ framework တစ်ခုလည်းသုံးကြမလို့ဘူးကိုယ့်ရဲ့ project design ဟာဒီ framework တစ်ခုလည်းနဲ့ကိုက်ချင်မှလည်းကိုက်မယ်အဲ့တော့အဲ့ framework နှစ်ခုလောက်ကို hybrid လုပ်ပြီးပြောရလဲဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အခါကျတော့အဲ့လိုမျိုးတွားလို့ရတယ်ဆိုတော့ဆက်စမတို့အနေနဲ့လည်းကအနည်းဆုံးတော့ဒါ framework တစ်ခုကိုသုံးsorry framework တစ်ခုကိုယူပြီးလို့ရှိရင်အနည်းဆုံးတော့အဲ့ဒီ framework နဲ့ပတ်သက်ပြီးတော့ဗောလေအဲ့ဒီ framework ကိုကန်ပြီးတော့ဒီ criteria ကိုချိန်ပြီးတော့criteria ကိုရစေမယ့် question တွေထုတ်ပြီးတော့အဲ့ဒီ question တွေကရလာတဲ့ information တွေကိုanalysis လုပ်ပြီးတော့အဲ့ဒီ framework နဲ့ကိုက်တယ်ဆိုရင်ကိုက်တယ်ပြောမကိုက်ဘူးဆိုရင်ကိုက်ပြောအဲ့ကြားထဲမှာဒါရိုးပြောတာပေါ့နော်ရိုးပြောတာအဲ့လိုသွားတာဒီမှာဆိုရင် OECD criteria ဆိုရင်ဆက်စမတော့သိတယ်ရှင်းလေးပဲဆက်သွားပြောလို့ development process ဆိုရင်အဲ့နဲ့သွားတာများတယ်သူကအဲ့ဒါနဲ့သွားတယ်ဆိုတော့ဒီ relevancy ကဘယ်လိုလဲလို့ process ကဘယ်လိုလဲလို့နော်process က relevancy ကဘယ်လိုလဲလို့ effectiveness ကဘယ်လိုလဲလို့ efficiency ကဘယ်လောက်ကောင်းလဲလို့ impact ကဘယ်လောက် sustainability ဘယ်လောက်ကောင်းလဲလို့အဲ့ဒါတွေကို criteria ချိန်ပြီးတော့အဲ့ criteria ကိုမှန်ဘယ်လောက်ဘာလို့ဆိုရင်ဆက်သွားပြောလို့ criteria ကိုသတ်မှတ်ပြီးတော့ဝင်တယ်ဆိုရင်ဝင်တယ်ပြောမဝင်ဘူးဆိုမဝင်ဘူးပြောပေါ့နော်အဲ့ဒါလေးပါပဲဆိုတော့အဲ့ဒီမှာမှဘယ်လိုဖြစ်မလဲဆိုရှင်evaluation ဒီမှာကျွန်တော် quality သွားမှာလား quality သွားမှာဆိုလို့ရှိရင် quality သွားပါလိတို့ကြောင့်လည်း mix match သွားပါချက်တာလည်းသွားလို့ရတယ်အဲ့လိုသွားလို့ရပါနော်ဆက်စမှာတော့ဆိုတော့ဒါလေးကတော့ summary evaluation တွေပဲပေါ့လေဒီအမျိုးအစားကဘာလဲပေါ့သူစားကျွန်တော်ဒီမှာနှစ်ကြောင်းလေးရဆိုနှစ်ကြောင်းလောက်ပဲရှိနေတယ်လွန်ဆုံးပါလေပုံမှန်ပြဒီမှာ midterm လားပေါ့ဒါမှမဟုတ်ရှင်ဒီမှာ expose လားပေါ့intern လားပေါ့နော်တစ်ခုပေါ့ပြီးမှအလယ်မှာလောက်တာနဲ့ပြီးမှလောက်တာနဲ့နှစ်ခုပဲရှိမယ်ရွေးချက်ကဘာလဲပေါ့ဒီမှာရှိမယ် priority question ကဘာလဲဒါကတော့ကြိုထုတ်ထားတာပေါ့နော်ကြိုထုတ်ထားတာခုနကပြောတဲ့ evaluation လုပ်တဲ့ criteria တွေကို question ကြိုထုတ်ထားတာ criteria လိုက်ထုတ်ပေါ့ဒါဆိုလို့ရှိရင်ဒီမှာ timing ကဘယ်ချိန်ထုတ်မှာလဲပေါ့ကြိုမှန်းရတဲ့ study ကဘယ်တော့ in ရဘလောက် budget ဘလောက်တုံးလဲဒီလောက်လေးပဲအဲ့ဒီဇာတ်ပါရင်အလုပ်ဖြစ်တယ်နော်ဒီဇာတ်လောက်ဆက်စမတို့ရဲ့ဒီ evaluation နဲ့ပတ်သက်ပြီးတော့ဒီလောက်စဉ်းစားဟိုင်းကိုအလုပ်ဖြစ်တယ်နော်ဆက်စမတို့အဆင်ပြေပါတယ်လောက်ဆိုလို့ရှိရင်ဒါလေးပဲပေါ့နော်ဒါလေးပဲအဲ့လောက်ပဲဆိုတော့ဒါကတော့ဟိုအကြမ်းမြင်ထည့်ရတာနော်အကြမ်းမြင်ထည့်ရတာဆိုတော့ရပါတယ်နော်ဆက်စမတို့အဲ့လောက်ဆိုလို့ရှိရင် okay ပါဆက်စမတို့ဟိုစဉ်းစားကြည့်ဆွေးနွေးရပါတယ်ဒီညတော့ဒါဘို့ပါလေးပါပဲဆက်စမတို့သိကြပြီလားဒီ tools တွေကတော့ဆက်စမတို့ planning ဆင့်မှာထည့်သုံးရမယ်ပေါ့နော်ထည့်သုံးလို့ရပါတယ်ဆက်စမဟုတ်ဆွေးနွေးလို့ရပါတယ်ဆက်စမတို့ ဟယ်လိုဆရာ ဟုတ် ဟယ်လိုကြားလားဆရာ ဟုတ်ကဲ့ကြားပါတယ်ဆရာ ဟုတ်ကဲ့ဆရာဟိုကလေကျမကဒီ project တစ်ခု evaluation ကိုဟိုဝိုင်း support လုပ်ပေးနေတာပေါ့နော်အဲ့မှာဆိုရင် FGD တွေလောက်တာရှိရယ် KIN ရှိရယ် individual survey တွေလောက်တာရှိရပေါ့နော်ဟိုဒီ quantity လည်းရှိရယ် quality လည်းရှိရယ်ပေါ့နော်ဆရာဒီ quality ဒီဟိုပါပေါ့နော်ဒီ data တွေကြတော့ဒီဘယ် software တွေကပို့ပြီးတော့လောက်ရတာ analysis လောက်ရတာပို့အဆင်ပြေနိုင်လဲဆရာ ကွာလီကကြတော့အနည်းဆုံးတော့ coding နဲ့သွားတာပေါ့နော်ဆရာမ ဟုတ်ကဲ့ဆရာ coding သွားမှာဆိုလို့ရှိရင်အခုနောက်ပိုင်းတော့သုံးနေကြတာတော့ရှိတယ် master တို့ဒီဘက်က Atlas D တို့စသဖြင့်ပေါ့လေအမျိုးတော့ရှိတယ်မျိုးတော့ရှိရဆိုတော့ဟိုတစ်ဖက်မှာလည်းကုန်ကျစရိတ်ကရှိပြန်အောင်အဲ့ဒါရှိပြန်အောင်ဟို master ဆိုရင်လည်းဟိုသုံးရတာကောင်းတယ်လို့ပြောရင်ပတ်စံကလည်းကုန်ပြန်အောင်ပေါ့လေဈေးကလည်းများတယ်ဆိုတော့ဟိုသုံးနိုင်တာပေါ့နော်ပထမတစ်ချက်ကသုံးနိုင်တယ်ဆိုရင်တော့ဟိုဈေးကြီးတယ်ဆိုရင်လည်းဟ
သုံးလို့ကောင်းတာတွေရှိတဲ့ခါကျတော့အဲ့လိုမျိုးသုံးမယ်ဆိုရင်လည်းသုံးပါနော်အဲ့ဒါတခုရှိတယ်မဟုတ်ဘူးဆိုလို့ရှိရင်ကြတော့လေကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ဟို Atlas တွေဆိုလို့ရှိရင်ခက်ရိုးရိုးပဲသူကအခုနောက်ပိုင်း AI နဲ့ချိန်တာပြီဆိုတော့ ChatGPT နဲ့ချိန်တာဆိုတော့သူကဟို trial မှာကျွန်တော်ကပြအောင်ဖြတ်လိုက်တာကျွန်တော်ကဟိုရင်းနှီးပြောတာပေါ့နော် trial version မှာသူ trial ပေးတယ်လေသူက trial version မှာကျွန်တော်ဘယ်လိုလုပ်လဲဆိုအဲကိုယ့်အလုပ်ကိုအဲ trial version မှာပြအောင်ဖြတ်လိုက်တာပြအောင်ဖြတ်လိုက်တော့အဲ coding ရေးတယ် coding ပေးတယ်thematic analysis လုပ်တယ်ပြီးသွားလို့ရှိရင်အဲဒီဟာကိုအဲ့ဒီမှာဟိုဆွဲလိုက်တယ်ပေါ့လေနော်ဆွဲပြီးတဲ့အခါကျတော့ဟိုပြန်ပြီးတော့သူကမိုင်းမဲတွေဆွဲလို့ရတယ်အဲ့ထဲမှာဆွဲလို့ရတယ် coding နဲ့သူကချရတဲ့အခါကျတော့တခါလေးပဲသူ coding နဲ့ကိုသူကဆွဲရတဲ့ဒီ category လိုက်ကိုသူက analysis လုပ်ထားပေးရဆိုတော့ဆွဲလို့တော့ကောင်းပါတယ်ကြာရင်တော့ပတ်စံကုန်ပါဆိုတော့ကျွန်တော်အဲ့ဒီ try မှာပဲပြီးဖြတ်လိုက်တယ်ဆိုတော့ဟိုဘယ်ဟာကောင်းလဲဆိုရင်တော့ဟိုကျွန်တော်မြင်ကြည့်တာတော့ဈေးကြီးလေးကောင်းနေပြီပဲပထမတစ်ခုပါပေါ့နော်ဈေးကြီးလေးကောင်းနေပဲအဲ့ဒါတစ်ချက်တော့ရှိတယ်ဒါပေမဲ့သုံးနိုင်တယ်ဆိုရင်တော့သုံးမာဇဒါလည်းကောင်းတာပဲမာဇဒါလည်းကောင်းတာပဲသုံးပေါ့နော်Atlas ကျွန်တော်တို့ဂျားထဲမှာ Atlas T ကိုသုံးတယ် trial version သုံးတယ်အဲ့ဒါလုပ်တယ်အဲ့လိုမဟုတ်ပဲနဲ့လေပုံမှန် AI တွေလည်းသုံးလို့ရဒါပေမဲ့ပြဿနာကပါ security issue ပေါ့နော်ဆရာ security issue ကကျွန်တော်တို့ကဒီ data တွေကိုဥပမာ ChatGPT ပဲပြောထည့်လိုက်မယ်ဆိုရင်ဘာဖြစ်မလဲပေါ့နော်ဘာဖြစ်မလဲအဲ့ဒါကကျွန်တော်လည်းမပြောတတ်ဘူးဒါတွေကလည်းဟို ChatGPT ကိုတခြားနည်းနဲ့မေးပြီးတော့ကိုယ့် data တွေများပေါက်သွားရင်ဘာဖြစ်မှာလဲအဲ့ဒါတွေကနည်းနည်းတော့ခန့်နေတယ်တကယ်လို့များကိုပတ်စံပေးပြီးတော့သုံးမယ်ဆိုရင်ရောဒီ security issue ကကောင်းလာလုပ်လို့ရရင်တော့ဆရာမလေး ChatGPT ပဲပြောကျွန်တော်တို့ဒီဘက်ကဟိုတဲ့မော်လေးဟို cloudy ပဲပြောပေါ့နော်အဲ့ဒီ thematic analysis ကလုပ်လို့ရတယ်ဟိုကုမ္ပဏီကကိုယ့်ကိုချိန်ပြီးတော့အဲ့ဒီမှာprompt ကိုတေချာရေးပြီးတော့သူတို့လည်းလုပ်နိုင်တယ်ပေါ့နော်ကိုလိုချင်တဲ့ keyword တွေကိုဆွဲထုတ်ပြီးတော့ဟို analysis လုပ်ပေးပါဆိုရင်လည်းသူလုပ်ပြီးလို့ရတယ်ဆိုတော့ဘယ်ဟာပိုကောင်းလဲလို့ပြောလို့ရှိရင်ခုနကပြောတဲ့ငွေကြေးပေါ့လေငွေကြေးအဆင်ပြေမလားပြည့်တယ်ဆိုရင်တစ်မျိုးမပြည့်ဘူးဆိုရင်ကျွန်တော်လုပ်သလိုမျိုး trial version နဲ့ကျွန်တော် Atlas T ဆိုရင်ကျွန်တော် trial version နဲ့ချရင်လိုက်တော့အဲဒီ trial version မကုန်ခင်မိတယ်ဆရာမတို့တကယ်ကျတော့မိတယ်ပြီးပါအဲ့လိုမျိုးသုံးတာမျိုးတနည်းမဟုတ်လို့ရှိရင်လည်းကိုယုံကြည်စိတ်ချရတဲ့ AI တခုခုနဲ့အဲ့လိုမျိုးဟိုကုတ်ကိုရဲ့ဒီကုတ်ကထည့်ပြီးတော့လေကို keyword ကိုပေါ်ပြီးတော့သူ့ဆွဲထုတ်ခိုင်းတာမျိုးအဲ့လိုမျိုးရောလုပ်လို့ရတယ်เนาะဆရာမရတယ်ဆိုတော့လေဆရာမတို့ကဘယ်လိုမျိုးလုပ်နေလဲမသိ ဟုတ်အခုကဟိုပတ်စံမသုံးနိုင်တာပေါ့နော်ပတ်စံမသုံးနိုင်တော့ menu တွေပေါ့ဒီတိုင်းပဲ manual ဆွဲထုတ်ပြီးတော့အဲ့လို ပဲ ပုံ ဆွဲ စံ ထုတ် မျိုး အောင်နော် တော်တော်ကြာရတယ်ဆရာမ ခဏအဲ့တင်းလိုက် meeting တွေလောက်ရမေးရမြန်းရအဲ့လိုပုံစံမျိုးတွေတော့တော်တော်ကြာတယ်ဆရာဟုတ်အဲ့ဒါကြာဖို့ ကြားတယ်ဆိုရင်ဆရာမ Atlas ကျေး တီ ဇူး ကို ပါ ကျွန်တော်တို့လုပ်တယ်လို့လုပ်မလားဆရာမကျွန်တော်လုပ်တယ်လို့ပေါ့နော် ဟုတ် ကျွန် ကဲ့ တော်လုပ်တဲ့နေရာတော့ Atlas တီကိုဒီရိုးပဲ Atlas နောက်300ရလွယ်တယ် Atlas တီက300ရလွယ်တယ်အဲ့ဒီဟာကို trial version ကိုကျွန်တော်ယူလိုက်တယ်ယူလိုက်ပြီးတော့အဲ့ဒီဟာကို trial version မကုန်ခင်မှာအဲ့ဒီအပြီးလုပ်လိုက်တာနော်ဆရာမအဲ့လိုမျိုးဆိုတော့ YouTube မှာဖြစ်လေဆရာမအဲ့ဒီ Atlas တီကိုဘယ်လိုမျိုးလုပ်လဲဆိုတာလေးကိုတစ်ချက်ကြည့်ပြီးတော့အဲ့ဒီအတိုင်းလေးလုပ်ရလို့ရှိရင်တိတ်မကြောက်ကျွန်တော်ထင်တာလေတိတ်မကြောက်ဒီတခုတော့ရှိတာပေါ့ကိုရီးယားတော့လည်းဒီတိုင်းပဲ AI feature ဟိုသုံးနိုင်တယ်ဆိုတော့တစ်မျိုးပေါ့ AI feature မသုံးနိုင်ရင်ကိုရီးယားကိုလိုက်ပေးရတာတော့ဖြစ်နေပြန်အောင်အဲ့ဒါတော့ရှိတယ်ကြားတယ်ဆိုတော့ဆရာမပြောလို့ပဲကိုရီးယားကိုယ့်အကူလိုက်မှတ်ပေးရတာတော့ဖြစ်နေပြန်အောင်နော်ဆရာမအဲ့ဒါတော့ရှိတယ် AI ကိုသုံးပြီးတော့နောက်ပိုင်းလည်းလို့တော့ရတယ်ဆိုပေမဲ့ဟို limitation နည်းနည်းတော့ရှိနေတာပေါ့နော်ဆရာမအဲ့ဒါတော့ရှိတယ်အကယ်၍များကျွန်တော်ပတ်စံကောင်းသုံးရတယ်ဆို AI နဲ့အဲ့ဒီဟိုမာဇာနဲ့တွေ့ရလို့ရှိရင်တော့အဲ့ဒါကမြန်လည်းမြန်တယ်ပတ်စံတော့မြန်တယ်ပေါ့လေအဲ့ဒါမျိုးတော့ရှိတယ်ဆိုတော့နည်းနည်းတော့ challenge တော့ရှိတယ်နော်ဆရာမဟုတ် ဟုတ်ကဲ့ပါဆရာဟုတ်စူးစမ်းကြည့်လိုက်ပါမယ်လုပ်ကြည့်လိုက် โอ ပါ เค ဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူး โอ ပါ เคဆရာမဟုတ်လက်ထောင်တာမသိဘူးနော်တရား Hello ဟုတ်ကဲ့ဆရာ ဟုတ်ကဲ့ဆရာဟိုပါဒီ quality analysis နဲ့ပတ်သက်ပြီးတော့ပေါ့
mass query software ကိုတော့လေဒီ crap version လေးတွေတော့ download လုပ်ရတယ်အဲ့ဒီဟာလည်းဒီ quality analysis လုပ်တဲ့ software တစ်ခုပေါ့နော်ဟို crap version လေးတွေဟို ဆရာပြော Google မှာရှာပြီးတော့ download လုပ်ရတယ်ဟုတ်MV4 တော့မတွေ့ဘူးဒါပေမဲ့ mass MV query ကို တွေ တော့မ နဲ့ တွေ့ဘူးနော်ဆရာ လုပ် ဟုတ် နေဟုတ်ဆရာမ အဲ့ဒါလေး crash တော့ version ရှိ ဆွေး တ နွေး ယ် ရမှာဟုတ်ကဲ့ ဆရာ ဟုတ်ကဲ့ပါဆရာကျေးဇူးပါ ကျွန်တော်မပြောရဲ record တွေပါโอเคပါဆရာဒါကတော့လေစဉ်းစားတာပေါ့နော်ဟုတ်ကဲ့ဟိုဆရာတချို့ဆရာဆရာမတို့လည်းလေဟိုဘိုင်းပြောပြပါလို့ဒါလေးတွေကလည်းတကယ်လက်တွေ့မှာကြုံရတာဆိုတော့တကယ်လည်းခက်ပါတယ်တကယ်ကျတော့ဒီ quality ကိုလိုက်ရင်အဲ့ဒီကုတ်ရေးရတာကုတ်ဒီဟိုကုတ်ပေးရတဲ့ကိစ္စလက်ဝင်တာ AI ကိုကြီးပါရင်တော့ကောင်းတယ်မပါရင်တော့ကြာတယ်အဲ့ခါကျတော့လေဆရာဆရာမတို့မှာဒါနီးပညာနဲ့ခြေလုံးသွားနေတာဆိုတော့ဆရာဆရာမတို့အဆင်ပြေရလေးတွေရှင်းလဲ share ပေးပါလို့ဆရာဆရာမတို့နော်ဟုတ်တချို့ဆရာဆရာမတို့လည်း share ပေးလို့ရတယ်နော်ဆရာဆရာမတို့နောက်တချို့ကျွန်တော်မြင်ကြည့်တဲ့ဟာကျွန်တော်မဆန်း light version လေးတွေတော့တွေ့တယ်အဲ့ light version လေးတွေကဘယ်လောက်လုပ်ဖြစ်လဲကျွန်တော်တော့မဆန်းဘူးသေးဘူးဖြစ်နိုင်မလားတော့မသိဘူးเนาะအဲ့ဒါလေးရောရှိတယ်ကျွန်တော်ဟို atlas ဒီနဲ့ပဲကျွန်တော်ကဟိုခက်လွယ်လွယ်လုပ်ထည့်နော်ဟိုအဲ့လိုတော့ဖြစ်နေတာအဲ့ light version ကဘယ်လောက်လုပ်ဖြစ်လဲတော့ကျွန်တော်လည်းမဆန်းဘူးသေးဘူးအဲ့လိုတော့ရှိမယ်ဆိုတော့ okay ပါဆက်ဆံပါတော့เนาะအဲ့ဒါဆိုရင်တခြားမရှိတော့ရင် good night ပါဆက်ဆံအဲ့တော့